နွားတစ်ကောင်ဖြစ်ပြန်လဲမွေးဖွားလာခဲ့ပြီးတဲ့နောက်ကျွန်တော်အရင်ဆုံးလုပ်ခဲ့တဲ့အရာကတော့တနေ့ကိုကောက်ရိုးပိတာချင်း60ကျော်လောက်အထိအဝါစားပြစ်နိုင်ပြီးနွားတင်းကုတ်တစ်ခုလုံးမှာအစွမ်းထက်ဆုံးမမရဲ့ကဏ္ဍဝင်နွားသူကြီးဖြစ်လာတော့မယ်ဆိုပြီးလှမ်းကြော်ဝါလိုက်တာပဲဖြစ်ပါတယ်။ဘေးနားမှာရှိတဲ့နွားပေါက်စလေးတွေကတော့ကျွန်တော်ကိုကြည့်ပြီးဒီကောင်ယူနေတာပဲလို့ထင်မှတ်နေကြတာပေါ့ဘာလို့လဲဆိုတော့သူတို့တွေကနွားတစ်ကောင်ဟာစွမ်းအားကြီးမားလေးတက်ဖြတ်ခြင်းခံရဖို့ပို့ပြီးတော့နီးစက်လေးဖြစ်တယ်လို့လေကွင်းတွေထဲမှာတေးရထက်ဆိုးတဲ့အလုပ်ကျန်းတွေလုပ်ရဖို့ပို့ပြီးအခွင့်အလမ်းများလေးဆိုတာကိုတိတိကျကျနားလည်ထားကြလို့ပါပဲ။ဒါပေမဲ့သူတို့တွေလုံးဝမသိရှိထားကြတဲ့အချက်ကတော့ကျွန်တော်ရဲ့ကိုယ်ခန္ဓာထဲမှာဝါမျိုးစင်ကဲပြောင်းလဲခြင်းစနစ်ထားကြီးနိုးထနေခဲ့ပြီဆိုတာပါပဲကျွန်တော်အနေနဲ့အစားအစာတွေကိုစားတောက်နေတဲ့၍ကိုယ်ပိုင်စွမ်းအားတွေကိုတရားစက်တိုးမြင့်သွားနိုင်မှာဖြစ်ပါတယ်ကောက်ရိုးတွေကိုပဲစားတောက်နေရတာဖြစ်လို့စွမ်းအားတိုးတက်မှုနှုန်းကအစွန်းကုန်နှောင့်နှေးလွန်းလာပေမဲ့အ ਨੇ ဆုံးတော့အနေရကင်းကင်းနဲ့ဘေးကင်းလုံခြုံနေတာပေါ့ကျွန်တော်လည်းစိတ်တစနအဆင့်ပိတာချင်း1000ကျော်လောက်အထိအေးအေးဆေးဆေးစားတောက်ပြီးမှအဆင့်မြင့်တင်ဖို့အတွက်စီစဉ်ထားခဲ့ပေမဲ့လူသား2ယောက်ရဲ့ရုတ်တရက်ရောက်ရှိလာမှုကကျွန်တော်ရဲ့အစီအစဉ်တွေအားလုံးကိုဝုန်းကနေဖျက်ဆီးပစ်လိုက်ပါတော့တယ်ဖေသူ့ကိုမတက်ပါနဲ့နော်ကောင်းမလေးတယောက်ကတော့ထွားချိုင်းလာတဲ့ဦးထုံးမောင်ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားမိရင်မျက်ဝန်းလေးတွေနီမြန်းလျက်နဲ့အထက်ထက်အခါခါငိုယိုတောင်းပန်နေခဲ့ရှာပါတယ်ဦးထုံးမောင်ရဲ့မျက်လုံးတွေကကျွန်တော်စီကိုအကြိမ်ကြိမ်လှမ်းကြည့်နေခဲ့ပေမဲ့သူ့ရဲ့မျက်နှာပြင်ကတော့ဘာအရေးရောင်မှထွက်ပေါ်မလာခဲ့ပါဘူးနွားသားချက်ကမွေးလာသမီးလို့အမျိုးသားကလှမ်းမေးလိုက်တဲ့အချိန်ဟုတ်မွေးပါတယ်ဆိုပြီးကောင်မလေးကမဖြေရသေးခင်မှာတင်သူကကောင်မလေးရဲ့ခေါင်းကိုအသားရပုတ်ပေးလိုက်မိရင်စိတ်မပူပါနဲ့သမီးရဲ့တို့ကသူ့ကိုအိမ်မာတင်တတ်မှာမဟုတ်ပါဘူးအသားစေးခွက်ကလူတွေနဲ့အပေးယူလှုပ်ထားပြီးပြီမို့လို့နှစ်တကူးမတိုင်ခင်မှာတင်သူ့ကိုတွားပြီးရောင်းချလိုက်မှာပါသူတို့ရဲ့စကားဝိုင်းကိုကြားလိုက်ရတဲ့အခိုက်အတန့်မှာပဲကျွန်တော်ရဲ့ပါဆက်ထဲကကောက်ရိုးတွေကချက်ချင်းဆိုသလိုအရသာလုံးဝမရှိတော့သလိုမျိုးခံစားသွားခဲ့ရပါတော့တယ်ကံကောင်းတာတစ်ခုကတော့နှစ်တကူဖို့အတွက်အချိန်ကာလအများကြီးလိုပါသေးတယ်တကယ်လို့အဲ့ဒီအချိန်မတိုင်ခင်မှာသာကျွန်တော်အစင်းမြင့်တင်နိုင်ခဲ့မယ်ဆိုရင်တော့ဒီနွားမွေးမြူရေးခြံကနေတေချာပေါက်ထွက်ပြေးလွတ်မြောက်နိုင်မယ့်နည်းလမ်းကိုရှာဖွေနိုင်မှာဖြစ်ပါတယ်လွန်ခဲ့တဲ့2လလုံးမှာတော့ကျွန်တော်ဟာအစားစားတဲ့အချိန်ဟုန်ကိုအယူမှုမြင့်တင်လိုက်မိရင်ကောက်ရိုး6တွေကနေစလို့ပဲဖက်ကျန်းတွေထိရှိသမျှအရာအလုံးကိုပါဆက်ထဲစီအတင်းထိုးသွင်းဝမြုပ်ခဲ့ပါတယ်ဒါပေမဲ့လည်းရလက်ကတော့အဆင်မပြေလာပါဘူးကျွန်တော်ရဲ့ပထမဆုံးသောအိမ်မွေးနွားအမျိုးအစားဟာအခုလက်ရှိအချိန်မှာပိတာချိန်250ကျော်လောက်သာရှိသေးပြီးရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုက15အဆင့်စွမ်းအားကတော့20အဆင့်ပဲရှိနေခဲ့တာပါစွမ်းအင်ပမာဏအဆုံးကုန်နေပါပါတယ်ဆိုတဲ့အစားအစာတွေကိုပဲစားတောက်နေခဲ့ရတာဖြစ်လို့ကိုယ်ပိုင်ရည်ချင်းအမှတ်တွေကထင်သလောက်ပေါ်ကိုထိုးတက်မလာခဲ့ပါဘူးတခြားသောတာမန်နွားတွေနဲ့ရှင်လိုက်ရင်တော့ကျွန်တော်ကတကယ်သားရဲကြီးတစ်ကောင်လို့ထွားချိုင်းနေခဲ့ပေမဲ့လူသားတွေကိုရှင်ပြိုင်ဖို့အတွက်ကြတော့အဆုံးကုန်လိုအပ်နေစေဖြစ်ပါတယ်ကျွန်တော်ဒီလိုမျိုးတွေးတောနေခဲ့တဲ့အခိုက်အတန့်မှာပဲဦးထုံးမောင်နဲ့တခြားသောလူအချို့ကကျွန်တော်စီကိုဓာတ်ရိုက်ဦးတည်ပြီးပြန်လည်ရောက်ရှိလာခဲ့ကြပါပြီကျွန်တော်ကအရင်ကထက်စာရင်ပိုပြီးတော့တောင်တုတ်ခိုင်ထွားချိုင်းလာခဲ့တာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူ့ရဲ့မျက်လုံးတွေကချက်ချင်းအယောင်တောက်သွားခဲ့ရပြီးဝမ်းမြောက်စွာနဲ့အော်ဟစ်လိုက်တာပေါ့ဟေ့ကောင်တွေငါ့ကိုဝိုင်းပြီးကူညီကြစမ်းပါဦးကွာဒီနွားအနက်ကြီးကိုကားဖို့ကိုအမြန်ဆုံးဝိုင်းတင်ပေးကြစမ်းပြီးရင်မင်းတို့အားလုံးကိုငါကောင်းကောင်းကြီးပြန်ပြီးတဲခင်းအိတ်ခံပါမယ်ကျွန်တော်အနေနဲ့အစွန်းကုန်ရုန်းကန်လှုပ်ရှားခဲ့ပေမဲ့လည်းနောက်ဆုံးတော့ကိုပိုင်နွားချိုတွေကနေတရုတ်တိုက်ဆွဲငင်ခြင်းခံလိုက်ရမိရင်နွားမွေးမြူရေးခြံရဲ့အပြင်ဘက်စီကိုအတင်းအဓမ္မခေါ်ဆောင်သွားခြင်းခံလိုက်ရရှာပါတော့တယ်အရှိမရှိနေတဲ့တန်ကတိပါလှောင်အင်ကြီးတက်ဆင်ထားတဲ့ကားကြီးကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်ရဲ့ရင်တစ်ခုလုံးအောက်ခြေထိကိုထိုးဆင်းသွားခဲ့ရပါပြီတကယ်လို့ဒါကတာမန်ကားသေးစားလေးတစ်ခုသာဆိုရင်တော့ကျွန်တော်အနေနဲ့အတင်းဝင်တိုက်ပြီးကားမောက်သွားအောင်ထိလှုပ်ဆောင်ပြီးထွက်ပြေးဖို့ကြိုးစားလို့ရနိုင်ပါသေးတယ်ဒါပေမဲ့အရှိကတန်လောင်အိမ်မှာစားကြီးတက်ဆင်ထားတဲ့ကားကြီးကြီးကတော့ကျွန်တော်ရဲ့မျောလင်းချက်အစအနာလေးတွေအားလုံးကိုခြေရလက်ရမကြံအောင်ရိုက်ခွဲဖျက်ဆီးပစ်လိုက်တယ်လို့ပါပဲဒါပေမဲ့ကျွန်တော်ကိုကားပေါ်ကိုအတင်းတင်ဆောင်လိုက်တဲ့အခိုက်အတန့်မှာပဲအဲ့ဒီတန်လောင်အင်ကြီးရဲ့တကားဝါကိုတောက်ခတ်ထားတာမဟုတ်ပဲတမဏိမန်နိုင်ကွင်းခလုတ်တစ်ခုလေးနဲ့တင်တိတိကျကျချိတ်ဆွဲထားတာကိုအမှတ်မထင်ပဲလှမ်းပြီးမြင်တွေ့လိုက်ရပါတယ်ဒါကတော့ကျွန်တော်အတွက်ထွက်ပြေးလွတ်မြောက်ဖို့အတွက်နောက်ဆုံးကြံရှိတော့မယ့်တစ်ခုလေးသောမျောလင်းချက်ကြီးအစစ်အမှန်ပါပဲကားကြီးကဝုန်းကနေစတင်ထွက်ခွာသွားခဲ့ရပြီးလမ်းတစ်လျှောက်လုံးမှာပြင်းထန်စွာနဲ့တုန်ခါလှုပ်ရှားနေခဲ့ပါတယ်ကျွန်တော်ကတော့အဲ့ဒီတမဏိမန်နိုင်ကွင်းခလုတ်လေးစီကိုသာမျက်တောင်မခတ်တန်းစိုက်ကြည့်နေမိတာပေါ့တကယ်လို့ဒီအရာကိုသာအောင်မြင်စွာရိုက်ခွဲဖျက်ဆီးပစ်နိုင်မယ်ဆိုရင်ငါတေချာပေါက်အသက်ရှင်တန်ခွင့်ရရှိတော့မှာဒါပေမဲ့ဦးထုံးမောင်ကတော့မောင်းနှင်သူရဲ့နေရာမှာထိုင်နေခဲ့ရင်ကားရဲ့နောက်ကြီးမှန်ကနေတဆင့်ကျွန်တော်စီကိုခဏခဏလမ်းပြီးအကဲခတ်ကြည့်ရှုနေခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်လည်းဘာလှုပ်ရှားမှုမျိုးမှစတင်ပြီးမလုပ်ရဲသေးပဲညှိတက်နေခဲ့မိတာပေါ့ကားကြီးကတောင်တက်လမ်းတစ်ခုပေါ်စီကိုအချိန်နဲ့မောင်းနှင်ဝင်ရောက်သွားခဲ့တဲ့အချိန်မှာတော့လမ်းရဲ့ကြမ်းတမ်းမှုတွေကြောင့်တုန်ခါမှုနှုန်းကအရင်ကထက်စာရင်အစပေါင်းများစွာပိုပြီးတော့ဆိုးရွားပြင်းထန်လာခဲ့ရပါပြီကျွန်တော်လည်းဒီအခွင့်အရေးကိုတိတိကျကျအမိအရစုပ်ကင်လိုက်မိရင်ဦးထုံးမောင်ကားမောင်းနေတဲ့နေရာမှာအာယုံဆိုင်နေရတဲ့အခိုက်အတန့်ကိုအခွင့်ကောင်းယူကကိုပိုင်နွားချိုကိုအသုံးပြုပြီးအဲ့ဒီတမဏိမန်နိုင်ကွင်းခလုတ်လေးကိုအပြင်ဘက်စီရောက်ရှိသွားအောင်ထိတဖြည်းဖြည်းချင်းအသားရတွန်းထုတ်ပစ်လိုက်ပါတော့တယ်ဒါပေမဲ့မန်နိုင်ကွင်းခလုတ်လေးကလွတ်ထွက်ခါနီးဆဲအချိန်မှတင်ဦးထုံးမောင်ကကားဘရိတ်ကိုဝုန်းကနေပြင်းထန်စွာနင်းချလိုက်ပါတော့တယ်ဟေ့လူလန်းကိုကြည်မောင်းဆန်းပြအသက်မပါတော့ဘူးလားတန်လောင်အိမ်ရဲ့အပေါက်လေးတွေကြားကနေလှမ်းကြည့်လိုက်တဲ့အချိန်အငှားကားတစ်စီးကလမ်းလေခေါင်မှာအတင်းပိတ်ရထားတာကိုမြင်တွေ့လိုက်ရပါတယ်အဲ့ဒီကားထဲကနေပိမ့်ပိမ့်ပပနဲ့လူ3ယောက်ထွက်လာခဲ့ကြပြီးအရှိဆုံးကနေလာတဲ့တောက်ကောင်ကတော့ပါစက်မှာစစ်လိတ်ခဲထားလျက်မျက်နှာမှာလည်းဓာတ်တန်ရအမာယွန်းနဲ့မတွေ့ရကြပြီးတော့ဦးထုံးမောင်လမ်းမှာလာတွေ့ရတာဝမ်းသာပါတယ်ဗျာဆိုပြီးမောင်းနှင်သူရဲ့ပြတင်းပေါက်နားစီလျှောက်လာခဲ့ရင်ရုံမှာကောက်ကျစ်စွာပြုံးလိုက်ပါတယ်ဦးထုံးမောင်ရဲ့မျက်နှာကချက်ချင်းပြတ်သွားခဲ့ရပြီးမင်းတို့ဘာလို့ချင်းလို့လဲလို့လှမ်းမေးလိုက်တာပေါ့
ဘာမှအထွေအထူးမဟုတ်ပါဘူးခင်ဗျားစီမှာတကယ်နွားတို့အကောင်းစားကြီးတစ်ကောင်ပါလာတယ်လို့ကြားလို့လာပြီးအကဲခက်ကြည့်တာပါဆိုပြီးတောက်ကောင်ကကားရဲ့နောက်ဖက်စီကိုတိုက်ရိုက်ရှောက်လန်းလာခဲ့ပါတယ်ကျွန်တော်လည်းရိပ်မိသွားတာကြောင့်ချက်ချင်းဆိုသလိုဘာမှမသိတဲ့တာမန်နွားတစ်ကောင်လိုမျိုးလှောင်အိမ်ထဲမှာငြိမ်သက်စွာဝစ်ဆင်းနေလိုက်မိတာပေါ့ဒီနွားကတကယ်ကိုတုတ်ခိုင်ထွားကြိုင်းတာပဲဗျာအနည်းဆုံးတော့ပိတာချိန်250ကျော်တေချာပေါက်ရှိလိမ့်မယ်တောက်ကောင်ကတန်လောင်အိမ်ကြီးကိုတစ်ချက်ပုတ်လိုက်မိရင်သူ့ရဲ့မျက်ဝန်းတွေထဲမှာတော့လောဘအရေးရောင်တွေတစ်ဖြက်ဖြက်တောက်လာခဲ့ရပါတယ်ဦးထုံးမောင်ကကားပေါ်ကနေအမြန်ဆုံးဆင်းလာခဲ့ပြီးငါဒီနွားကိုအသားစေးကွက်စီရောင်းချဖို့အပေးယူလုပ်ပြီးသားကွာမင်းတို့တွေလာပြီးတော့ညံမစင်နဲ့လို့အော်ဟစ်လိုက်ပါတယ်ဒီလိုနွားအကောင်းစားကြီးကိုအသားစေးကွက်ထဲပို့ပစ်ဖို့ကတော့နှမျောစရာအဆုံးကုန်ကောင်းလွန်းလာပါတယ်ဗျာတောက်ကောင်ကကိုပိုင်စိတ်လိတ်တို့ကိုခြေထောက်နဲ့နင်းချီအတက်တက်ပစ်လိုက်မိရင်ဦးထုံးမောင်ရဲ့နားနာစီကပ်ပြီးစကားအချို့ကိုတိုးတိုးလေးကပ်ပြောလိုက်ပါတယ်ဦးထုံးမောင်ရဲ့မျက်နှာပြင်ကတဖြည်းဖြည်းချင်းပို့ပြီးတော့ခက်ထန်ညိုမောင်လာခဲ့ရပြီးနောက်ဆုံးတော့သွားကိုတင်းတင်းကြပ်ကြပ်ကြိတ်လိုက်မိရင်ကောင်းပြီသဘောတူတယ်ဒါပေမဲ့မင်းတို့ဘက်ကငွေကိုပို့ပြီးတော့ပေးရမယ်လို့ဆိုလိုက်ပါတော့တယ်ကျွန်တော်ရဲ့ရင်တစ်ခုလုံးအောက်ခြေထိထိုးဆင်းသွားခဲ့ရပြန်ပါပြီဒီလူသားနှစ်ယောက်ကကျွန်တော်ကိုအရှိမတင်ထားပြီးတော့တရားမဝင်အပေးအယူတွေလှုပ်ဆောင်နေကြတာဥစ္စာဒါပေမဲ့အဲ့ဒီအခိုက်အတန့်မှာပဲတောက်ကောင်ကတမဏိခလုတ်လေးစီကိုလက်ညှိုးထိုးပြလိုက်မိရင်ဟောဤထုံးမောင်ခမရဲ့လောင်အိမ်တကားကဘာဖြစ်လို့တော့ခတ်မထားရတာလဲလို့ရုတ်တရက်အော်ဟစ်လိုက်ပါတယ်ဝီထုံးမောင်လည်းကြောင်အန်းသွားခဲ့ရရှာတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကကိုခန္ဓာထဲမှာရှိသမျှအားရင်အားလုံးကိုအစွန်းကုန်စူးစီးလိုက်မိရင်အဲ့ဒီတမဏိမန်နိုင်ကွင်းခလုတ်လေးစီကိုကိုပိုင်နွားချုံနဲ့ဝုန်းကနေပြင်းထန်စွာစောင့်ချပစ်လိုက်ပါတော့တယ်ဖြန်းဆိုတဲ့အတန်ကြီးနဲ့အတူခလုတ်လေးကဝုန်းကနေလွတ်ထွက်သွားခဲ့ရပြီးတန်လောင်အိမ်တကားကြီးကပွင့်ထွက်သွားခဲ့ရပါပြီကျွန်တော်လည်းလှောင်အိမ်ထဲကနေချက်ချင်းဆိုသလိုအပြင်ဘက်စီကိုဝုန်းကနေခုန်ထွက်လိုက်မိရင်ကားပေါ်ကနေမြေပြင်ပေါ်စီရောက်ရှိသွားခဲ့ကလွတ်မြောက်ရလမ်းစီကိုအစွန်းကုန်အရှိန်နဲ့ပြေးထွက်ခဲ့ပါတော့တယ်နောက်ဖက်ကနေတောက်ကောင်ရဲ့ဒေါသတကြီးအော်ဟစ်ဆဲဆိုလိုက်တန်ကြီးကိုကြားလိုက်ရပေမဲ့ကျွန်တော်ကတော့လမ်းဘေးကထူထပ်လွန်းလာပါတယ်ဆိုတဲ့တွန်းလက်ကြီးတဲ့စီကိုဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်လိုက်ကြဆန်းအမြန်ဆုံးလိုက်ဖမ်းကြဆန်းဒီနွားကဝန်3000အထိကိုအဖိုးတန်တာကွာနောက်ကနေလူသားတွေရဲ့အော်ဟစ်ဆဲဆိုတန်တွေနဲ့ခြေတံတွေကတဖြည်းဖြည်းချင်းပို့ပြီးတော့နီးကပ်လာခဲ့ရပါပြီကျွန်တော်ရဲ့ခြေလေးဖက်လုံးကလေထဲမှာပြန်တန်းနေတယ်လို့မျိုးအစွန်းကုန်မျက်စံနေခဲ့ပေမဲ့ဘေးနာကတစ်ကိုင်းချောက်တွေနဲ့စူးပင်တွေကကိုခန္ဓာအရေးပြားကိုတဖြည်းဖြည်းချစ်မိသွားခဲ့ရတာကြောင့်ဆူရှက်လာတဲ့နာကျင်မှုဝေဒနာတွေကိုပါခံစားနေခဲ့ရပါတယ်ဒါတည်းမကသေးပဲခိတ္တမြအကြာကြီးပြေးလွှားပြီးတဲ့နောက်မှာတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲကအားအင်တွေကတဖြည်းဖြည်းချင်းဆုပ်ယုပ်လာခဲ့ရပါပြီတောက်ခေါက်เสียရပဲလွန်ခဲ့တဲ့2လလုံးကောက်ရိုးတွေကိုပဲအဝါစားခဲ့တာဖြစ်လို့ခန္ဓာကိုယ်ထဲမှာလုံလောက်တဲ့စွမ်းအင်ပမာဏရှိမနေခဲ့ဘူးပဲကျွန်တော်တကူလုံးမောဟိုက်လွန်းလာတာကြောင့်မြေပြင်ပေါ်ဝုန်းကနေလဲပြိုတော့မဲ့အခိုက်အတန့်မှာပဲအရှိဘက်ကနေပြင်းထန်လာတဲ့သွေးညီနဲ့တခုကလေတူတဲကနေတဆင့်ဝုန်းကနေဆူရှစွာတိုက်ခတ်လာခဲ့ပါတယ်ကျွန်တော်လည်းအဲ့ဒီသွေးညီနဲ့ရှိရာစီကိုအာယူပြီးလိုက်လံရှာဖွေကြည့်လိုက်တဲ့အချိန်ခြုံပုတ်တွေရဲ့ကြားထဲမှာတေဆုံးနေတာမကြသေးပါဘူးဆိုတဲ့တောဝက်အိုကြီးတစ်ကောင်လဲလျောင်းနေတာကိုရှာဖွေတွေ့ရှိသွားခဲ့ရပါတယ်ကျွန်တော်အသက်ကိုပြင်းထန်စွာရှူသွင်းနေမိရင်အဲ့ဒီတောဝက်ကြီးရဲ့အလောင်းကိုစိုက်ကြည့်နေမိတာပေါ့အုံနောက်ထဲမှာအတွေးတွေကတရက်ဆက်လက်ပတ်လာခဲ့ရပါပြီစနစ်ရဲ့တတိပေးချက်ထဲမှာတော့အစားအစာတွေကိုစားတောက်နေတဲ့ရွေးစွမ်းအားတွေတိုးတက်လာမယ်လို့ပဲပြောထားတာဥစ္စာငါအနေနဲ့မျက်နှာကောက်ရိုးတွေကိုပဲမဖြစ်မနေစားရမယ်လို့ဘယ်တော့မှကန့်သက်မထားခဲ့ဘူးပဲနောက်ဖက်ကခြေတံတွေကတော့အဆုံးကုန်နီးကပ်လာခဲ့ရပါပြီကျွန်တော်မှအတွေ့အဝေနောက်နေဖို့အတွက်အချိန်လုံးဝမရှိတော့ပါဘူးရရနီလန်းနဲ့စမ်းသက်ကြည့်ဖို့အတွက်သာဆုံးဖြတ်လိုက်ပါတော့တယ်ကျွန်တော်ခေါင်းကိုအောက်စီကိုနှိမ့်ချလိုက်မိရင်ပါးစပ်ကိုအဆုံးကုန်ဖွင့်လှစ်လိုက်ကတောဝက်ကြီးရဲ့အသားဆိုင်တွေအပေါ်စီကိုတင်းတင်းကြပ်ကြပ်ကြီးကိုက်ခဲပစ်လိုက်ပါတော့တယ်အသားဆိုင်အကြီးကြီးတစ်ခုကိုကိုက်ဖြတ်လိုက်မိပြီးပါးစပ်ထဲစီအတင်းထိုးသွင်းလိုက်တဲ့အချိန်လက်ဆက်လာတဲ့သွေးညီနှံတွေကပါးစပ်တစ်ခုလုံးမှာတင်ပြည့်နှက်သွားခဲ့ရပါတယ်ပြုတ်အန်ဂျင်စိတ်တွေကိုအစွန်းကုန်အတင်းအောက်အေးအောက်ခံလိုက်မိရင်အဲ့ဒီအသားဆိုင်ကြီးကိုလဲချောင်းထဲစီအတင်းမျိုးချပစ်လိုက်တာပေါ့ဒါပေမဲ့နောက်ထပ်စက္ကန့်ပိုင်းတွင်းမှာတဲ့ကိုပိုင်အုံနောက်ထဲကစင်ကဲပြောင်းလဲခြင်းစနစ်အကြီးရဲ့သတိပေးတံကအယူမူမြည်ဟိလာခဲ့ပါတော့တယ်ဒီဝါမျိုးချင်းစနစ်အောင်မြင်ပါသည်တောဝက်အစစ်အမှန်၏အသားနှင့်သွေးဆက်များကိုဝါမျိုးလိုက်ရသဖြင့်အစင်းမြင့်မဟာစွမ်းအင်အမှတ်90ရရှိပါသည်ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှု9မှတ်တိုးမြင့်သွားပါသည်စွမ်းအား10မှတ်တိုးမြင့်သွားပါသည်ကိုပိုင်ပိတာချင်းအလိုလျောက်30ကျော်တိုးတက်သွားခဲ့ပါပြီကျွန်တော်တကူလုံးစွန့်အံ့ဩသွားခဲ့ရပါတော့တယ်အသားတလုတ်တဲတင်ဝါမျိုးလိုက်ရတာကဟောင်းနှွမ်းနေတဲ့ကောက်ရိုးချောက်တွေကိုတလားလုံးထိုင်ပြီးဝါနေခဲ့ရတာထက်စာရင်အစပေါင်းများစွာပို့ပြီးတော့အာနိတင်ပြင်းထန်လွန်းနေခဲ့တာအမှန်ပါပဲဗျာနောက်ထပ်ဘာကူမှစဉ်းစားတွေးတော့မနေတော့ပဲကျွန်တော်ဟာတောဝက်ကြီးရဲ့အလောင်းကိုအငတ်မရတရက်ဆက်ကိုက်ဖြတ်ပြီးပါးစပ်ထဲစီအတင်းထိုးသွင်းဝါမျိုးပစ်လိုက်ပါတော့တယ်အသားတလုတ်မျိုးချလိုက်တိုင်းပူပြင်းလာတဲ့စွမ်းအားတရက်ကကိုခန္ဓာတစ်ခုလုံးစီစီးဆင်းသွားခဲ့ရပြီးကြွတ်သားဆိုင်တွေကလည်းအယူမူဖောင်းကားလာခဲ့ရပါတယ်အဲ့ဒီချိန်မှာပဲအနောက်ဘက်ကနေတောက်ကောင်ရဲ့ဟိဟောက်လိုက်တန်ကြီးဝုန်းကနေထွက်ပေါ်လာခဲ့ပါတယ်ကျွန်တော်ရက်ခနဲ့လှည့်ကြည့်လိုက်တဲ့အချိန်အမဲလိုက်ရိုင်ဖက်တနက်တွေကိုကင်ဆောင်ထားတဲ့လူ3ယောက်ကကျွန်တော်စီကိုအတင်းပြေးဝင်လာတာကိုမြင်တွေ့လိုက်ရတာပေါ့မျက်နှာတစ်ခုလုံးပြာနှမ်းနေခဲ့ပါတယ်ဆိုတဲ့ထွားချိုင်းနဲ့အမျိုးသားကြီးကလည်းသူတို့နောက်ကနေပြက်ပြီးပြေးလိုက်လာရင်တောက်ကောင်တနက်နဲ့မပြည့်တဲ့ဥပြမင်းသားတွေကိုပျက်စီးကုန်အောင်လုပ်နေတာလားအဖိုးတန်နဲ့ဟုတ်လားအဖိုးတန်တာအဖားဖြစ်ရောမယ်ဒီတရိတ်ဆန်ကထွက်ပြေးသွားတာကွာငါမှဝန်3000ငွေပြား3000တောင်ဆုံးရှုံးရတော့မှတောက်ကောင်ကကိုပိုင်မဲလိုက်ရိုင်ဖက်ကိုအပေါ်စီမြောက်လိုက်မိရင်အေးဆက်မောင်မိုက်နေတဲ့တနက်ပြောင်းဝကြီးနဲ့ကျွန်တော်စီကိုဓာတ်ရိုက်ချင်းရွေလိုက်ပါတော့တယ်ကျွန်တော်ရဲ့နှလုံးသားတစ်ခုလုံးတင်းကျပ်သွားခဲ့ရပြီးချက်ချင်းဆိုသလိုကြန့်ရှိနေသေးတဲ့တောဝက်အလောင်းပိုင်းစာကိုပါးစပ်နဲ့အမိရခဲလိုက်မိတာလှည့်ပြီးတော့အစွန်းကုန်ပြေးထွက်ခဲ့ပါတော့တယ်
ဒိုင်းဆိုတဲ့တနက်တန်ကြီးဝုန်းကနေမြည်ဟီးသွားခဲ့ရပြီးတနက်ကြီးဆန်ကကျွန်တော်ရဲ့နောက်ခြေထောက်ကိုအသာရပုတ်တိုက်သွားခဲ့ကမြေပြင်ပေါ်မှာတင်ဝုန်းကနေပောက်ကွဲသွားခဲ့ရပါတယ်ကျွန်တော်လည်းအရှိန်ကိုအရင်ကထက်စားရင်အစာပေါင်းများစွာပိုပြီးတိုးမြင့်လိုက်မိရင်ပါဇက်ထဲကတောဝက်အလောင်းကြီးကိုလုံးဝမလွတ်တမ်းတင်းတင်းကြပ်ကြပ်ခဲထားမိစေပါပဲဒါကကျွန်တော်ရဲ့အသက်ရှင်တန်ရေးအတွက်တစ်ခုတည်းသောရိတ်ခါအစစ်မှန်ဖြစ်လို့လုံးဝအဆုံးရှုံးမခံနိုင်ပါဘူးနောက်ထပ်10မိနစ်လောက်ထိအဆုံးကုန်ပြေးလွှားပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာတောက်ကောင်နဲ့တခြားသောလူတွေကိုတိတိကျကျဖျက်ထုတ်ပြနိုင်ခဲ့ပြီးလမ်းဘေးကကြောက်ကူတစ်ခုရဲ့အတွင်းပိုင်းထဲစီဝင်ရောက်ပုံအောင်လိုက်နိုင်ပါတော့တယ်ကျွန်တော်တောဝက်အလောင်းကြီးကိုမြေပြင်ပေါ်အသာရချထားလိုက်မိရင်အသက်ကိုပြင်းထန်စွာရှူသွင်းနေမိတဲ့အခိုက်အတန့်မှာပဲအုံနောက်ထဲကစနစ်ရဲ့တတိပေးချက်ကထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်ဒီလက်ရှိကိုပိုင်ပိတာချိန်2ရ80ကျော်ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှု3 10နှစ်စွမ်းအား4 15အဆင့်တို့ရောက်ရှိသွားပါပြီအရှင်နေဖြင့်စွမ်းရင်ပမာဏအဆုံးကုန်မြင့်မားလာသောအသားနှင့်သွေးဆက်များကိုတရားဆက်ဝါမျိုးနေခဲ့ခြင်းကြောင့်ကိုယ်ခန္ဓာကစတင်ပြီးမျိုးဗီဇပြောင်းလဲနေခဲ့ပါပြီမျိုးဗီဇပြောင်းလဲခြင်းဟုတ်လားကျွန်တော်ကိုပိုင်ခန္ဓာကိုယ်ကိုငုံကြည့်လိုက်တဲ့အချိန်မှာတော့ကိုပိုင်အရေးပြားမျက်နှာပြင်ပေါ်မှာမိမ့်မိန်လွန်းလာပါတယ်ဆိုတဲ့အနက်ရောင်ကာရက်တင်အမာစားအလွှာတစ်ခုတဖြည်းဖြည်းချင်းထွက်ပေါ်လာတာကိုရှာဖွေတွေ့ရှိသွားခဲ့ရပါတယ်ဒါတင်မကသေးပဲကျွန်တော်ရဲ့ခြေလေးဖက်လုံးကအရင်ကထက်စာရင်တိတိတတ်တာကိုပိုပြီးတုတ်ခိုင်ထွားချိုင်းလာခဲ့ရတယ်လို့ကြွက်သားလိုင်းတွေကလည်းအဆုံးကုန်ထင်ရှားပေါ်လွင်နေခဲ့တာပါကျွန်တော်ကိုပိုင်နွားခွာကိုအသုံးပြုပြီးမာကျောလာပါတယ်ဆိုတဲ့ကြောက်တုံးကြီးပေါ်စီကိုအသာအရာကုတ်ချစ်ကြည့်လိုက်တဲ့အချိန်အပေါက်ကြီးကြီးတစ်ခုကိုအလွယ်တကူပဲတူးဆွနိုင်ခဲ့ပါတယ်ကိုပိုင်စွမ်းအားတွေကအရင်ကထက်စာရင်နှစ်ဆထပ်မနေပို့ပြီးတော့အဆုံးကုန်တန်မာလာခဲ့တာပဲဖြစ်ပါတယ်စိတ်လှုပ်ရှားလွန်းလာတာကြောင့်ကျွန်တော်ဟာကြန့်ရှိနေသေးတဲ့တောဝက်အလောင်းကြီးကိုဆက်လက်ပြီးတော့တရက်ဆက်ဝါမျိုးပစ်လိုက်မိကနောက်ဆုံးအပိုင်းအစတွေကိုပါပိုက်ထဲစီအမြန်ဆုံးမျိုးချပစ်လိုက်ပါတော့တယ်ဒီတောဝက်တစ်ကောင်လုံးကိုအောင်မြင်စွာဝါမျိုးပြီးစီးသွားခဲ့ပါပြီကိုပိုင်ပိတ်တာချိန်300ကျော်သွားခဲ့ပြီးစွမ်းအားကတော့90အမှတ်ထက်ကျော်လွန်သွားခဲ့ပါပြီကိုခန္ဓာဤမျိုးဗီဇပြောင်းလဲမှုနှုန်းပုံမှုမြန်ဆန်လာခဲ့ပြီးအရေးပြားမှာကျုံမှု30%တိုးမြင့်သွားခဲ့ပါပြီကျွန်တော်တကူလုံးမှာစွမ်းအားတွေအပြည့်အဝတောက်ကနေတယ်လို့မျိုးခံစားလိုက်ရပြီးအရင်ကရှိနေခဲ့ပါတယ်ဆိုတော့မောပန်းလွှမ်းနေမှုတွေအားလုံးကလည်းချက်ချင်းဆိုသလိုတဲတဲရေတုံဖြစ်သွားခဲ့ရပါပြီဒါပေမဲ့အဲ့ဒီခိုက်တန်မှာပဲကူရဲ့အပြင်ဘက်စီကနေခွေးဟောင်တန်တွေပြည့်စက်ထွက်ပေါ်လာခဲ့ပါတယ်ကျွန်တော်ရဲ့ရင်တကူလုံးအောက်ခြေထိထိုးဆင်းသွားခဲ့ရပြန်ပါပြီတောက်ကောင်ကတကယ်တမ်းကိုပဲအမဲလိုက်ခွေးတွေကိုခေါ်ဆောင်ပြီးကျွန်တော်နောက်ကိုတရားဆက်လိုက်လံအမဲလိုက်နေခဲ့တာဥစားတေချာတာပေါ့တိတ်မကြခင်အချိန်ပိုင်းတွင်းမှာတင်အဆုံးကုန်ကြောက်မက်ဖွယ်ကောင်းလာပါတယ်ဆိုတဲ့အမဲလိုက်ခွေးသုံးကောင်ကကူရဲ့အတွင်းပိုင်းထဲစီဝုန်းကနေပြေးဝင်လာခဲ့ကြပြီးကိုပိုင်ဆွဲတွေကိုတဖြည်းဖြည်းချွတ်မြက်ပြရင်ကျွန်တော်စီကိုအတင်းပြေးဝင်လာခဲ့ကြပါတယ်သူ့ကိုအပိုင်းပိုင်းပြတ်သွားအောင်ထိတိုက်တက်ပြစ်ကြဆန်းကူရဲ့အပြင်ဘက်စီကနေတောက်ကောင်ရဲ့အော်ဟစ်လိုက်တန်ကြီးတစ်ချိန်ချိန်မြည်ဟိလာခဲ့ပါတယ်အမဲလိုက်ခွေးသုံးကောင်လုံးကကျွန်တော်စီကိုတပြိုင်နက်တည်းဝုန်းကနေပြေးဝင်လာခဲ့ကြပြီးချွတ်မြက်လာတဲ့အဆွဲတွေကတော့ကျွန်တော်ရဲ့လေပင်စီကိုတိုက်ရိုက်ဥတီနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ကျွန်တော်လုံးဝထွက်ပြေးတိမ်းရှောင်မနေတော့ပါဘူးခေါင်းကိုအောက်စီနှိမ့်ချလိုက်မိရင်အော်ဟစ်လိုက်တန်ကြီးတစ်ခုနဲ့အတူအရှိချီတော့ကိုဝုန်းကနေမြောက်လိုက်မိတာအရှိဆုံးကခွေးကြီးရဲ့ကိုခန္ဓာပေါ်စီကိုအချိန်နဲ့စောင့်ကန်ပစ်လိုက်ပါတော့တယ်ဖုံးဆိုတဲ့အတန်ပြင်းပြင်းကြီးနဲ့အတူအမဲလိုက်ခွေးကြီးကနာကျင်စွာအော်ဟစ်လိုက်မိရင်လေထဲမှာတရွတ်တိုက်လွတ်ပြန်သွားခဲ့ရပြီးဂူနန်ရန်နဲ့ပြင်းထန်စွာရိုက်မိသွားခဲ့ကနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ရပါပြီကြန့်ရှိနေသေးတဲ့အမဲလိုက်ခွေးနှစ်ကောင်လုံးကတော့နေရာမှာတင်ကြောင်အန်းသွားခဲ့ရပြီးမျက်ဝန်းတွေထဲမှာကြောက်ရွံ့မှုအရေးရောင်တွေတစ်ဖက်ဖက်တောက်ပလာခဲ့ရပေမဲ့ကျွန်တော်ကတော့အခုချိန်မှာတွေးဆနေခဲ့ပြီဖြစ်ပါတယ်ကျွန်တော်အရှိစီကိုဝုန်းကနေပြစ်ဝင်လိုက်မိရင်ကိုပိုင်နွားချိုကြီးကိုအသုံးပြုပြီးဒုတိယမြောက်ခွေးကြီးရဲ့ဝမ်းပိုက်ကိုဓာတ်ရိုက်ထိုးပေါက်ဆွဲဆုပ်ပစ်လိုက်ပါတော့တယ်တတိယမြောက်ခွေးကြီးကတော့အဆုံးကုန်တုံးလုံးခြောက်ချသွားခဲ့ရတာကြောင့်လှည့်ပြီးတော့အပြင်ဘက်စီအတင်းထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ကျွန်တော်ကတော့သူ့ရဲ့ကြောရုံးမကြီးပေါ်စီကိုခြေထောက်တစ်ဖက်နဲ့တင်အရှိန်နဲ့နင်းချဖျက်ဆီးပစ်လိုက်ပါတယ်ကူရဲ့အပြင်ဘက်စီကနေတောက်ကောင်ရဲ့အဆုံးကုန်ကြောက်လန့်တုံလုံးသွားခဲ့ပါတယ်ဆိုတဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာခဲ့ပါတယ်ဒီတိရစ္ဆာန်ကတကယ်ပဲနွားတစ်ကောင်ဟုတ်ရဲ့လားဗျာအမြန်ပြေးကြစမ်းမြေပြင်ပေါ်မှာလဲလျောင်းနေခဲ့ပါတယ်ဆိုတဲ့အမဲလိုက်ခွေးအလောင်း3လောင်းကိုကြည်ရင်ကျွန်တော်ရဲ့အုံနောက်ထဲမှာယူသွလာတဲ့အတွေ့တစ်ခုကဝုန်းကနေထွက်ပေါ်လာခဲ့ပြန်ပါတယ်တောဝက်ကိုဝါမျိုးလာကငါ့ကိုအဆုံးကုန်တမ်းမလာစေတယ်ဆိုရင်ဒီအမဲလိုက်ခွေးတွေကိုဝါမျိုးလိုက်ရင်ကောဘာဖြစ်လာမလဲကျွန်တော်ခေါင်းကိုအောက်စီနှိမ့်ချလိုက်မိရင်အရွယ်စားအကြီးမားဆုံးဖြစ်တဲ့အရှိဆုံးကခွေးကြီးရဲ့အသားဆိုင်တွေကိုတင်းတင်းကြပ်ကြပ်ကိုက်ခဲပစ်လိုက်ကပါဇက်သေးစီအတင်းထိုးသွင်းဝါမျိုးပစ်လိုက်ပါတော့တယ်ဒီမျိုးဗီဇပြောင်းလဲနေသောအမဲလိုက်ခွေးအသားနှင့်သွေးဆက်များကိုဝါမျိုးလိုက်ရသဖြင့်အဆင့်မြင့်မဟာစွမ်းအင်အမှတ်80ရရှိပါသည်စွမ်းအား10မှတ်တိုးမြင့်သွားပါသည်ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှု10မှတ်တိုးမြင့်သွားပါသည်လျင်မြန်ဖြက်လက်မှု9မှတ်တိုးမြင့်သွားခဲ့ပါပြီကျွန်တော်ရဲ့မျက်ဝန်းတွေချက်ချင်းအယောင်တောက်သွားခဲ့ရပါတယ်ဒီအမဲလိုက်ခွေးတွေစီကရရှိတဲ့စွမ်းအင်ပမာဏကတောဝက်ကြီးထက်စာရင်အစာပေါင်းများစွာပိုပြီးတော့မြင့်မားလုံးနေခဲ့တာဥစ္စာကျွန်တော်လည်းအရှိန်ကိုအဆုံးကုန်မြင့်တင်လိုက်မိရင်ကြန့်ရှိနေသေးတဲ့အမဲလိုက်ခွေးအလောင်း3လောင်းလုံးကိုစွတ်အတင်းအယူမှုဝါမျိုးပစ်လိုက်ပါတော့တယ်ဒီဝါမျိုးချင်းအောင်မြင်စွာပြီးစီးသွားခဲ့ပါပြီလက်ရှိကိုပိုင်ပိတာချိန်360ကျော်စွမ်းအား88အဆင့်ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှု65အဆင့်လျင်မြန်ဖြက်လက်မှု30အဆင့်တို့ရောက်ရှိသွားပါပြီအရှင်ဤရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုကမျိုးဗီဇပြောင်းလဲခြင်းအထုပ်အထိပ်နယ်ပယ်တို့ရောက်ရှိသွားခဲ့ပြီဖြစ်တဲ့ဖြင့်ခန္ဓာကိုယ်အတွင်းပိုင်းနှဆိုင်သောမျိုးဗီဇပြောင်းလဲခြင်းကိုစတင်ပါတော့မည်စနစ်ရဲ့အတန်ကြီးပါဇက်ကနေထွက်ပေါ်လာပြီးတဲ့အခိုက်အတန့်မှာတင်ကျွန်တော်ရဲ့အရေးပြားတစ်ခုလုံးကရေနွေးပူနဲ့လောင်းလိုက်တယ်လို့မျိုးပြင်းထန်စွာပူလောင်လာခဲ့ရပြီးရေတွက်လို့မရနိုင်တဲ့ပရွက်စိတ်တွေကကိုယ်ခန္ဓာကိုအတင်းဝိုင်းပြီးကြိုက်ခဲနေတယ်လို့မျိုးနာကျင်မှုဝေဒနာကိုခံစားလိုက်ရပါတယ်ကျွန်တော်နာကျင်လွန်းလာတာကြောင့်မြေပြင်ပေါ်မှာတင်တရွတ်တိုက်လူလိမ့်နေခဲ့မိပေမဲ့သွားကိုတင်းတင်းကြပ်ကြပ်ချိတ်ထားမိရင်ဘာအတန်မှထွက်မလာအောင်ထိအဆုံးကုန်အောင်ဝဲတိခံခဲ့မိတာပေါ့10မိနစ်လောက်ကြာမြင့်ပြီးတဲ့နောက်မှာတော့အဲ့ဒီပူလောင်လာတဲ့ခံစားချက်ကြီးကတဖြည်းဖြည်းချင်းရောပါတတ်တာသွားခဲ့ရပါပြီကျွန်တော်ခန္ဓာကိုယ်ကိုအာယူပြီးပြန်လည်မတက်ရက်လိုက်မိရင်ကိုယ်ပိုင်ခန္ဓာကိုယ်ကိုငုံကြည့်လိုက်တဲ့အချိန်မှာတော့နွားတစ်ကောင်လုံးနေရာမှာတင်ကြောင်အန်းသွားခဲ့ရပါတော့တယ်ကျွန်တော်ရဲ့အရေးပြားမျက်နှာပြင်ပေါ်မှာအဆုံးကုန်မာကျောလာပါတယ်ဆိုတဲ့အနက်ရောင်ကြောက်တုံးလားအယုကာရက်တင်အလွှာတစ်ခုတကူလုံးမှာတင်ထွက်ပေါ်လာခဲ့ရပြီးလက်နဲ့ထိတွေ့ကြည့်လိုက်ရင်တော့မှတကယ်မဟာချက်ဝတ်တစားကြီးတစ်ခုကိုဆင်မြန်းထားရတယ်လို့မျိုးအဆုံးကုန်မာကျောလုံးနေခဲ့တာပါဒါတင်မကသေးပဲကိုပိုင်ကျောပြင်ပေါ်ကနေချွတ်မြက်လာတဲ့အယိုးစုချုံကြီး9ဆင်း10ဆင်းလောက်ကဝုန်းကနေထိုးထွက်လာခဲ့ပြီးမောင်မိုက်နေတဲ့ကိုအတွင်းပိုင်းထဲမှာတင်အေးဆက်ဆူရှာလာတဲ့အလင်းရောင်တွေကိုထွက်ပေါ်စေခဲ့ပါတယ်ခေါင်းကိုတစ်ချက်ခါရမ်းကြည့်လိုက်တဲ့အချိန်ကိုပိုင်နွားချိုကြီးတွေကလည်းအရင်ကထက်စာရင်အစာပေါင်းများစွာပိုပြီးတုတ်ခိုင်ထွားချိုင်းလာခဲ့ရတယ်လို့ထိပ်ဖျားတွေကလည်းတကယ်ချွတ်မြက်လာတဲ့ဓာတ်မြောင်တစ်စင်းလာဖြစ်နေကြတာအမှန်ပါပဲဗျာ
ကျွန်တော်အဆုံးကုန်အောင်းဆွနေခဲ့တဲ့အခိုက်အတန့်မှာပဲကူရဲ့အပြင်ဘက်စီကနေတောက်ကောင်ရဲ့အတန်ကြီးထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်ကိုလီမင်းတေချာလို့လားအဲ့ဒီတိရစ္ဆာန်ကဒီကူထဲမှာရှိနေတာငါမျက်စိနဲ့တက်အပ်မြင်လိုက်တာကွာသူဒီတဲကိုဝင်သွားတာဘလို့မှထွက်ပြေးလို့လွတ်မှာမဟုတ်ဘူးထွားချိုင်းနဲ့အမျိုးသားကြီးရဲ့အတန်ကတုံရင်နေခဲ့ရပြီးအရှိကအခြေအနေကြောင့်အခုထိစိတ်ထဲမှာအဆုံးကုန်ကြောက်လန့်နေစေဖြစ်တာတိတာလို့နေခဲ့ပါတယ်ဒါဆိုရင်လည်းငါ့ကိုရက်ဆက်တယ်လို့လာပြီးတော့အပြစ်မတင်နဲ့တော့ဒီကောင်ကငါရဲ့အမဲလိုက်ခွေး၃ကောင်လုံးကိုတက်ပစ်ခဲ့တာဥစ္စာဒီနေ့တော့သူတေယုံမဲရှိတော့မယ်တောက်ကောင်ကဆိုလိုက်ပါတယ်အပြင်ဘက်ကနေတစုံတစ်ခုကိုပြင်ဆင်နေကြပါတယ်ဆိုတဲ့တခြားအတန်ချို့ကိုကြားလိုက်ရတာကြောင့်ကျွန်တော်လည်းကူဝါစီကိုတိတိချာချာအာယုံစိုက်ပြီးစိုက်ကြည့်လိုက်မိရင်ကိုပိုင်ကြွသားဆိုင်တွေကိုတင်းကျပ်ထားလိုက်မိတာပေါ့နောက်ထပ်စက္ကန့်ပိုင်းတွင်းမှာတင်မိဘတွေတစ်ဖက်ဖက်တောက်ပတ်နေခဲ့ပါတယ်ဆိုတဲ့အရာတစ်ခုကကူရဲစီဝန်းကနေလွတ်ပြန်ဝင်ရောက်လာခဲ့ပါတယ်ဒါကရမ်းပြီးလူဘုံအစ်စ်အမှန်ကြီးပါပဲဗျာကျွန်တော်ရဲ့မျက်တငယ်အိမ်တွေချက်ချင်းကျုံဝင်သွားခဲ့ရပြီးလှည့်ပြီးတော့ကူရဲ့အနက်ဆိုင်ဆုံးနေရာစီကိုအဆုံးကုန်အရှိန်နဲ့ပြေးဝင်ခဲ့ပါတော့တယ်ဝုန်းဆိုတဲ့ကဘာပြတ်မတက်ပြင်းထန်လာတဲ့ပောက်ကွဲတန်ကြီးတစ်ခုကကူတစ်ခုလုံးကိုတုံးလုံးချောက်ချသွားစေခဲ့ရပြီးအထက်ကကြောက်တုံးချောက်ခဲအပိုင်းအစတွေကလည်းမြေပြင်ပေါ်စီတရားဆက်ပြိုကျလာခဲ့ပါတော့တယ်ကျွန်တော်လည်းပြင်းထန်လာတဲ့ပောက်ကွဲမှုရဲ့လေးလိုင်းတန်ကြောင့်မြေပြင်ပေါ်စီဝုန်းကနေလွင့်စင်လဲပြိုသွားခဲ့ရပြီးချွတ်မြက်လာတဲ့ကြောက်တုံးအချို့ကကြောပြင်ပေါ်စီပြင်းထန်စွာစိုက်ဝင်သွားခဲ့ရပေမဲ့ခံစားလိုက်ရတာကတော့တာမန်နာကျင်မှုအနှဲငယ်လောက်ပဲဖြစ်ပါတယ်ကိုပိုင်ခန္ဓာကိုယ်ပေါ်ကအယိုးချက်ဝတ်တစားကြီးကပောက်ကွဲမှုရဲ့ပြင်းထန်လာတဲ့ဒဏ်ရာတန်ချက်အများစုကိုအလိုလျောက်ခုခံကာကွယ်ပေးလိုက်နိုင်တာဖြစ်ပါတယ်ကျွန်တော်ကိုခန္ဓာကိုအာယူပြီးပြန်လည်မတ်တက်ရက်လိုက်မိတဲ့အချိန်ကိုဝါရဲ့ထက်ဝက်ကျော်လောက်ကပောက်ကွဲမှုကြောင့်ပြိုကျပျက်စီးသွားခဲ့တာကိုမြင်တွေ့လိုက်ရပါတယ်အဲ့ဒီကောင်တေသွားပြီလားအပြင်ဘက်ကနေတောက်ကောင်ရဲ့အတန်ထွက်ပေါ်လာခဲ့ပါတယ်တေချာပေါက်တေသွားလောက်ပါပြီဗျာဒီလောက်ပြင်းထန်တဲ့ပောက်ကွဲမှုတံကိုတော့တောဝက်ဝင်ကြီးတကောင်တော်မှခံနိုင်ရရှိမှာမဟုတ်ဘူးထွားချိုင်းနဲ့အမျိုးသားကြီးကတက်ပြင်းတစ်ချက်ချရင်းဆိုလိုက်တာပေါ့ငါ့ကိုတက်ချင်တယ်ဟုတ်လားအိမ်မက်ပဲမက်နေလိုက်စမ်းကျွန်တော်ဒေါသတကြီးဟိဟောက်လိုက်မိရင်ပြိုကျပျက်စီးလူနီးပါးဖြစ်နေခဲ့တဲ့ကိုဝါစီကိုဝုန်းကနေပြန်လဲဥတီပြီးပြစ်ဝင်လိုက်ပါတော့တယ်ကြောက်တုံးကြောက်ခဲအပိုင်းစတွေနဲ့မြေစားပုံတွေကကျွန်တော်ကိုဘလို့မှတားဆီးနိုင်ခြင်းမရှိခဲ့ပါဘူးကျွန်တော်ကြောက်ခဲပုံကြီးကိုအရှိန်နဲ့တိုက်ခွဲဖျက်ဆီးပစ်လိုက်မိရင်ဂူရဲ့အပြင်ဘက်စီကိုဝုန်းကနေပြေးထွက်လာခဲ့ပါတယ်အပြင်ဘက်ကနေအောင်ကြီးကအဆုံးကုန်ဆူရှလွန်လာတာကြောင့်မျက်လုံးကိုအနှဲငယ်မေးဆိုင်ထားလိုက်မိတာပေါ့အရှိကအခြေအနေတွေကိုတိတိကျကျမြင်တွေ့လိုက်ရတဲ့အချိန်မှာတော့တောက်ကောင်နဲ့ထွားချိုင်းနဲ့အမျိုးသားကြီးတို့ဟာအဆုံးကုန်တုံးလုံးချောက်ချသွားခဲ့ကြပါပြီသူတို့ရဲ့မျက်နှာပြင်တစ်ခုလုံးတေလူတယောက်လိုပြန်နှမ်းသွားခဲ့ရပြီးဖျားသခင်ဒါကဘလို့သားရဲ့တိရစ္ဆာန်မျိုးလဲကွတောက်ကောင်ကကျွန်တော်ရဲ့ကိုခန္ဓာပေါ်ကထိုးထွက်နေတဲ့အယိုးစုချုံတွေနဲ့မာကျောလာတဲ့အယိုးချက်ဝတ်တစားကြီးကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာတော့ကိုပိုင်မဲလိုက်ရိုင်ဖဲကိုတောင်မှလက်ထဲမှာမြဲအောင်မကင်နိုင်တော့ပါဘူးထွားချိုင်းနဲ့အမျိုးသားကြီးကတော့မြေပြင်ပေါ်စီဝုန်းကနေလဲပြူကျသွားခဲ့ရပြီးကြောက်လန့်လွန်းလာတာကြောင့်ဘောင်းဘီခွာကြားတစ်ခုလုံးမှာစီးတွေဆူရွှဲသွားခဲ့ရှာပါတယ်ကျွန်တော်ခေါင်းပေါ်ကဖုံမုံတွေကိုတစ်ချက်ခါရမ်းပစ်လိုက်မိရင်သူတို့နှစ်ယောက်ရှိရာစီကိုခြေတလန်းချင်းစီအသာအရာရှောင်လန်းသွားခဲ့ပါတယ်တောက်ကောင်ကသတိပြန်ဝင်လာခဲ့မိရင်လက်ထက်ကတနက်ကိုအပေါ်မြောက်ကကျွန်တော်စီကိုတရားဆက်တနက်ပစ်ခတ်လိုက်ပါတော့တယ်ဒါပေမဲ့ကြီးစံ3တောင်လုံးကကျွန်တော်ရဲ့အယိုးချက်ဝတ်တစားပေါ်စီကိုပဲတိုက်ရိုက်ထိမှန်သွားခဲ့ရပြီးအရေးပြားကိုချစ်မိသွားယုံတင်ရှိကဘာတန်ရာမှထွက်ပေါ်မလာခဲ့ပါဘူးတောက်ကောင်တကူလုံးအဆုံးကုန်ပြရခတ်သွားခဲ့ရပြီးလက်ထက်ကတနက်ကိုမြေပြင်ပေါ်ပစ်ချလိုက်မိကလှည့်ပြီးတော့အနောက်ဘက်စီအတင်းထွက်ပြေးပါတော့တယ်တောက်ကောင်ကိုထားမသွားပါနဲ့ဥကွာထွားချိုင်းနဲ့အမျိုးသားကြီးကမြေပြင်ပေါ်ကနေအတင်းရုံးကန်ထွက်လိုက်မိရင်တောက်ကောင်ရဲ့နောက်ကနေတက်ပြီးပြေးဖို့ကြိုးစားခဲ့ပေမဲ့ကြောက်လန့်လွန်းတာကြောင့်ခြေထောက်တွေကခွေရိုင်သွားခဲ့ရပြီးမြေပြင်ပေါ်စီပဲစောက်ထိုးပြန်လဲပြိုကျသွားခဲ့ရရှာပါတယ်ကျွန်တော်လဲကျနေခဲ့ပါတယ်ဆိုတဲ့ထွားချိုင်းနဲ့အမျိုးသားကြီးရဲ့အရှိစီကိုခြေလမ်းကျဲကြီးတွေနဲ့ရှောက်လန်းသွားလိုက်မိရင်သူ့ကိုအပေါ်စီကနေစိုက်ကြည့်နေလိုက်မိပါတယ်ဒီလူသားကကျွန်တော်ကိုလွန်ခဲ့တဲ့2လလုံးတိတိကျကျအကျွေးမွေးဆောက်ရှောက်ခဲ့တာဥစ္စာနောက်ဆုံးမှငွေကြေးအတွက်ပြန်လည်ရောင်းချဖို့စီစဉ်ခဲ့တာဖြစ်ပေမဲ့အနည်းဆုံးတော့လွန်ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာကျွန်တော်ကိုနှိပ်စက်ညှဉ်းပန်းခဲ့တာမျိုးလုံးဝမရှိခဲ့ပါဘူးကျွန်တော်သူ့ကိုစက္ကန့်ပိုင်းလောက်ငြိမ်သက်စွာစိုက်ကြည့်နေမိပြီးတဲ့နောက်ဆုံးမှာတော့လှည့်ထွက်လိုက်မိတာတောက်ကောင်ထွက်ပြေးတင်းရှောင်သွားခဲ့တဲ့လမ်းကြောင်းအတိုင်းအရှိန်နဲ့လိုက်လံအမဲလိုက်ပါတော့တယ်ဒီကောင်စုပ်မင်းပြေးလို့လွတ်မယ်ထင်နေလားကျွန်တော်ခြေလေးဖက်လုံးကိုအဆုံးကုန်အသုံးပြုလိုက်မိရင်ကိုပိုင်ရှိန်ဟုံကကြောက်မက်ွယ်ကောင်းလောက်အောင်မြန်ဆန်လုံးနေခဲ့ပါတယ်အသက်ရှူယုံအချိန်ပိုင်းတွင်းမှာတင်ကျွန်တော်တောက်ကောင်ရဲ့အနောက်စီကိုတိုက်ရိုက်မိခိုးသွားခဲ့ရပါပြီတောက်ကောင်အနောက်ကိုလှည့်ကြည့်လိုက်မိရင်ကျွန်တော်ကိုမြင်တွေ့သွားရတဲ့အချိန်မှာတော့အသက်ထွက်မတက်ကြောက်လန့်သွားခဲ့ရပြီးခြေလမ်းတွေမှားယွင်းသွားခဲ့ကတောင်ဆောင်ပေါ်ကနေအောက်ခြေစီတရွတ်တိုက်လိမ့်ဆင်းသွားခဲ့ရပါတော့တယ်ကျွန်တော်တောင်ဆောင်ရဲ့ထိပ်ဖြားမှာတင်မတက်ရက်လိုက်မိရင်တောက်ကောင်တယောက်စူးကြုံပင်တွေရဲ့ကြားထဲမှာနာကျင်စွာနဲ့အော်ဟစ်ငိုယိုပြီးရုန်းကန်နေရတာကိုအေးဆက်စွာငုံကြည့်နေခဲ့မိပေမဲ့အောက်စီကိုဆက်ပြီးတော့လိုက်လံတိုက်ခိုက်မနေတော့ပါဘူးအဲ့ဒီအခိုက်အတန့်မှာပဲအုံနောက်ထဲကစနစ်ရဲ့တတိပေးချက်ကဝုန်းကနေထွက်ပေါ်လာခဲ့ပါတော့တယ်ဒီအင်ရှင်အနေဖြင့်မိမိနောက်ကိုလိုက်လံအမဲလိုက်နေသောလူသားရန်သူပေါ်ပထမဆုံးသောတံပြန်တိုက်ခိုက်မှုကိုအောင်မြင်စွာပြီးစီးသွားခဲ့ပါပြီကိုပိုင်တန်ချေချင်းလှောင်အိမ်များကိုရိုက်ခွဲဖျက်ဆီးနိုင်ခဲ့သည့်အတွက်ခန္ဓာကိုယ်၏မျိုးဗီဇပြောင်းလဲမှုကိုအောင်မြင်စွာတည်ငြိမ်သွားစေခဲ့ပြီးတန်ချက်ကနွားတိုးကြီးအဖြစ်တရားဝင်အစစ်မြစ်တင်ပြောင်းလဲခြင်းအောင်မြင်သွားခဲ့ပါပြီမစ်ရှင်အသစ်စတင်ပါပြီတော်ရိုက်ဒရိတ်ဆန်နဲ့ပဲအတွင်းပိုင်းနဲ့စီပိုမိုနဲ့ဆိုင်စွာဝင်ရောက်ပြီးပိုမိုဆွမ်းအားကြီးမားသောတာရက်ဒရိတ်ဆန်များကိုဝါမျိုးကကိုပိုင်ပိတာချိန်900တက်တူညကီလိုဂရမ်အထိရောက်ရှိအောင်အစစ်မြစ်တင်ရပါမည်ကျွန်တော်အဝေးမှာရှိနေခဲ့ပါတယ်ဆိုတဲ့တရက်ဆက်သွယ်နေတဲ့တောင်တန်းကြီးတွေစီကိုလှမ်းကြည့်လိုက်ပြီးရင်းမြက်ဝန်းတွေထဲမှာစိတ်လှုပ်ရှားမှုအရေးအယောင်တွေတစ်ဖြတ်ဖက်တောက်ပလာခဲ့ရပါတယ်။ငါလူသားတွေရဲ့ကဘာစီကိုဘလို့မှပြန်သွားလို့မရတော့ဘူးပဲဒါဆိုရင်တော့ဒီတော်ရိုင်းမြေပြင်ကြီးထဲမှာတင်ငါရဲ့ကိုယ်ပိုင်အသက်ရှင်တန်ရေးလမ်းကြောင်းတစ်ခုကိုတေချာပေါက်ဖောက်ထွက်ပြရတာပေါ့။ကျွန်တော်လက်ထွက်လိုက်မိရင်အနောက်ဘက်စီကိုလုံးဝပြန်လဲမကြည့်တော့ပဲတောနက်ကြီးရဲ့အနက်ဆိုင်ဆုံးနေရာစီကိုဓာတ်ရိုက်ဥတီလျှောက်လန်းခဲ့ပါတော့တယ်။နောက်ဘက်ကနေထွားချိုင်းတဲ့အမျိုးသားကြီးရဲ့အော်ဟစ်တန်တွေထွက်ပေါ်နေစေဖြစ်ပေမဲ့ကျွန်တော်ကတော့အာယုံဆိုင်မနေတော့ပါဘူး။အုံနောက်ထဲမှာစနစ်ရဲ့တတိပေးချက်ကထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။ဒီလက်ရှိအခြေအနေတန်ချက်ကနွားတူကြီးကိုပိုင်ပိတာချိန်360ကျော်စွမ်းအား88အဆင့်ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှု65အဆင့်လျင်မြန်ဖြက်လက်မှု30အဆင့်ပိတာချိန်900အထိရောက်ရှိသွားပါကပုံစံတစ်တစ်ခုထပ်မံပွင့်လှစ်သွားမည်ဖြစ်ပါသည်အင်ရှင်အနေဖြင့်စွမ်းအင်ပမာဏပုံမှုမြင့်မာသောတာရဲကောင်များကိုရှာဖွေဝါမျိုးရန်အကြံပြုအပ်ပါသည်
ကျွန်တော်ကိုပိုင်မီကိုတစ်ချက်ခါရမ်းလိုက်မိရင်ခြေလမ်းတွေကိုပို့ပြီးတော့မြင့်တင်လိုက်ကတောနက်ကြီးရဲ့အတွင်းပိုင်းနဲ့စီပုံမဝင်ရောက်ခဲ့ပါတယ်ပို့ပြီးတော့တန်မာလာဖို့အတွက်ဆိုရင်ငါအနေနဲ့ပို့ပြီးတော့စွမ်းအားကြီးမားတဲ့တာရဲကောင်တွေကိုမဖြစ်မနေရှာဖွေရလိမ့်မယ်တနားရီလောက်အထိဆက်လက်ရှောက်လန်းပြီးတဲ့နောက်မှာတော့ဘေးနာကတစ်ပင်ကြီးတွေကအရင်ကထက်စားရင်ပို့ပြီးတော့တိတ်သေးထူထပ်လာခဲ့ရတယ်လို့ကောင်းကင်ကနေအောင်ကြီးကိုပါအစွန်းကုန်ပိတ်ဆို့ထားခဲ့ပါတော့တယ်လေထုထဲမှာဆိုးဆိုးလာတဲ့ပုံတို့ညဒီနက်တွေပြင်းနေခဲ့ရပြီးမြေပြင်ပေါ်မှာလည်းတာရဲတိရစ္ဆာန်တွေရဲ့မစင်တွေနဲ့အယိုးကျွင်းကြံတွေပြန့်ကျဲနေခဲ့တာပါကျွန်တော်ကိုပိုင်နိုင်ရွက်ကိုအတားအရာဆွဲလိုက်မိရင်အစွန်းကုန်တတိထားလိုက်မိပါတယ်ဒီနေရာကတော့တေချာပေါက်တကယ်ရက်ဆက်ကြမ်းကြုတ်လာပါတယ်ဆိုတဲ့တာရဲကြီးတကောင်ရဲ့ကိုပိုင်နေမြဖြစ်ရပါမယ်အဲ့ဒီခိုက်တက်မှာပဲအရှိဘက်ကခြုံပုတ်တွေကဝုန်းကနေပြင်းထန်စွာလှုပ်ခါသွားခဲ့ရပါပြီကျွန်တော်ချက်ချင်းခြေလမ်းတွေကိုရက်တက်လိုက်မိရင်ကိုပိုင်ချွတ်သားဆိုင်တွေကိုတင်းကျပ်ထားလိုက်တာပေါ့ခြုံပုတ်တွေရဲ့ကြားထဲကနေအရွယ်စားအစွန်းကုန်ကြီးမားထွားကြိုင်းလာပါတယ်ဆိုတဲ့တောဝက်ဦးကြီးတကောင်ဝုန်းကနေပြေးထွက်လာခဲ့ပါတယ်သူ့ရဲ့အဆွဲနှစင်းကတပေလောက်အထိအပြင်ဘက်စီဆွဲဆုပ်ထိုးထွက်နေခဲ့ရတယ်လို့မျက်ဝန်းတွေကလည်းတွေးအောင်လွှမ်းလျက်မြင်မြန်းနေခဲ့တာပါဒီတောဝက်ကြီးကကျွန်တော်အရင်ကစားတောက်ခဲ့ပါတယ်ဆိုတဲ့တောဝက်ထက်ဆိုင်ရင်အရွယ်စားအပြင်တဆခွဲမကပို့ပြီးတော့ထွားကြိုင်းလာပြီးအနည်းဆုံးတော့ပိတာချင်း150ကျော်တေချာပေါက်ရှိလိမ့်မယ်သူကကျွန်တော်ကိုမြင်တွေ့သွားခဲ့ရတဲ့အချိန်မှာတော့ဒေါသတကြီးနဲ့ဟိန်းဟောက်လိုက်မိရင်ခြေထောက်တွေနဲ့မြေပြင်ကိုကုတ်ချစ်ကအရှိစီကိုအချိန်နဲ့ပြေးဝင်ဖို့အတွက်ပြင်ဆင်လိုက်ပါတော့တယ်ကျွန်တော်လုံးဝနောက်ဆုံးမနေတော့ပဲအရှိစီကိုစွတ်တင်းထိတ်တိုက်တိုးဝင်လိုက်ပါတယ်ဖုံးဆိုတဲ့အတန်ပြင်းပြင်းကြီးနဲ့အတူတကယ်မဟာသားရဲကြီးနှစ်ကောင်ကပြင်းထန်စွာထိတ်တိုက်ရိုက်မိသွားခဲ့ကြပါပြီတောဝက်ကြီးရဲ့ချွတ်မြက်လာတဲ့အဆွဲတွေကကျွန်တော်ရဲ့အယိုးချက်ဝတ်တစားပေါ်စီပြင်းထန်စွာစိုက်ဝင်သွားခဲ့ရပေမဲ့တန်ချက်ကပုံမှာတော့မိမိန်လာတဲ့အစင်ကြောင်းနှစ်ကြောင်းတင်သားကျန်ရှိခဲ့တာဖြစ်ပါတယ်ကျွန်တော်အခွင့်အရေးကိုအမိရဆုပ်ကင်လိုက်မိရင်ခေါင်းကိုအောက်စီနှိမ့်ချလိုက်ကကိုပိုင်နွားချိုကြီးကိုအသုံးပြုပြီးတောဝက်ကြီးရဲ့ကိုခန္ဓာစိတ်ပိုင်းတွေအပေါ်စီကိုဓာတ်ရိုက်ထိုးဆိုင်ဆွဲဆုပ်ပစ်လိုက်ပါတော့တယ်နာကျင်စွာအော်ဟစ်လိုက်တန်ကြီးတစ်ခုနဲ့အတူလက်ဆက်လာတဲ့သွေးဆက်တွေကနေရာမှာတင်ဝုန်းကနေပန်းထွက်လာခဲ့ရပါပြီကျွန်တော်ခေါင်းကိုအားနဲ့တစ်ချက်ခါရမ်းလိုက်မိရင်တောဝက်ကြီးကိုမြေပြင်ပေါ်စီဝုန်းကနေမောက်ခုံလဲပြကျသွားအောင်ထိအချိန်နဲ့လွှဲပစ်လိုက်တာပေါ့သူကမြေပြင်ပေါ်ကနေရုန်းကန်ပြီးပြန်လဲထွက်ဖို့ကြိုးစားခဲ့ပေမဲ့ကျွန်တော်ကတော့သူ့ရဲ့လေပင်တက်တဲ့ပေါ်စီကိုခြေထောက်နဲ့ပြင်းထန်စွာနင်းချီဖျက်ဆီးပစ်လိုက်ပါတယ်ဒီအရွယ်စားကြီးမားသောတောဝက်ကြီးတစ်ကောင်ကိုအောင်မြင်စွာတပ်ဖြတ်နိုင်ခဲ့သည့်အတွက်အစင်းမြင့်မဟာစွမ်းအင်အမှတ်120ရရှိပါသည်ကျွန်တော်တွေ့ဝေနောက်နေမနေတော့ပဲအဲ့ဒီတောဝက်အလောင်းကြီးကိုတရားဆက်အယူမှုဝါမျိုးပစ်လိုက်ပါတော့တဲ့ပူနွေးလာတဲ့အသားနဲ့သွေးဆက်တွေကခန္ဓာကိုယ်ရဲ့စီထပ်မံစီးဝင်သွားခဲ့ရပြီးရင်းနှီးလာပါတယ်ဆိုတဲ့ပူလောင်လာတဲ့ခံစားချက်ကြီးပြန်လဲပေါ်ထွက်လာခဲ့တာပေါ့ဒီကိုပိုင်ပိတာချင်း45ပိတာတိုးမြင့်သွားခဲ့ပါပြီစွမ်းအား15မှတ်တိုးမြင့်သွားခဲ့ပြီးရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှု12မှတ်တိုးမြင့်သွားခဲ့ပါပြီလက်ရှိကိုပိုင်ပိတာချင်း400ကျော်တို့ရောက်ရှိသွားခဲ့ပြီဖြစ်တဲ့ဖြစ်စဉ်ကဲပြောင်းလဲရန်အတွက်နောက်ထပ်ပိတာချင်း195ပိတာသာလိုအပ်ပါတော့သည်ကျွန်တော်အစားအစာတွေကိုအားရပါရစားတောက်နေခဲ့တဲ့အခိုက်အတန့်မှာပဲဘေးပတ်ပတ်လေကနေရုတ်တရက်ဆိုသလိုတခြားအတန်အချို့ဝုန်းကနေထွက်ပေါ်လာခဲ့ပြန်ပါတယ်ကျွန်တော်ခေါင်းကိုလျက်ခနဲမောကြည့်လိုက်တဲ့အချိန်မိမိရဲ့ဘေးပတ်ပတ်လေတစ်ခုလုံးမှာတောက်ကနေခဲ့ပါတယ်ဆိုတဲ့စိမ့်ဖန်ဖန်မြက်ဝန်းစုံ9ဆုံ10ဆုံလောက်ကဝိုင်းရံထားတာကိုရှာဖွေတွေ့ရှိသွားခဲ့ရပါပြီဒါကတေချာပေါက်တကယ်တောရိုင်းဝင်ပတ်လွေအုပ်စုကြီးဥစ္စာအရှိဆုံးကခေါင်းဆောင်ဝန်ပလွေကြီးကတော့အရွယ်စားအဖြစ်အစွန်းကုန်ထွားကြိုင်းလာပြီးကိုပိုင်မီကိုရောင်အမွေးမြင်တွေနဲ့အတူရက်ဆက်ကြမ်းကြုတ်လာတဲ့မြဝန်းတွေရှိနေခဲ့တယ်လို့ပါဇက်ကနေလည်းတွားရည်တွေတရားဆက်စီးကြနေခဲ့တာဖြစ်ပါတယ်ကြန့်ရှိနေသေးတဲ့ဝန်ပလွေတွေကလည်းဘေးပတ်ပတ်လက်စီကိုတဖြည်းဖြည်းချင်းဖြန့်ကျက်လိုက်ကြမိရင်ကျွန်တော်စီကိုအသားအရစစ်ကြောင်းတွင်နဲ့ချင်းကပ်လာခဲ့ကြပါပြီကျွန်တော်ပါဇက်ထဲကအသားဆိုင်တွေကိုအမြန်ဆုံးမျိုးချပစ်လိုက်မိရင်အော်ဟစ်လိုက်တန်ကြီးတစ်ခုနဲ့အတူတိုက်ခိုက်ရေးအနေထားကိုချက်ချင်းပြင်ဆင်လိုက်ပါတော့တယ်ဒီဝန်ပလွေအုပ်စုကကျွန်တော်ကိုသူတို့ရဲ့တားကောင်ကိုလာရောက်လူယူပါတယ်ဆိုတဲ့ကျူးကျော်သူတကောင်လို့တိတိကျကျထင်မှတ်မှနေကြတာတိတာလုံးနေခဲ့တာဥစ္စာခေါင်းဆောင်ဝန်ပလွေကြီးကအပေါ်စီမော့ပြီးတော့ပြင်းထန်စွာဦးဟောင်းလိုက်တဲ့အခိုက်အတန့်မှာပဲကြန့်ရှိနေသေးတဲ့ဝန်ပလွေတွေအားလုံးကအရက်မျက်နှာအတီးတီးကနေကျွန်တော်စီကိုဝုန်းကနေပြစ်ဝင်လာခဲ့ကြပါတော့တယ်ကျွန်တော်ကိုခန္ဓာကိုလျှက်ခနဲ့လှည့်ပစ်လိုက်မိရင်ကိုပိုင်နောက်ခြေထောက်ကိုအသုံးပြုကကျွန်တော်ရဲ့နောက်ခြေကျင်းဝတ်စီကိုကိုက်ခဲဖို့ကြိုးစားနေခဲ့ပါတယ်ဆိုတဲ့ဝန်ပလွေတကောင်ကိုအချိန်နဲ့ဝုန်းကနေစောင့်ကန်ပစ်လိုက်ပါတယ်နောက်ထပ်ဝန်ပလွေတကောင်ကတော့ကျွန်တော်ရဲ့လေပင်ပေါ်စီကိုအတင်းခုန်တက်ပြီးကိုက်ခဲဖို့ကြိုးစားခဲ့ပေမဲ့သူ့ရဲ့ချွတ်မြက်လာတဲ့သွားတွေကကျွန်တော်ရဲ့အယိုးချက်ဝတ်တစားကြီးနဲ့ပြင်းထန်စွာရိုက်မိသွားခဲ့ရတာကြောင့်သွားတွေအားလုံးနေရာမှာတင်ဝုန်းကနေကြီးမော့ပျက်စီးသွားခဲ့ရပြီးနာကျင်စွာအော်ဟစ်လိုက်မိရင်ကိုပိုင်လက်ကိုလွှတ်ပစ်လိုက်ရရှာပါတယ်ကျွန်တော်အခွင့်အရေးကိုအမိရဆုပ်ကင်လိုက်မိရင်ကိုပိုင်နွားချိုကြီးကိုအသုံးပြုကအဲ့ဒီဝန်ပလွေကိုအပေါ်စီမြောက်တင်ပစ်လိုက်မိပြီးမြေပြင်ပေါ်စီပြပြင်းထန်စွာပြန်လဲရိုက်ချပစ်လိုက်တာပေါ့ဒါပေမဲ့လည်းဒီဝန်ပလွေတွေရဲ့အဖွဲ့အစည်းလိုက်ပူးပေါင်းတိုက်ခိုက်မှုလုံးကတော့တကယ်ကိုပဲအဖြစ်ပြောစရာမရှိအောင်ထိစီစနစ်ကြလုံးလာပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်တွေကအားအင်တွေကတဖြည်းဖြည်းချင်းဆုပ်ယုပ်လာခဲ့ရပြီးအသက်ရှူနှုန်းကလည်းအဆုံးကုန်မြန်ဆန်လာခဲ့ရပါပြီအဲ့ဒီခိုက်တက်မှာပဲခေါင်းဆောင်ဝန်ပလွေကြီးကဘေးဘက်ကနေရုတ်တရက်ဝုန်းကနေပြစ်ဝင်လာခဲ့မိရင်ချုံမြက်လာတဲ့ကိုပိုင်လက်သေးကုတ်ကြီးတွေကိုအသုံးပြုကကျွန်တော်ရဲ့မျက်ဝန်းအစုံစီကိုဓာတ်ရိုက်ဥတီပြီးဆွဲဆုပ်ပစ်လိုက်ပါတော့တယ်ကျွန်တော်မှထွက်ပြေးတိမ်းရှောင်ဖို့အတွက်အချိန်လုံးဝမရှိတော့တာကြောင့်ခေါင်းကိုဘေးစီအသားရဆောင်းလိုက်မိရင်ကိုပိုင်နွားချိုကြီးတွေနဲ့ပဲအတင်းတားဆီးကာကွယ်လိုက်ရပါတယ်ဒါပေမဲ့ခေါင်းဆောင်ဝန်ပလွေရဲ့လက်သေးကုတ်ကြီးတွေကကျွန်တော်ရဲ့ပပင်ပေါ်စီကိုဓာတ်ရိုက်ချစ်မိသွားခဲ့ရပြီးနှက်ဆိုင်လာတဲ့ဒဏ်ရာအနာရကြီးတစ်ခုချက်ချင်းထွက်ပေါ်လာခဲ့ရကလက်ဆက်လာတဲ့သွေးဆက်တွေကလည်းဝုန်းကနေပန်းထွက်လာခဲ့ရပါပြီကျွန်တော်နာကျင်လွန်းလာတာကြောင့်ကျဲလောင်စွာအော်ဟစ်လိုက်မိရင်ဒီကိုလုံးမှာရှိသမျှဒေါသတရားတွေအားလုံးကအစွန်းကုန်ပောက်ကွဲထွက်ပေါ်လာခဲ့ရပါပြီတောက်ကျိုးနဲ့ဝန်ပလွေအုပ်စုသွားလိုက်ကြစမ်းဒီနေ့တော့မင်းတို့တေယုံမဲရှိတော့မယ်မဟုတ်ရင်ငါပဲအသက်ပြောက်ပြလိုက်မယ်ကွာကျွန်တော်ဒီကိုလုံးမှာရှိသမျှအားအင်အားလုံးကိုအစွန်းကုန်စူးစီးလိုက်မိရင်ကိုပိုင်ကျော်ပြင်ပေါ်ကချွတ်မြက်လာပါတယ်ဆိုတဲ့ဒီရိုးစုကျွန်ကြီးတွေကိုအသုံးပြုကခေါင်းဆောင်ဝန်ပလွေကြီးရဲ့ကိုခန္ဓာပေါ်စီကိုတရွတ်တိုက်ဝုန်းကနေပြင်းထန်စွာတိုက်ခိုက်ပစ်လိုက်ပါတော့တယ်ခေါင်းဆောင်ဝန်ပလွေကြီးကတော့တကယ်ကိုပဲလျင်မြန်ဖြစ်လက်လွန်းလာတာကြောင့်လေထဲမှာတင်ကိုခန္ဓာကိုလျှက်ခနဲ့လှည့်ပစ်လိုက်မိရင်အောင်မြင်စွာထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အနောက်မှာရှိနေခဲ့ပါတယ်ဆိုတဲ့တာမန်ဝန်ပလွေတကောင်ကတော့ကံကောင်းခြင်းလုံးဝမရှိခဲ့ရှာပါဘူးကျွန်တော်ဟာအခွင့်ကောင်းကိုအမိရဆုပ်ကင်လိုက်မိရင်အနည်းဆုံးမှရှိနေခဲ့ပါတယ်ဆိုတဲ့ဝန်ပလွေတကောင်စီကိုဝုန်းကနေပြစ်ဝင်လိုက်ကကိုပိုင်နွားခွအစုံနဲ့တင်သူ့ရဲ့ဦးကောင်းကိုအချိန်နဲ့နင်းချီချီဖြစ်ပစ်လိုက်ပါတော့တယ်အခြေအနေကအဆုံးကုန်ဆိုးရွားလုံးနေပြီဖြစ်တာကိုခေါင်းဆောင်ဝန်ပလွေကြီးရိပ်မိသွားခဲ့တာကြောင့်အပေါ်စီမော့ပြီးကျဲလောင်ရှိလျားစွာဦးဟောင်းလိုက်မိရင်ကြန့်ရှိနေသေးတဲ့ဝန်ပလွေအုပ်စုကိုခေါ်ဆောင်ကတောနက်ပိုင်းနဲ့စီအမြန်ဆုံးဆုတ်ခွာထွက်ပြေးသွားခဲ့ကြပါပြီ
ကျွန်တော်တကူလုံးသွေးအိုင်ထဲမှာနစ်မြန်းနေခဲ့လေရဲ့မြေပြင်ပေါ်မှာမတ်တက်ရက်ပြီးအသက်ကိုပြင်းထန်စွာရှူသွင်းနေမိတာပေါ့ကိုပိုင်သွေးတွေနဲ့ဝမ်ပလွေတွေရဲ့သွေးဆက်တွေကတကူလုံးမှာတင်ရောရှက်နေခဲ့ရတာဖြစ်ပါတယ်ဒီဝမ်ပလွေ3ကောင်ကိုအောင်မြင်စွာတပ်ဖြတ်နိုင်ခဲ့သည့်အတွက်အဆင့်မြင့်မဟာစွမ်းအင်အမတ်တရ80ရရှိပါသည်စနစ်ဤစစ်ဆေးချက်အရအင်ရှင်နေဖြင့်ပြင်းထန်လာသောဒဏ်ရာနာတရားများရရှိထားသဖြင့်ခန္ဓာကိုယ်အားပြန်လည်ကုသရန်နှင့်စွမ်းအားများဖြစ်တင်းရန်အတွက်အသားနှင့်သွေးဆက်များကိုချက်ချင်းဝါမျိုးရန်အကြံပြုအပ်ပါသည်မြေပြင်ပေါ်မှာလဲလျောင်းနေခဲ့ပါတယ်ဆိုတဲ့ဝန်ပုတ်လွေအလောင်း2လောင်းနဲ့စားလို့မကုန်သေးပါဘူးဆိုတဲ့တောဝက်အတွင်းကြံကြီးကိုကြည့်ရင်ကျွန်တော်တို့ဝေနောက်နေမနေတော့ပဲချက်ချင်းဆိုသလိုအငမ်းမရရှိဆက်ပြီးဝါမျိုးပြစ်လိုက်ပါတော့တယ်ပါဇက်ထဲစီအသားဆိုင်တွေဝင်ရောက်သွားခဲ့ရတဲ့အခိုက်အတန့်မှာပဲကိုပိုင်ဒဏ်ရာအနာတရားတွေအားလုံးစီကနေဆူရှာလာတဲ့ရရမှုဝေဒနာတရက်စတင်ထွက်ပေါ်လာခဲ့ရပြီးအသားဆိုင်တွေကလည်းမျက်စိရှိမှတင်တိတိတတ်တာကိုပဲအလင်းမြန်ပြန်လဲဆစ်ဆက်ပြီးကုသသွားခဲ့ရတာပါဒီကိုပိုင်ပိတာချင်း900ကျော်သွားခဲ့ပါပြီစွမ်းအားကတော့100အမှတ်ထက်ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်ကိုပိုင်တန်ချက်ကမာကျော်မှုနှုံတိုးမြင့်သွားခဲ့ရသလိုကြောပြင်ပေါ်ကအယိုးစုကြုံများ၏အရွယ်အစားကလည်းပုံမှုရှိလျားထွက်ပေါ်လာခဲ့ပါပြီကျွန်တော်ကိုပိုင်ခန္ဓာကိုယ်ထဲမှာပြိုင်ပက်ကင်းလာပါတယ်ဆိုတဲ့မဟာစွမ်းအားတွေအပြည့်အဝစီးဆင်းနေတယ်လို့မျိုးခံစားလိုက်ရပြီးအရင်ကရှိနေခဲ့ပါတယ်ဆိုတဲ့မောပန်းလွှမ်းနေမှုတွေအားလုံးကလည်းဝုန်းကနေပြက်ကွယ်သွားခဲ့ရပါပြီဒါပေမဲ့အဲ့ဒီခိုက်တက်မှာပဲအဝေးစီကနေဝုန်းပလွေတွေရဲ့ဥဟောင်းလိုက်တန်ကြီးတွေကတောနဲ့တစ်ခုလုံးကိုတုံလုံးစီလျက်ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်ဒီတစ်ချိန်မှာတော့သူတို့ရဲ့အရေးအတွက်ကအရင်ကထက်စားရင်နှစ်ဆထက်မနည်းပိုပြီးတော့များပြားလုံးနေခဲ့တာပါလီချန်ဒီရက်ဆက်လာတဲ့တားရဲတွေကတကယ်ကိုပဲစစ်ကူတွေကိုထပ်ပြီးခေါ်ယူလိုက်ကြတာဥစ္စာငါဒီနေရာမှာဆက်ပြီးနေလို့မဖြစ်တော့ဘူးအမြန်ဆုံးဘေးကင်းမဲ့နေရာတစ်ခုခုကိုရှာဖွေရလိမ့်မယ်ကျွန်တော်ကြန့်ရှိနေတဲ့တောဝက်အလောင်းတောဝက်ကိုပါစက်နဲ့အမိရပြန်လဲခဲလိုက်မိရင်းလှည့်ပြီးတော့တောနဲ့ကြီးရဲ့အနက်ဆိုင်ဆုံးနေရာစီကိုအဆုံးကုန်ပြစ်ထွက်ခဲ့ပါတော့တယ်အနောက်ဘက်ကနေကပ်ပြီးလိုက်ပါလာခဲ့ကြပါတယ်ဆိုတဲ့ဝန်ပလွေတွေရဲ့ဥဟောင်းတန်တွေကတဖြည်းဖြည်းချင်းပို့ပြီးတော့နီးကပ်လာခဲ့ရပါပြီဒီတစ်ချိန်မှာတော့သူတို့တွေကကျွန်တော်ကိုတေချာပေါက်တေချေပျက်စီးသွားအောင်ထိအသက်နဲ့လဲပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်ထားကြတာတိတာလုံးနေခဲ့တာပါကျွန်တော်တောဝက်အလောင်းကြီးကိုခဲထားမိစေဖြစ်လျက်အသက်လူပြီးပြေးလွှားနေခဲ့ရပေမဲ့ဝန်ပုတ်တွေရဲ့ဥဟောင်းတန်တွေကတော့အရေးတစ်ခုလိုမျိုးအနောက်ကနေတကောက်ကပ်ပြီးလိုက်ပါလာခဲ့တာဖြစ်ပါတယ်တစ်ပင်ကြီးတွေရဲ့ကြားကနေလှမ်းကြည့်လိုက်တဲ့အချိန်အနည်းဆုံးတော့ဝန်ပုတ်တွေကောင်း30ကျော်20နီးပါးလောက်ကကျွန်တော်နောက်ကိုအချိန်နဲ့လိုက်လံအမဲလိုက်နေတာကိုမြင်တွေ့လိုက်ရတာပေါ့အရှိဆုံးကဥဆောင်လာတာကတော့အရင်ကထွက်ပြေးသွားခဲ့ပါတယ်ဆိုတဲ့ခေါင်းဆောင်ဝန်ပုတ်တွေကြီးအစ်စ်မှန်ပါပဲဒီရက်ဆက်လာတဲ့တားရဲကတော့တကယ်ကိုပဲအမျိုးတေးကြီးမှလွန်းလာပါတယ်ဗျာကျွန်တော်ရဲ့နောက်ခွာလေးဖက်လုံးကလေထဲမှာပြန်တန်းနေတယ်လို့မျိုးအစွန်းကုန်မြန်ဆန်နေခဲ့ရပြီးဘေးနာကတကိုင်းချောက်တွေကလည်းကိုပိုင်ချက်ဝတ်တန်စာပေါ်စီကိုတက်ဆက်လာရောက်ရိုက်ခတ်နေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းဝန်ပလွေတွေရဲ့အရှိန်ဟုန်ကပိုပြီးတော့မြန်ဆန်လွန်းလာတာကြောင့်ကျွန်တော်တို့ကြားကအကွာအဝေးကတဖြည်းဖြည်းချင်းပိုပြီးတော့ကျင်းမြောင်းလာခဲ့ရပါပြီကျွန်တော်ဝိုင်းရံပိတ်ဆို့ခြင်းကိုခံရတော့မဲ့အခိုက်အတန့်မှာပဲအရှိဘက်ကနေကွင်းပြင်အကြီးကြီးတစ်ခုဝုန်းကနေပွင့်ထွက်ပေါ်လာခဲ့ပါတယ်ကျွန်တော်တော့အုပ်ထဲကနေဝုန်းကနေပြေးထွက်လိုက်မိတဲ့အချိန်ကြောက်ဆောင်ကြီးတွေပြန်ကျဲနေခဲ့ရပြီးလမ်းလေခေါင်မှာစမ်းကြောင်းငယ်လေးတစ်ခုစီးဆင်းနေခဲ့ပါတယ်ဆိုတဲ့ကြောက်ဆောင်ကနာရပြင်ကြီးတစ်ခုစီရောက်ရှိသွားခဲ့တာပါကျွန်တော်မှတွေးတောနေဖို့အတွက်အချိန်မရှိတော့တာကြောင့်ကြောက်ဆောင်ကြီးတွေရဲ့ကြားထဲစီအမြန်ဆုံးတိုးဝင်ပုံအောင်လိုက်မိပါတယ်ဒါပေမဲ့ဝန်ပလွေအုပ်စုကတော့အနောက်ကနေကပ်ပြီးရောက်ရှိလာခဲ့ကြပြီဖြစ်တယ်လို့ဝန်ပလွေကောင်30ကျော်လုံးကအရက်မျက်နှာအတီးတီးကနေကျွန်တော်ကိုတေးသေးချာချာဝိုင်းရံပိတ်ဆို့လိုက်ကြမိတာကြောင့်ထွက်ပြေးတိမ်းရှောင်ဖို့လမ်းကြောင်းအားလုံးနေရာမှာတင်ပိတ်ဆို့သွားခဲ့ရပါတော့တယ်ခေါင်းဆောင်ဝန်ပလွေကြီးကကြောက်ဆောင်အကြီးကြီးတစ်ခုရဲ့ထိပ်ဖျားပေါ်မှာမတ်တက်ရက်လိုက်မိရင်ကျွန်တော်ကိုအပေါ်စီးကနေအေးဆက်စွာငုံကြည့်နေခဲ့မိတာပေါ့သူ့ရဲ့မျက်ဝန်းတွေထဲမှာတော့တက်ဖြတ်ခြင်းအငွေ့သက်တွေပြည့်နေနေခဲ့ရတာပါသူကောင်းကင်ရန်စီမော့ပြီးတော့ပြင်းထန်စွာဥဟောင်းလိုက်တဲ့အခိုက်အတန့်မှာပဲဝန်ပလွေအုပ်စုကြီးကကျွန်တော်စီကိုတပြိုင်နက်တည်းဝုန်းကနေတိုက်ခိုက်မှုကိုစတင်လိုက်ကြပါတော့တယ်ဒီတစ်ချိန်မှာတော့သူတို့တွေကအရင်ကထက်စာရင်ပိုပြီးတော့ပါနှက်လုံးနေခဲ့ကြတာဖြစ်ပါတယ်တကောင်ချင်းစီထိတ်တိုက်လာရောက်တိုက်ခိုက်ခြင်းမျိုးလုံးဝမလုပ်တော့ပဲ3ကောင်5ကောင်စီအုပ်စုဖွဲ့ပြီးတော့စနစ်တကျအကွက်စင်တိုက်ခိုက်လာခဲ့ကြတာဥစ္စာဝန်ပလွေ3ကောင်ကကျွန်တော်ရဲ့ဘယ်ဘက်အရက်မျက်နှာစီကနေတပြိုင်နက်တည်းဝုန်းကနေခုံအုပ်လာခဲ့ကြပါတယ်ကျွန်တော်အရှိစီလှည့်ပြီးတော့တားဆီးဖို့ကြိုးစားလိုက်တဲ့အချိန်မှာပဲနောက်ထပ်ဝန်ပလွေ2ကောင်ကကျွန်တော်ရဲ့နောက်ခြေထောက်ကိုအဆုံးကုန်အတင်းတိုက်ခဲပစ်လိုက်ကြတာပေါ့ကျွန်တော်နာကျင်လွန်းလာတာကြောင့်မျက်နှာတစ်ခုလုံးရှုံမဲ့သွားခဲ့ရပြီးနောက်ခြေထောက်ကိုအားနဲ့တစ်ချက်ခါရမ်းပစ်လိုက်မိပေမဲ့အရှိကနေပြစ်ဝင်လာခဲ့ပါတယ်ဆိုတဲ့ဝန်ပလွေတစ်ကောင်ရဲ့ပြင်းထန်လာတဲ့အရှိန်ကြောင့်မြေပြင်ပေါ်စီဝုန်းကနေမှောက်ခုံလဲပြိုကျသွားခဲ့ရပါတော့တယ်နောက်ထပ်ဝန်ပလွေ4ကောင်5ကောင်လောက်ကကျွန်တော်ရဲ့ကိုယ်ခန္ဓာပေါ်စီကိုချက်ချင်းဆိုသလိုအတင်းဝိုင်းပြလိုက်ကြမိရင်ချွတ်မြက်လာတဲ့လက်သေးကုတ်ကြီးတွေကိုအုံပြုကကျွန်တော်ရဲ့အယိုးချက်ဝတ်တစားကြီးကိုတရဆက်ဆွဲဆုပ်ဖြက်စီးပစ်လိုက်ကြဒါပါကိုပိုင်ချက်ဝတ်တစားကြီးကအဆုံးကုန်မှာကြောလာပါတယ်ဆိုပေမဲ့လည်းဒီလောက်အထိများပြားလာတဲ့ဝန်ပလွေတွေရဲ့တပြိုင်နက်တည်းတရဆက်တိုက်ခိုက်မှုတန်းကိုတော့ရေရှည်မှာဘလို့မှတောင့်ခံနိုင်ခြင်းမရှိခဲ့ပါဘူးဝန်ပလွေအုပ်စုကအနှဲငယ်အနောက်စီလန့်ပြီးဆုတ်ခွာသွားခဲ့ရတဲ့အခွင့်အရေးကိုအမိရဆုတ်ကင်လိုက်မိရင်ကျွန်တော်ကိုခန္ဓာကိုမြေပြင်ပေါ်မှာတစ်ချက်လူးလိမ့်လိုက်မိကချက်ချင်းပြန်လဲမတက်ရက်လိုက်ပြီးအနည်းဆုံးမှရှိနေခဲ့ပါတယ်ဆိုတဲ့ဝန်ပလွေတစ်ကောင်စီကိုစွတ်အတင်းပြစ်ဝင်လိုက်ပါတော့တဲ့ကိုပိုင်နွားချိုကြီးနှစ်စင်းကိုအသုံးပြုပြီးအဲ့ဒီဝန်ပလွေရဲ့ရင်ဘတ်တက်တဲ့ကိုပြင်းထန်စွာစောက်တိုက်ပစ်လိုက်မိကဘေးနားကကြောက်ဆောင်ကြီးပေါ်စီကိုအရှိန်နဲ့လွှဲရိုက်ပစ်လိုက်တာပေါ့ကျွန်တော်အသက်ကိုတေးသေးချာချာတောင်မှပြန်ပြီးမရှူသွင်းနိုင်သေးတဲ့အခိုက်အတန့်မှာပဲခေါင်းဆောင်ဝန်ပလွေကြီးကကြောက်ဆောင်ကြီးရဲ့ထိပ်ဖျားပေါ်ကနေလေထဲစီဝုန်းကနေခုန်ဆင်းလာခဲ့မိရင်ကျွန်တော်ရဲ့လေပင်စီကိုတိုက်ရိုက်ဥတီပြီးပြစ်ဝင်လာခဲ့ပြန်ပါတယ်ကျွန်တော်ကိုခန္ဓာကိုဘေးစီလျက်ခနဲ့တင်းရှောင်လိုက်မိပေမဲ့သူ့ရဲ့ရက်ဆက်လာတဲ့လက်သေးကုတ်ကြီးတွေကကျွန်တော်ရဲ့ပါးပြင်ပေါ်စီကိုတိုက်ရိုက်ချစ်မိသွားခဲ့ရတာကြောင့်သူ့ရဲ့ရက်တောက်နေခဲ့ပါတယ်ဆိုတဲ့ဒဏ်ရာလိုင်းကြီး3လိုင်းချက်ချင်းထွက်ပေါ်လာခဲ့ရပါပြီကျွန်တော်ဒေါသတကြီးဟိန်းဟောက်လိုက်မိရင်ကိုပိုင်နောက်ခြေထောက်အစုံကိုအသုံးပြုကခေါင်းဆောင်ဝန်ပလွေကြီးရဲ့ကိုခန္ဓာပေါ်စီကိုအချိန်နဲ့စောင့်ကန်ပစ်လိုက်ပါတယ်ခေါင်းဆောင်ဝန်ပလွေကြီးကတော့လေထဲမှာတင်ကျွမ်းပြန်လိုက်မိရင်ကြောက်မက်ဖွယ်ကောင်းလောက်အောင်လျင်မြန်ဖြက်လက်လာတဲ့ကိုပိုင်ချိန်နဲ့မြေပြင်ပေါ်စီဘေးကင်းစွာပြန်လဲသက်ဆင်းသွားခဲ့တာပါအဲ့ဒီအခွင့်အရေးကိုအသုံးပြုပြီးကြန့်ရှိနေသေးတဲ့ဝန်ပလွေတွေအားလုံးကကျွန်တော်ကိုထပ်မံပြီးတော့တေးသေးချာချာဝိုင်းရံပိတ်ဆို့လိုက်ကြမိပြန်ပါပြီကျွန်တော်ရဲ့ခန္ဓာကိုယ်တွေကအားရင်တွေကတော့အဆုံးကုန်ဆုပ်ယုပ်လာခဲ့ရပြီဖြစ်ပါတယ်အဲ့ဒီခိုက်တက်မှာပဲဝန်ပုလွေတစ်ကောင်ကကျွန်တော်ရဲ့အရှိချီတောက်ကိုတင်းတင်းကြပ်ကြပ်ကိုက်ခဲပစ်လိုက်တယ်လို့နောက်ထပ်ဝန်ပုလွေတစ်ကောင်ကတော့ကျွန်တော်ရဲ့မျက်ဝန်းစုံကိုဓာတ်ရိုက်ဥတီပြီးခုံအုပ်လာခဲ့တာပေါ့ကျွန်တော်အသက်လူပြီးကိုပိုင်နွားချိုကြီးတွေကိုအဆုံးကုန်တွဲရမ်းပစ်လိုက်မိတာကြောင့်ခုံအုပ်လာခဲ့ပါတယ်ဆိုတဲ့ဝန်ပုလွေရဲ့ဝမ်ဘိုက်ကိုဓာတ်ရိုက်ဖြတ်တောက်ဆွဲဆုပ်ပစ်လိုက်နိုင်ခဲ့ရပြီးသူ့ရဲ့ဥဆိုင်ကျွင်းကြံတွေအားလုံးကလည်းမြေပြင်ပေါ်စီဝုန်းကနေပြန့်ကျဲသွားခဲ့ရပါတော့တယ်
ဒါပေမဲ့လည်းကျွန်တော်ရဲ့အရှိချီတော့ကိုကိုက်ခဲထားခဲ့ပါတယ်ဆိုတဲ့ဝန်ပလွေကတော့ဘလို့မှလက်မလွတ်ခဲ့ပါဘူးသူ့ရဲ့ချွတ်မြက်လာတဲ့အဆွေတွေကကျွန်တော်ရဲ့ချက်ဝတ်တစားကြီးကိုဖောက်ထွက်သွားခဲ့ရပြီးအသားဆိုင်တွေထိတင်းတင်းကြပ်ကြပ်ကြီးစိုက်ဝင်နေခဲ့တာဥစ္စာကျွန်တော်အဆုံးကုန်နာကျင်လွန်လာတာကြောင့်ကိုပိုင်အရှိချီတော့ကိုအပေါ်စီဝုန်းကနေမြောက်တင်လိုက်မိရင်မြေပြင်ပေါ်စီကိုအားရှိသမျှပြင်းထန်စွာရိုက်ချပစ်လိုက်ပါတော့တယ်ဖျန်းဆိုတဲ့အတန်ကြီးနဲ့အတူအဲ့ဒီဝန်ပလွေရဲ့ဦးကောင်းခွန်ကြီးကနေရာမှာတင်ဝုန်းကနေကြီးမော့ပျက်စီးသွားခဲ့ရပြီးနောက်ဆုံးတော့မှကိုပိုင်ပါဇက်ကိုလွှတ်ပစ်လိုက်ရရှာပါတယ်ဒီဝန်ပလွေတကောင်ကိုအောင်မြင်စွာတပ်ဖြတ်နိုင်ခဲ့သည့်အတွက်အစင်းမြင့်မဟာစွမ်းအင်အမှတ်60ရရှိပါသည်စနစ်ဤစစ်ဆေးချက်အရာအင်ရှင်နေဖြင့်ပြင်းထန်လာသောဒဏ်ရာနာတရားများရရှိထားသဖြင့်စွမ်းအင်များကိုချက်ချင်းပြန်လည်ဖြစ်တင်ရန်အကြံပြုအပ်ပါသည်ကျွန်တော်အသက်ကိုပြင်းထန်စွာရှူသွင်းနေမိရင်မြေပြင်ပေါ်မှာလဲလျောင်းနေခဲ့ပါတယ်ဆိုတဲ့ဝန်ပလွေအလောင်း၃လောင်းကိုကြည့်ကဘာကူမှစဉ်းစားမနေတော့ပဲခေါင်းကိုနှိပ်ချလိုက်မိကပူနွေးလာတဲ့အသားဆိုင်တွေကိုစွတ်အတင်းကက်ဖြတ်ဝါမျိုးပြစ်လိုက်ပါတော့တယ်ကိုပိုင်တရားတွေကတော့ထပ်မံပြီးဆူရှစွာရရန်လာခဲ့ပြန်တာပေါ့ဝန်ပလွေအုပ်စုကတော့ကျွန်တော်ကမိမိတို့ရဲ့လုပ်ဖို့ကင်ဖက်ဝန်ပလွေအလောင်းတွေကိုသူတို့ရဲ့မျက်စိရှိမှောက်မှာတင်အတ္တမထိုင်ပြီးဝါမျိုးနေခဲ့တာကိုမြင်တွေ့လိုက်ရတဲ့အခိုက်အတန့်မှာတော့မျက်ဝန်းတွေထဲမှာကြောက်ရွံ့မှုတွေရောအဆုံးကုန်ဒေါသထွက်မှုအရေးရောင်တွေပါတပြိုင်နက်တည်းထွက်ပေါ်လာခဲ့ရပါပြီခေါင်းဆောင်ဝန်ပလွေကြီးကထပ်မံပြီးပြင်းထန်စွာဥဟောင်းလိုက်တဲ့အခိုက်အတန့်မှာပဲကြန့်ရှိနေသေးတဲ့ဝန်ပလွေတွေအားလုံးကအသက်နဲ့လဲပြီးကျွန်တော်စီကိုဝုန်းကနေပြန်လဲပြစ်ဝင်လာခဲ့ကြပါတော့တယ်ဒီတစ်ချိန်မှာတော့သူတို့တွေကမိမိတို့ရဲ့ကိုယ်ပိုင်အသက်ရှင်တန်ရေးကိုပါလုံးဝဂရုမစိုက်တော့ပဲအသေးခံတိုက်ပွဲဆင်နွှဲလာခဲ့ကြတာဥစ္စာကျွန်တော်ဝန်ပလွေ9ကောင်10ကောင်လောက်ရဲ့တတိုင်းနဲ့တရားဆက်တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးကျွမ်းမြတ်လာတဲ့လက်သေးကုတ်ကြီးတွေနဲ့အဆွဲတွေကကိုခနာပေါ်စီကိုရရက်ဆက်ဆက်ကြားရောက်လာခဲ့ပါတော့တယ်ကိုပိုင်ချက်ဝတ်တစားကြီးကတော့နောက်ဆုံးမှာဘလို့မှတောက်မခံနိုင်တော့ပဲအပိုင်းစာကြီးကြီးတွေဖြစ်ဝုန်းကနေကွဲအပျက်စီးသွားခဲ့ရပြီးအကြောင်းတွေရဲ့ကြားကနေလဲလက်ဆက်လာတဲ့သွေးဆက်တွေကတရားဆက်ပန်းထွက်လာခဲ့ရပါပြီကျွန်တော်ကိုပိုင်အသိစိတ်တွေတဖြည်းဖြည်းချင်းမိမိဝေဝါလာတဲ့လိုမျိုးခံစားလိုက်ရပြီးခန္ဓာကိုယ်ကြီးကလည်းအဆုံးကုန်လေးလံလာခဲ့ရပါတယ်ငါတကယ်ပဲဒီနေရာမှာတင်အသက်ပြောက်ွယ်သွားရတော့မှလားအဲ့ဒီတရေရှင်ကြီးအခိုက်အတန့်မှာပဲအုံနောက်ထဲကစနစ်ရဲ့တတိပေးချက်ကအော်ဆွဲတယ်လိုမျိုးအယူအမူမြည်ဟိလာခဲ့ပါတော့တယ်ဒီအိမ်ရှင်အနေဖြင့်အသက်အန္တရာယ်ဆိုးရရသောအခြေအနေသို့ရောက်ရှိနေကြောင်းစစ်ဆေးတွေ့ရှိရပါသည်အရေးပေါ်သွေးစာခြင်းမုတ်ကိုအလိုလျောက်စတင်လိုက်ပါပြီးခန္ဓာကိုယ်အတွင်းပိုင်းရှိသမျှမဟာစွမ်းရည်အားလုံးကိုအတင်းအဓမ္မမိရှုပောက်ကွဲစေခြင်းကိုစတင်လိုက်ပါပြီသွေးစာခြင်းမုတ်ထဲကိုဝင်ရောက်သွားခဲ့ရတဲ့အခိုက်အတန့်မှာတင်ကျွန်တော်ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းတွေကသွေးဆက်တွေအားလုံးကစူပွက်နေတဲ့ရင်းနှီးပူတွေအလားအဆုံးကုန်ပူလောင်လာခဲ့ရပါတော့တယ်အရင်ကလုံးဝမကြုံတွေ့ဘူးပါဘူးဆိုတဲ့တိုင်ပက်ကင်းလာတဲ့မဟာစွမ်းအားတရက်ကကိုခန္ဓာရဲ့အနက်ရှိုင်းဆုံးနေရာကနေတဆင့်ဝုန်းကနေပောက်ကွဲထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်မူးဆိုတဲ့ကဘာပြတ်မတက်ကျဲလောင်လာတဲ့ဟိဟောက်တန်ကြီးတစ်ခုနဲ့အတူကျွန်တော်ကိုခန္ဓာကိုအာယူပြီးဝုန်းကနေချက်ချင်းမတက်ရက်လိုက်မိတာကြောင့်ကိုယ်ပေါ်မှာအတင်းဖိဖိထားခဲ့ကြပါတယ်ဆိုတဲ့ဝန်ပုလွေတွေအားလုံးလေထဲစီကိုတရွတ်တိုက်လွင့်စင်ပြန်ထွက်သွားခဲ့ရပါတော့တယ်ကျွန်တော်ရဲ့မျက်ဝန်းအစုံကအဆုံးကုန်သွေးရောင်လျက်နီးမြန်းသွားခဲ့ရတယ်လို့ကြောပြင်ပေါ်ကအယိုးစုကျွန်ကြီးတွေကလည်းအယိုးမှုဆက်လက်ပြီးတော့ထိုးထွက်လာခဲ့ရကအရင်ကတဝက်လောက်သာရှိခဲ့ရကနေအခုချိန်မှာတော့တပေခွဲကျော်လောက်ထိအဆုံးကုန်ရှည်လျားထွားချိုင်းသွားခဲ့ရပါပြီ။ကွဲအပ်ပျက်စီးသွားခဲ့ရပါတယ်ဆိုတဲ့ချက်ဝတ်တစားရဲ့အကြောင်းတွေအားလုံးကလည်းအလိုလျောက်ပြန်လဲဆစ်ဆက်သွားခဲ့ရပြီးအရင်ကထက်ဆိုင်ရင်ပုံမတုတ်ခိုင်ထွားချိုင်းလာခဲ့ရတယ်လို့တကယ်တတုကျက်စင်လာဆူရှာလာတဲ့အလင်းရောင်တွေကိုပါတစ်ဖြက်ဖတ်ထွက်ပေါ်စေခဲ့တာဖြစ်ပါတယ်။ကျွန်တော်အနည်းဆုံးမှာရှိနေခဲ့ပါတယ်ဆိုတဲ့ဝန်ပုလွေတကောင်စီကိုဝုန်းကနေပြန်လဲပြုတ်ဝင်လိုက်မိရင်ကိုပိုင်နှောခွာနဲ့တင်သူ့ရဲ့ဦးကောင်းကိုနေရာမှာတင်ပွဲချင်းပြီးနင်းချီတက်စီးပစ်လိုက်ပါတယ်နောက်ထပ်ဝန်ပလွေတကောင်ကကျွန်တော်စီကိုအတင်းခုံအုပ်ဖို့စူးစမ်းခဲ့ပြန်ပေမဲ့ကျွန်တော်ကတော့ကိုပိုင်နွားချိုကြီးတွေကိုအသုံးပြုပြီးသူ့ကိုအပေါ်စီမြောက်တင်ပစ်လိုက်မိကဘေးနားကကြောက်ဆောင်ကြီးပေါ်စီပြင်းထန်စွာရိုက်ချပစ်လိုက်တာကြောင့်နေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ရပြန်ပါပြီကျွန်တော်ကတော့အခုချိန်မှာတကယ်ကိုပဲတွေးဆနေခဲ့ပါတယ်ဆိုတဲ့မဟာမိတ်စာသားရဲကြီးတကောင်လိုဖြစ်နေခဲ့ရပြီးကျွန်တော်ဝင်ရောက်သွားခဲ့တဲ့လမ်းကြောင်းတစ်လျှောက်လုံးမှာရှိနေခဲ့ပါတယ်ဆိုတဲ့ဝန်ပလွေတွေအားလုံးတရက်ဆက်လဲပြိုတေဆုံးသွားခဲ့ရတာအမှန်ပါပဲဗျာဒါပေမဲ့နောက်ထပ်စက္ကန့်ပိုင်းအတွင်းမှာတင်အနောက်ဘက်ကခေါင်းဆောင်ဝန်ပလွေကြီးကကောင်းကင်ရန်စီမောကြည့်လိုက်မိရင်အဆုံးကုန်ဆူရှာလာပါတယ်ဆိုတဲ့ဥဟောင်းလိုက်တန်ကြီးတစ်ခုကိုဝုန်းကနေထွက်ပေါ်စေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့ကိုခန္ဓာကြီးကအရင်ကထက်စာရင်တိတိတတ်တာကိုပို့ပြီးတော့အယူအမှုဖောင်းကားလာခဲ့ရတယ်လို့အမွေးမင်တွေရဲ့အောက်ကကြွတ်သားဆိုင်တွေကလည်းအယူအမှုထိုးထွက်လာခဲ့ပါတော့တယ်သူ့ရဲ့မျက်ဝန်းတွေကအရင်ကထက်စာရင်ပို့ပြီးတော့သူ့ရဲ့တောက်ရဲ့နီးမြန်းသွားခဲ့ရပြီးချွတ်မြက်လာတဲ့ကိုပိုင်ဆွဲကြီးတွေကလည်းအလျားအဖြစ်နှစ်ဆထပ်မနေပုံမရှည်လျားလာခဲ့ရကတကူလုံးရဲ့အရွယ်စားကလည်းတဆမကထွားချိုင်းသွားခဲ့ရတာဖြစ်ပါတယ်ဒီရက်ဆက်လာတဲ့တာရဲကြီးကလည်းတကယ်တမ်းကျတော့ကိုပိုင်မျိုးဗီဇပြောင်းလဲခြင်းတွေကိုဝင်ရောက်သွားခဲ့တာဥစ္စာအဲ့ဒီသွေးစာခြင်းမုတ်ထဲမှာတော့ခေါင်းဆောင်ဝန်ပလွေကြီးရဲ့ကိုပိုင်ရှင်ဟုံကအရင်ကထက်စာရင်အစပေါင်းများစွာပို့ပြီးတော့မြန်ဆန်လွန်းနေခဲ့တာအမှန်ပါပဲဗျာကျွန်တော်မှဘာမှတောင်ပြန်လဲမတုတ်ပြန်နိုင်သေးခင်မှာတင်ကောင်းဆောင်ဝန်ပလွေကြီးကလေထဲကနေအချိန်နဲ့ဆင်းသက်ပြီးကျွန်တော်စီကိုအတင်းခုံအုပ်လိုက်ပါတော့တယ်သူ့ရဲ့ချွတ်မြက်လာတဲ့လက်သေးကုတ်ကြီးတွေကကျွန်တော်ရဲ့ level တက်တဲ့စီကိုဓာတ်ရိုက်ဥတည်နေခဲ့တာပါကျွန်တော်အသက်လူပြီးခေါင်းကိုလျှက်ခနဲလွှဲချောင်ပစ်လိုက်မိပေမဲ့သူ့ရဲ့လက်သေးတွေကကိုပိုင်လေပင်းပေါ်စီကိုဓာတ်ရိုက်ကုတ်ချစ်သွားခဲ့တာကြောင့်သူ့ရဲ့တောက်နေခဲ့ပါတယ်ဆိုတဲ့ဒဏ်ရာလိုင်းကြီး၃လိုင်းချက်ချင်းထွက်ပေါ်လာခဲ့ရပြန်ပါတယ်ကျွန်တော်နာကျင်လွန်းလာတာကြောင့်အနောက်ဘက်စီဝုန်းကနေဆုပ်ယုပ်လိုက်မိပေမဲ့အဆုံးကုန်ရက်ဆက်လာပါတယ်ဆိုတဲ့ဝန်ပလွေဘရင်ကတော့ကျွန်တော်ကိုအသက်ရှူဖို့အတွက်အချိန်စက္ကန့်ပိုင်းလောက်တောင်မှလုံးဝမပေးခဲ့ပါဘူးသူကအရှိစီကိုထပ်မံပြီးပြင်းထန်စွာခုံအုပ်လာခဲ့ပြန်ပါပြီဒီတစ်ချိန်မှာတော့သူကကျွန်တော်ရဲ့အရှိချီတော့ကိုတင်းတင်းကြပ်ကြပ်ကိုက်ခဲပစ်လိုက်တာဖြစ်ပါတယ်သူ့ရဲ့အဆွဲကြီးတွေကအယိုးချက်ဝတ်တန်စာကိုဓာတ်ရိုက်ဖောက်ထွက်သွားခဲ့ရပြီးအသားဆိုင်တွေရဲ့အနက်ရှိုင်းဆုံးနေရာအထိကုတ်ချစ်ဆိုင်ဝင်သွားခဲ့တာဥစ္စာကျွန်တော်အရှိချီတော့ကိုအဆုံးကုန်အယူမူခါရမ်းပစ်လိုက်မိပေမဲ့ဘလို့မှဖြုတ်ချလို့မရခဲ့ပါဘူးဝန်ပလွေဘရင်ကဆိုအတင်းကိုပဲမြင်းမြန်စွာကိုက်ခဲထားခဲ့တာပါအဲ့ဒီနောက်မှာတော့သူကကျွန်တော်ရဲ့ခြေတော့ကိုအပြက်ကိုက်ပစ်ဖို့ကြိုးစားနေခဲ့တယ်လို့မျိုးကိုပိုင်ပါစက်နဲ့တရက်ဆက်ဆွဲဆုပ်ဖြက်စီးပါတော့တယ်အသားဆိုင်တွေကွဲအပ်ကုန်ပါတယ်ဆိုတဲ့ပြင်းထန်လာတဲ့ဝေဒနာကြောင့်ကျွန်တော်မြေပြင်ပေါ်မှာဆက်ပြီးမတက်မရက်နိုင်တော့ပဲကိုပိုင်ရိုးတွေပါတချို့မြည်ဟိလာတယ်လို့မျိုးတိတိကျကျခံစားလိုက်ရတာပေါ့မဖြစ်ဘူးငါဒီကောင့်ကိုအမြန်ဆုံးဖြုတ်ချနိုင်မယ်နီးလက်တစ်ခုခုကိုမဖြစ်မနေရှာဖွေရမယ်ကျွန်တော်ရုတ်တရက်ဆိုသလိုကြက်ရှိနေသေးတဲ့နောက်ထပ်အရှိချီတော့တစ်ဖက်ကိုအပေါ်စီအားနဲ့မြောက်တင်လိုက်မိရင်ဝန်ပလွေဘရင်ရဲ့ဥကောင်းတက်တဲ့ပေါ်စီကိုအချိန်နဲ့ပြင်းထန်စွာစောင့်ချပစ်လိုက်ပါတော့တယ်တစ်ချက်နှစ်ချက်သုံးချက်တစ်ဆက်ရိုက်ချပစ်လိုက်ပြီးတဲ့နောက်မှာတော့ဝန်ပလွေဘရင်လည်းနောက်ဆုံးမှာခေါင်းတွေမူးဝေသွားခဲ့ရပုံရပြီးကိုပိုင်ပါဇက်ကိုအသားရလွတ်ပစ်လိုက်ရကအနောက်ဘက်စီခြေလမ်းနဲ့ငယ်ရိမ့်ရံပြီးဆုတ်ခွာသွားခဲ့ရရှာပါတယ်ကျွန်တော်အဲ့ဒီအခွင့်အရေးကိုအမိရဆုတ်ကင်လိုက်မိရင်ခေါင်းကိုအောက်စီနှိမ့်ချလိုက်ကကိုပိုင်ကြောပြင်ပေါ်မှာကြက်ရှိနေသေးတဲ့ရိုးစုကြုံကြီးတွေကိုအသုံးပြုပြီးဝန်ပလွေဘရင်ရဲ့ကိုခန္ဓာပေါ်စီစွတ်အတင်းထိုးဆိုင်ပစ်လိုက်ပါတော့တယ်
ဝင်ပလွေဘရင်ကဘေးစီလျက်ခနဲတင်းရှောင်မှုစူးစမ်းခဲ့ပေမဲ့လွန်ခဲ့တဲ့ကာလအတွင်းမှာပြင်းထန်လာတဲ့ရိုက်ခတ်မှုကိုခံထားရတာကြောင့်သူ့ရဲ့လှုပ်ရှားမှုတွေကစက္ကန့်ပိုင်းလောက်တိတိတတ်တာကိုပဲနှောင့်နှေးသွားခဲ့ရပြီးချွတ်မြက်လာတဲ့အယိုးစုဂျုံကြီးကသူ့ရဲ့ပခုံးရိုးပေါ်စီဓာတ်ရိုက်ထိုးဆိုင်ဝင်ရောက်သွားခဲ့ရပါပြီကျွန်တော်တကူလုံးမှာရှိသမျှအားအင်အားလုံးကိုအစွန်းကုန်အုံပြုလိုက်မိရင်အရှိတ်ဘက်စီဆိုအတင်းထိုးဆိုင်ပစ်လိုက်မိတာကြောင့်ကျွတ်ဆိုတဲ့အယိုးကျိုးတန်ကြီးတစ်ခုနဲ့အတူဝင်ပလွေဘရင်ရဲ့ပခုံးရိုးကြီးနေရာမှာတင်ဝုန်းကနေပွင့်ထွက်သွားခဲ့ရပါတော့တယ်သူကဆူရှာလာတဲ့နာကျင်တန်ကြီးတစ်ခုကိုထွက်ပေါ်စေခဲ့မိရင်အနောက်ဘက်စီထွက်ပြေးတိမ်းရှောင်ဖို့အတွက်အသက်လူပြီးအယူအမူရုန်းကန်ပါတော့တယ်ဒါပေမဲ့ကျွန်တော်ကတော့သူ့ကိုတင်းတင်းကြပ်ကြပ်ကြီးပိတ်ဆို့ထားလိုက်မိရင်ရှေ့လန်းတလန်းချင်းစီအုံပြုကရှိုးဆောင်ကဘာကြီးရဲ့အဆုံးဖြတ်စီကိုအတင်းအဓမ္မတွန်းပို့ပစ်လိုက်တာပေါ့ဝင်ပလွေဘရင်ရဲ့နောက်ခြေထောက်တွေကလေထဲမှာတင်တန်လန်းကြီးဖြစ်နေကြရပါပြီကျွန်တော်သာအားနေငယ်ထပ်ပြီးစိုက်ထုတ်လိုက်မယ်ဆိုရင်သူကဘာအောက်ခြေစီစောက်ထိုးလိမ့်ဆင်းသွားရတော့မှသိချပါတယ်ဒါပေမဲ့အဲ့ဒီတေးရှင်ရဲ့အခိုက်အတန့်မှာပဲဝင်ပလွေဘရင်ကရုတ်တရက်ဆိုသလိုကိုပိုင်ပတ်ဆက်ကြီးကိုပြင်းထန်စွာဟလိုက်မိရင်ကျွန်တော်ရဲ့လေပင်ပေါ်စီကိုအတင်းပြန်လဲကြိုက်ခဲပစ်လိုက်ပါတော့တယ်သူကကျွန်တော်နဲ့အတူအသေးခံဖို့အတွက်အကွက်ဆင်လိုက်တာဥစ္စာသူ့ရဲ့ချုံမြက်လာတဲ့အဆွဲကြီးတွေကကျွန်တော်ရဲ့အယိုးချက်ဝတ်တစားကိုထပ်မံဖောက်ထွက်သွားခဲ့ရပြီးကိုပိုင်တွေးကြုံမကြီးတဲ့စီဓာတ်ရိုက်ဆိုင်ဝင်သွားခဲ့ရတာကြောင့်ပူနွေးလာတဲ့တွေးဆက်တွေကဝုန်းကနေပြန်လဲပန်းထွက်လာခဲ့ရပြန်ပါတယ်ကျွန်တော်ကိုပိုင်အသိစိတ်တွေတဖြည်းဖြည်းချင်းထပ်မံဝေဝါးလာတယ်လို့မျိုးခံစားလိုက်ရပြီးခန္ဓာကိုယ်ကြီးကလည်းတရားဆက်လေးလံလာခဲ့ရပါတယ်ငါဒီလိုနေရာမျိုးမှာဘလို့မှအသက်ပြောက်လို့မဖြစ်ဘူးကွကျွန်တော်ကိုပိုင်သွားတွေကိုတင်းတင်းကြပ်ကြပ်ခဲထားလိုက်မိရင်ရုတ်တရက်ဆိုသလိုခန္ဓာကိုယ်ထဲကရှိသမျှမဟာစွမ်းအားလုံးကိုအစွန်းကုန်ပောက်ကွဲစေလိုက်ကကိုပိုင်နွားချိုကြီးနှစ်စင်းကိုအသုံးပြုပြီးဝင်ပလွေဘရင်ရဲ့ကိုခန္ဓာကြီးကိုအပေါ်စီဝုန်းကနေမြောက်တင်ပစ်လိုက်ပါတော့တယ်ဝင်ပလွေဘရင်ရဲ့ကိုခန္ဓာကြီးကလေထဲစီဝုန်းကနေလွင့်စင်ပြန်ထွက်သွားခဲ့ရပြီးကဘာရဲ့အောက်ခြေမှာရှိနေခဲ့ပါတယ်ဆိုတဲ့ကြောက်ဆောင်မှုကြီးတွေရဲ့ကြားထဲစီကိုစောက်ထိုးပြင်းထန်စွာပြုတ်ကျသွားခဲ့ရပါတော့တယ်ကျွန်တော်အနောက်ဘက်စီခြေလမ်းနဲ့ငယ်ရိမ့်ရိုင်ပြီးဆုတ်ခွာသွားခဲ့ရမိရင်သူ့ရဲ့နောက်ကိုပါဆက်ပိတ်ပြီးလိုက်ပါမကျသွားအောင်ထိအသက်လူပြီးထိန်းချုပ်လိုက်ရတာပေါ့ကျွန်တော်အသက်ကိုပြင်းထန်စွာရှူသွင်းနေမိရင်မြေပြင်ပေါ်မှာမှောက်ခုံလဲကျသွားခဲ့ရပြီးလေပင်ပေါ်ကဒဏ်ရာနာရကြီးကနေလည်းတွေးဆက်တွေကတရားဆက်စီးကြနေစေဖြစ်ပါတယ်အဲ့ဒီခိုက်တက်မှာပဲအုံနောက်ထဲကစနစ်ရဲ့တတိပေးချက်ကထပ်မံထွက်ပေါ်လာခဲ့ပါတော့တယ်ဒီမျိုးဗီဇပြောင်းလဲနေသောဝင်ပလွေဘရင်ကိုအောင်မြင်စွာတက်ဖြတ်နိုင်ခဲ့သည့်အတွက်အစစ်မြင့်မဟာစွမ်းအင်အမှတ်900ရရှိပါသည်ကိုပိုင်စွမ်းရည်အသစ်များရရှိသွားခဲ့ပါပြီတွေးဆချင်းယူတုချင်းလင်းမြန်ဖြက်လက်ချင်းကိုပိုင်ပိတာချင်းကတော့ပိတာတူညနှစ်တူညချင်းထက်ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်စွမ်းအား150အမှတ်ထက်ကျော်လွန်သွားခဲ့ရတယ်လို့လင်းမြန်ဖြက်လက်မှုကလည်း80အမှတ်ထက်ကျော်လွန်သွားခဲ့ပါပြီခန္ဓာကိုယ်ဤအနက်ရှိုင်းဆုံးစင်ကဲပြောင်းလဲခြင်းကိုစတင်နေပြီဖြစ်တဲ့ဖြင့်အင်ရှင်နေဖြင့်စွမ်းအင်များကိုအမြန်ဆုံးပြန်လည်ဖြစ်တင်းရန်အကြံပြုအပ်ပါသည်ကျွန်တော်အာယူပြီးမြေပြင်ပေါ်ကနေအတင်းရုံးကန်ထွက်လိုက်မိရင်ဒဏ်ရာနာတရားတွေနဲ့အတူကဘာရဲ့အဆုံးဖြတ်စီကိုခြေတလန်းချင်းစီနာကျင်စွာရှောက်လန်းသွားလိုက်မိပါတယ်အောက်ခြေမှာတော့ဝင်ပလွေဘရင်ရဲ့အလောင်းကြီးကငြိမ့်သက်စွာလဲလျောင်းနေခဲ့တာပါတခုလုံးသွေးအိုင်ထဲမှာနစ်မြန်းနေခဲ့လျက်ဆုပ်ဆုပ်ပြက်ပြက်ဖြစ်နေခဲ့ပြီဆိုပေမဲ့လည်းအနည်းဆုံးတော့စားတောက်ဖို့အတွက်အကောင်းဘက်ကတိရှိနေစေဖြစ်တာပဲဥစ္စာကျွန်တော်ကဘာအောက်ခြေစီကိုအတာယာဂယုတဆိုင်ဆင်းတက်လိုက်မိရင်ဝင်ပလွေဘရင်ရဲ့အလောင်းကြီးရဲ့အရှိစီရောက်ရှိသွားခဲ့ပါတယ်ဒီကောင်ကတေဆုံးသွားခဲ့ပြီဖြစ်တာတော့မှကိုပိုင်ရွယ်စားကအဆုံးကုန်ကြီးမားထွားတိုင်းလွန်းလာပြီးအနည်းဆုံးတော့ပိတာချင်း200ကျော်တေချာပေါက်ရှိလိမ့်မယ်ကျွန်တော်တွေဝေနောက်နေမနေတော့ဘဲပူနွေးလာတဲ့အသားဆိုင်တွေကိုစိုးအတင်းကိုက်ဖြတ်ဝါမျိုးပစ်လိုက်ပါတော့တယ်ရင်းနှီးလာပါတယ်ဆိုတဲ့ပူလောင်လာတဲ့ခန်းစားချက်ကြီးကခန္ဓာကိုယ်အတွင်းပိုင်းနဲ့စီထပ်မံပြီးတော့ဝုန်းကနေစီးဝင်လာခဲ့ရတာပေါ့လေပင်ပေါ်ကဒဏ်ရာနာတရားကြီးကလည်းအလိုလျောက်ပြန်လဲဆစ်ဆက်ပြီးကုသသွားခဲ့ရတယ်လို့ကြိုးပဲပျက်စီးသွားခဲ့ရပါတယ်ဆိုတဲ့အယိုးစုချွန်ကြီးတွေကလည်းအချိန်နဲ့ပြန်လဲထိုးထွက်လာခဲ့ရပါပြီကျွန်တော်အားရပါရစားတောက်လိုက်မိရင်အချိန်တိုအတွင်းမှာတင်ဝင်ပလွေဘရင်ရဲ့အလောင်းကြီးတစ်ခုလုံးကိုကုန်းစင်အောင်ထိဝါမျိုးပစ်လိုက်ပါတယ်ဒီအသားဆိုင်များကိုအောင်မြင်စွာခွဲချမ်းစိတ်ဖြာပြီးစီးသွားခဲ့ပါပြီလက်ရှိကိုပိုင်ပိတာချင်း930ကျော်နဲ့2ရချင်းတိုးရောက်ရှိသွားခဲ့ပါပြီစွမ်းအား180အဆင့်ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှု150အဆင့်လျင်မြန်ဖြက်လက်မှု90အဆင့်ကိုပိုင်အယိုးချက်ဝတ်တစားကြီးကိုမဟာတန်ချက်ကဝတ်စုံကြီးအဖြစ်အောင်မြင်စွာအဆင့်မြင့်တင်လိုက်ပြီးဖြစ်တဲ့ဖြင့်ကိုပိုင်ကာကွယ်ရေးစွမ်းအားနှုန်း200တိုးမြင့်သွားခဲ့ပါပြီကျောပြင်ပေါ်ကအယိုးစုချွန်ကြီးများကိုလည်းမဟာစစ်သားချွန်ကြီးများအဖြစ်စင်ကဲပြောင်းလဲလိုက်ပြီးဖြစ်တဲ့ဖြင့်ရန်သူပေါ်ဖောက်ထွက်တိုက်ခိုက်နိုင်စွမ်းနှုန်း300တိုးမြင့်သွားခဲ့ပါပြီကျွန်တော်ခန္ဓာကိုယ်တွင်းပိုင်းထဲမှာပြိုင်ပဲကင်းလာပါတယ်ဆိုတဲ့စွမ်းအားတွေတရားဆက်စီးဆင်းလာတာကိုတိတိကျကျခံစားလိုက်ရပြီးအရင်ကရှိနေခဲ့ပါတယ်ဆိုတဲ့အားရင်ကြီးနေမှုတွေအားလုံးလုံးဝပျောက်ကွယ်သွားခဲ့ရပါပြီကျွန်တော်ခေါင်းကိုမော့ပြီးတော့လှမ်းကြည့်လိုက်မိတဲ့အချိန်ကဘာရဲ့ထိပ်ဖြားပေါ်မှာဝန်းပလွေကောင်30ကျော်လောက်ကငိမ့်သက်စွာမတ်တရက်နေကြတာကိုမြင်တွေ့လိုက်ရတာပေါ့သူတို့ရဲ့မျက်ဝန်းတွေထဲမှာတော့ကျွန်တော်ပေါ်ကိုအဆုံးကုန်ကြောက်ရွံ့ယူတေးရပါတယ်ဆိုတဲ့အရေးအယောင်တွေပြည့်နေခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်ခတ်တိုးတစ်ချက်ဟိန်းဟောက်လိုက်မိတဲ့အခိုက်အတန့်မှာပဲဝန်းပလွေအုပ်စုကြီးတစ်ခုလုံးမြေပြင်ပေါ်စီဝန်းကနေဒူးထောက်လဲကျသွားခဲ့ကြရပြီးတကူလုံးတုံတုံရင်ရင်ဖြစ်နေခဲ့ကြရှာပါတယ်ဒီနေ့ကစပြီးတော့ဒီတောနဲ့ကြီးတစ်ခုလုံးကတေချာပေါက်9ရဲ့ကိုပိုင်နယ်မြေဖြစ်ရမယ်ဝန်းပလွေဘရင်ကိုအောင်မြင်စွာဝါမျိုးပြီးတဲ့နောက်မှာတော့ကျွန်တော်မိမိရဲ့လက်အောက်ခံဖြစ်သွားခဲ့ရပါတယ်ဆိုတဲ့ဝန်းပလွေအုပ်စုကြီးကိုဥဆောင်လိုက်ပြီးရင်တောနဲ့ကြီးရဲ့အနက်ဆိုင်ဆုံးနေရာစီကိုဂုံတိတ်ခါရှိပြန်လည်ဝင်ရောက်ခဲ့ပါတော့တယ်နောက်ထပ်ရက်အနည်းငယ်ကာလအတွင်းမှာတော့ကျွန်တော်တောရိုက်တိရစ္ဆာန်တွေကိုတရားဆက်အယူမှုအမဲလိုက်စားတောက်ခဲ့တာကြောင့်ကိုပိုင်ပိတာချင်းကလည်း930ကျော်နဲ့200ပေါင်မှာတိတိကျကျတည်ငြိမ်သွားခဲ့ရပါပြီတောအုပ်ထဲမှာရှိနေခဲ့ကြပါတယ်ဆိုတဲ့တာရက်တိရစ္ဆာန်တွေအားလုံးကလည်းကျွန်တော်ရဲ့ Aurea အငွေတက်တွေကိုအဝေးကနေတင်တိတိကျကျရိပ်မိသွားခဲ့ကြတာကြောင့်ကျွန်တော်ရှိရလမ်းကြောင်းစီကိုလုံးဝမလာရဲကြပဲဘေးကင်းရစီအမြန်ဆုံးတိမ်းရှောင်သွားခဲ့ကြတာပေါ့ကျွန်တော်ကိုပိုင်အဆင့်မြင့်တင်ခြင်းတွေကိုဒီအတိုင်းအေးလူလူဆက်လက်လှုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ထင်မှတ်ထားခဲ့ပေမဲ့ဘလို့မှထင်မှတ်မထားခဲ့ပဲလူသားတွေကကျွန်တော်စီကိုထပ်မံပြီးတော့ရန်ရှာဖို့ရောက်ရှိလာခဲ့ကြပြန်ပါပြီတရက်မှာတော့ကျွန်တော်စမ်းကြောင်းငယ်လေးရဲ့ဘေးနားမှာအေးလူလူရေတောက်နေခဲ့မိတဲ့အချိန်မှာပဲအဝေးစီကနေရဟတ်ရင်တွေရဲ့ပြင်းထန်လာတဲ့စက်တန်ကြီးတွေတောနဲ့တစ်ခုလုံးကိုတုံလုံးစီလေးရဲ့ဝုန်းကနေထွက်ပေါ်လာခဲ့ပါတော့တယ်ကျွန်တော်အဆုံးကုန်သတိထားလိုက်မိရင်ခေါင်းကိုမော့ကြည့်လိုက်တာပေါ့မဟာရဟတ်ရင်ကြီး3စီးကကျွန်တော်ရှိရအရင်မျက်နှာစီကိုဓာတ်ရိုက်ဥတီပြီးပြန်တန်းလာခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်ချက်ချင်းကိုခန္ဓာကိုလှည့်ပစ်လိုက်မိရင်တောနဲ့ကြီးရဲ့အနက်ရှိုင်းဆုံးနေရာစီကိုအချိန်နဲ့ပြေးဝင်ပုံအောင်လိုက်ပါတယ်
ဒါပေမဲ့လည်းလူသားတွေရဲ့ရဟတ်ယာဉ်တွေကအရှိန်ဟုန်အားဖြင့်ပုံမှန်မြန်ဆန်လွန်းလာတာကြောင့်အချိန်တိုအတွင်းမှာတင်ကျွန်တော်ရဲ့အပေါ်တက်စီကိုအမိအယာမိခိုရောက်ရှိသွားခဲ့ရပါပြီဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူကောင်းကင်ရံပေါ်ကနေအရွယ်စားအဆုံးကုန်ကြီးမားထွားကြိုင်းလာပါတယ်ဆိုတဲ့တတုပိုက်ကွန်အကြီးကြီးတစ်ခုဝုန်းကနေပြုတ်ကျလာခဲ့ပါတော့တယ်ကျွန်တော်မှာထွက်ပြေးတိမ်းရှောင်ဖို့အတွက်အချိန်လုံးဝမရှိတော့တာကြောင့်အဲ့ဒီတတုပိုက်ကွန်ကြီးရဲ့ကြားထဲစီကိုပဲတိုက်ရိုက်တေးသေးချာချာဝိုင်းရပိတ်ဆို့ခြင်းခံလိုက်ရတာပေါ့ဒါတင်မကသေးပါဘူးအဲ့ဒီတတုပိုက်ကွန်ကြီးပေါ်မှာကမြင်မာလာတဲ့လျှက်စစ်တအားတွေပြင်းနေနေခဲ့တာဖြစ်တာကြောင့်ပြင်းထန်လာတဲ့လျှက်စစ်စီးကြောင်းတွေကကိုခန္ဓာတွင်းပိုင်းနဲ့စီကိုချက်ချင်းဆိုသလိုတရားဆက်စီးဝင်လာခဲ့ပါတော့တယ်ကျွန်တော်တကူလုံးနာကျင်လွန်းလာတာကြောင့်တရားဆက်တုံတုံရင်ရင်ဖြစ်သွားခဲ့ရပြီးခြေထောက်လေးဖက်လုံးအားအင်တွေကုန်ဆင်သွားခဲ့ရကမြေပြင်ပေါ်စီကိုပဲစောက်ထိုးပြင်းထန်စွာလဲပြိုကျသွားခဲ့ရရှာပါတော့တယ်ရဟတ်ရင်ကကွင်းပြင်ထဲစီဝုန်းကနေဆင်းသက်လာခဲ့ပြီးတဲ့နောက်လက်နက်အပြည့်အစုံတက်ဆင်ထားခဲ့ကြပါတယ်ဆိုတဲ့လူ9ယောက်10ယောက်လောက်ကအပြင်ဘက်စီချက်ချင်းခုန်ဆင်းလာကြပါတော့တယ်ခေါင်းဆောင်ကတော့ခါမှာလျှက်စစ်တုံနဲ့မေးစေးတနက်တွေတရားဆက်ချိတ်ဆွဲထားခဲ့တဲ့ကတုံးပြောင်ကြီးနဲ့ဗလာတောက်တောက်အမျိုးသားကြီးတယောက်ဖြစ်ပြီးတကယ်ဝါရင်ကပရင်တယောက်ဆိုတာတေချာလွန်းလာတာပေါ့ဒါတော့ကောင်ပြောခဲ့တဲ့ဗီဇပြောင်းသွားသူကြီးပေါ့လူငယ်အဖွဲ့ဝင်တယောက်ကတုံလုံးအံဝမှုတွေပြည့်နေနေခဲ့လျက်အနာစီရှောင်းလန်းလာခဲ့တာဖြစ်ပါတယ်ကတုံးကပရင်ကခေါင်းနှိပ်လိုက်ပြီးရင်းစကားပြောဆက်ကိုထုတ်ကာဒေါက်တာစုပြစ်မှတ်ကိုအောင်မြင်စွာဖမ်းဆီးရမိပါပြီးညွှန်ကြားချက်ပေးပါဦးစကားပြောဆက်ထဲကနေစိတ်လှုပ်ရှားနေခဲ့ပါတယ်ဆိုတဲ့အမျိုးသမီးတယောက်ရဲ့အတန်ထွက်ပေါ်လာခဲ့ရပါပြီအရန်ကောင်းတဲ့ချက်ချင်းပဲသူတေသနာအဖွဲ့စီကိုပြန်လဲတဲ့ဆောင်လာခဲ့ပါသူ့ရဲ့ဗီဇပြောင်းလဲမှုမျိုးဗီဇတွေကိုငါကိုယ်တိုင်တတိချာချာလေ့လာရမယ်ဒါကိုကြားလိုက်ရတဲ့အခိုက်အတန့်မှာပဲကျွန်တော်ရဲ့နှလုံးသားတစ်ခုလုံးဘုံဘုံလဲပြိုကျသွားခဲ့ရပါတော့တယ်ဒီသူတေသနာအဖွဲ့ကဗီဇပြောင်းသားရဲတွေကိုလိုက်လံဖမ်းဆီးတဲ့အဖွဲ့ပဲဥစ္စာကတုံးကပရင်ကလက်ချက်ပြလိုက်တာနဲ့အဖွဲ့ဝင်တွေကမေးစေးတနက်တွေနဲ့ကျွန်တော်စီကိုတရားဆက်ပစ်ခတ်လိုက်ကြပါတော့တယ်မေးစေးများတွေကအရေးပြားတဲ့စိုက်ဝင်သွားခဲ့ရပြီးပြင်းထန်လာတဲ့စေးအာနီတင်ကြောင့်အသိစိတ်တွေစတင်ဝေဝါးလာခဲ့ရတာပေါ့ကျွန်တော်အသက်လူပြီးရုန်းကန်ခဲ့ပေမဲ့တတုပိုက်ကွန်ကြီးတဲ့ကနေဘလို့မှရုံမထွက်နိုင်ခဲ့ပါဘူးခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းချင်းပို့ပြီးတော့လေးလံလာခဲ့ရပါတယ်ကျွန်တော်သတိလစ်တော့မဲ့အခိုက်အတန့်မှာပဲစနစ်ရဲ့သတိပေးချက်ထွက်ပေါ်လာခဲ့ပါတယ်ဒီအင်ရှင်ဤခန္ဓာကိုယ်အတွင်းသို့မေးစေးပမာဏအမြောက်များဝင်ရောက်သွားကြောင်းစစ်ဆေးတွေ့ရှိရသဖြင့်စနစ်မှာအတင်းအဓမ္မခြေဖြတ်ခြင်းကိုလှုပ်ဆောင်နေပါသည်အသိစိတ်အပြည့်အဝပြန်လည်ရရှိရန်အတွက်3နာရီခန့်ကြာမြင့်မည်ဖြစ်ပါသည်အင်ရှင်နေဖြင့်သတိလစ်ခြင်းအောင်ဆောင်ကထွက်ပြေးမည်လမ်းကြောင်းကိုရှာဖွေရန်အကြံပြုအပ်ပါသည်ကျွန်တော်ချက်ချင်းပဲရုန်းကန်မှုကိုရက်တက်လိုက်မိရင်မျက်လုံးတွေကိုပိတ်ကမေးလဲခြင်းအောင်ဆောင်လိုက်တာပေါ့ကတုံးကပရင်ကအနာကိုရှောက်လာပြီးကျွန်တော်တကယ်ပဲမေးလဲသွားပြီလားဆိုတာတေချာအောင်လျှက်စစ်တုံးနဲ့လာရောက်တို့ထိစစ်ဆေးပါတယ်ကျွန်တော်တတိလစ်သွားပြီလို့ထင်မှတ်သွားကြပြီးတဲ့နောက်မှာတော့သူတို့တွေတက်ပြင်းချနိုင်ခဲ့ကြပြီးကျွန်တော်ကိုတည်ယူပို့ဆောင်ရေးလောင်အိမ်ထဲစီအမြန်ဆုံးထည့်သွင်းလိုက်ကြပါတော့တယ်သူတို့တွေကအလုပ်လုပ်တာအဆုံးကုန်မြန်ဆန်လွန်းလာပါတယ်ဗျာအဖွဲ့ဝင်ချို့ကကျွန်တော်ကိုတိုက်တီနီရန်တတူဆက်နဲ့ပြုတ်လုပ်ထားပါတယ်ဆိုတဲ့မဟာလောင်အင်ကြီးတဲ့စီအတင်းမတင်လိုက်ကြမိရင်ကျိုးတွေနဲ့ချီနှောင်ကရဟတ်ရင်မှာတွဲလောင်းဆွဲချိတ်လိုက်ကြတာပေါ့အဲ့ဒီနောက်ရဟတ်ရင်ကဝုန်းကနေပြန်တက်သွားခဲ့ရပါပြီကျွန်တော်မျက်လုံးကိုအသားအရာမှိတ်ဆိုင်ပြီးကြည့်လိုက်မိတဲ့အချိန်တောင်တန်းတွေနဲ့တောနက်ကြီးကအနောက်ဘက်စီတဖြည်းဖြည်းချင်းကြံရစ်ခဲ့တာကိုမြင်တွေ့လိုက်ရပါတယ်တနားရီလောက်ပြန်တန်းပြီးတဲ့နောက်မှာတော့ရဟတ်ရင်ကဝုန်းကနေပြန်လဲဆင်းသက်သွားခဲ့ရပါပြီကျွန်တော်ကိုမြေအောက်အခြေစိုက်စခန်းအကြီးကြီးတစ်ခုစီတဲဆောင်လာခဲ့ကြပြီးဘေးပတ်လည်မှာဂျာကင်အဖြူရောင်တွေဝတ်ဆင်ထားပါတယ်ဆိုတဲ့သူတေတီတွေပြည့်နေနေခဲ့တာပါအသက်30ကျော်ရွယ်အမျိုးသမီးတစ်ယောက်အနာကိုရှောက်လာခဲ့ပါတယ်ဒါကတော့စကားပြောဆက်ထဲကဒေါက်တာစုအစ်စ်မှန်ပါပဲသူကရွှေရောင်မျက်မှန်ကိုဝတ်ဆင်ထားခဲ့မိရင်မျက်ဝန်းတွေထဲမှာတော့ယူသွမှုအရေးရောင်တွေပြည့်နေနေခဲ့တာပေါ့အဆုံးကုန်ပြည့်စုံလွန်းလာတယ်ဒါကငါမြင်မှုသမျှထဲမှာအကောင်းဆုံးဗီဇပြောင်းနမူနာပဲဒေါက်တာစုကလှောင်အိမ်ရဲ့ဘေးပတ်လည်ကိုလှည့်ပတ်ကြည့်ရှုရင်းတစ်ချက်ချင်းစီမှတ်တမ်းတင်နေခဲ့တာဖြစ်ပါတယ်ကပတိန်သူ့ကိုမျိုးဗီဇနမူနာယူဖို့အတွက်အမှတ်3တက်ခွဲခန်းစီကိုအမြန်ဆုံးရွှေ့ပြောင်းလိုက်ပါကတုံးကပတိန်ကခေါင်းငိတ်လိုက်မိရင်အဖွဲ့ဝင်တွေကိုအမိတ်ဘေးကလှောင်အင်ကြီးကိုပုံမကြီးမားတဲ့အခန်းတစ်ခုထဲစီအတင်းတွန်းပို့လိုက်ကြပါတော့တယ်အဲ့ဒီခန်းထဲမှာတော့စက်ပစ္စည်းမျိုးစုံနဲ့ကရိယာမျိုးစုံပြည့်နေခဲ့ရတယ်လို့အလဲတက်မှာလည်းအရွယ်စားအဆုံးကုန်ကြီးမားလာပါတယ်ဆိုတဲ့တတုခွဲစိတ်ခုံကြီးတစ်ခုရှိနေခဲ့တာဥစ္စာကျွန်တော်ရဲ့နှလုံးခုန်လုံးတွေအဆုံးကုန်မြန်ဆန်လာခဲ့ရပါပြီဒီလူတွေကငါ့ကိုတိတိကျကျခွဲစိတ်တော့မှာပဲဒေါက်တာစုကလှောင်အိမ်ရဲ့အရှိစီကိုရှောက်လန်းသွားလိုက်မိရင်အစိမ်းရောက်အရည်တွေပြည့်နေခဲ့ပါတယ်ဆိုတဲ့ဆေးထိုးပြုံကြီးကိုထုတ်ကစမ်းသပ်မှုအတွင်းမှာသွေးစာချင်းမုတ်ထဲဝင်မသွားစေဖို့အတွက်မျိုးဗီဇတည်ငြိမ်ဆေးကိုတိုက်ရိုက်ထိုးနှံလိုက်ပါတော့တယ်သူကလှောင်အိမ်တကားကိုဖွင့်ဖို့အတွက်ပြင်ဆင်လိုက်တဲ့အခိုက်အတန့်မှာပဲကျွန်တော်မျက်လုံးကိုဝုန်းကနေလျှက်ကနေဖွင့်လိုက်ပါတော့တယ်မေးဆေးတွေအားလုံးကိုစနစ်ကအောင်မြင်စွာခြေဖြတ်ပစ်လိုက်ပြီးဖြစ်တာကြောင့်အခုချိန်မှာကျွန်တော်ကောင်းကောင်းလှုပ်ရှားအားနိုင်ခဲ့ပါပြီကျွန်တော်ကျေလောင်စွာဟိန်းဟောက်လိုက်မိရင်လှောင်အိမ်တကားကိုအရှိန်နဲ့ဝုန်းကနေပြင်းထန်စွာစောင့်တိုက်ပစ်လိုက်တာပေါ့တိုက်တီနီယန်တတုဆက်လောင်အင်ကြီးကအဆုံးကုန်မာကျော်လာပါတယ်ဆိုပေမဲ့လည်းကျွန်တော်ရဲ့ပိတာချင်း930ကျော်နဲ့200ပေါင်နဲ့စွမ်းအား180အဆင့်ရဲ့ပြင်းထန်လာတဲ့အရှိန်ဟုန်ကိုတော့ဘလို့မှတောက်မခံနိုင်ခဲ့ပါဘူးကျွတ်ဆိုတဲ့အတန်ကြီးနဲ့အတူလှောင်အိမ်တကားကြီးနေရာမှာတင်ဝုန်းကနေပုံပြက်ပန်းပြက်ဖြစ်သွားခဲ့ရပါတော့တယ်ဒေါက်တာစုအဆုံးကုန်လန့်ထန်သွားခဲ့ရပြီးအနောက်ဘက်စီခြေလမ်းနဲ့ငယ်ဆုပ်ယုပ်လိုက်မိကဆူရှာစွာအော်ဟစ်လိုက်ပါတော့တယ်တူနိုးလာပြီးအမြန်ဆုံးလျှက်စစ်တပ်အားကိုအသုံးပြုပြီးတားဆီးကြဆန်းကတုံးကပတိန်ကလျင်မြန်စွာပဲလှုပ်ရှားလိုက်မိရင်လက်ထက်ကလျှက်စစ်တုပ်ကိုမြောက်ကအတင်းပြစ်ဝင်လာခဲ့ပေမဲ့ကျွန်တော်ကတော့လှောင်အိမ်ထဲကနေဝုန်းကနေပြေးထွက်လိုက်မိရင်သူ့ကိုအချိန်နဲ့စောင့်ကန်ပစ်လိုက်တာကြောင့်နေရံပေါ်စီပြင်းထန်စွာလွင့်စင်ကြားရောက်သွားခဲ့ရပြီးနေရာမှာတင်တတိလစ်သွားခဲ့ရရှာပါတယ်ကြန့်ရှိနေသေးတဲ့အဖွဲ့ဝင်တွေကလည်းမေးစေးတနက်တွေနဲ့တရားဆက်ပစ်ခတ်လိုက်ကြပြီးမဲ့မေးစေးများတွေအားလုံးကကျွန်တော်ရဲ့မဟာတန်ချက်ကဝစ်စုံကြီးပေါ်စီရိုက်မိသွားခဲ့ရပြီးနေရာမှာတင်တောက်ခါနဲ့လွင့်စင်ထွက်သွားခဲ့ရတာဖြစ်ပါတယ်ကျွန်တော်အနည်းဆုံးမှရှိနေခဲ့ပါတယ်ဆိုတဲ့အဖွဲ့ဝင်တစ်ကောင်စီကိုအချိန်နဲ့ပြေးဝင်လိုက်မိရင်တခွဲကန်းတစ်ခုလုံးအဆုံးကုန်ပြရခက်ကုန်ကြရပြီးသူတေတီတွေအားလုံးလည်းအရက်မျက်နှာအတီးတီးစီထွက်ပြေးတိမ်းရှောင်ကုန်ကြပါတော့တယ်ဒေါက်တာစုကတော့စက်ပစ္စည်းကြီးတွေရဲ့အနောက်မှာတုံတုံရင်ရင်နဲ့ပုံအောင်နေခဲ့တာဖြစ်ပါတယ်သူနေရံပေါ်ကအနီရောင်ခလုတ်ကိုနှိပ်လိုက်တဲ့အခိုက်အတန့်မှာပဲဆူရှာလာတဲ့အရေးပေါ်သတိပေးတန်ကြီးဝုန်းကနေထွက်ပေါ်လာခဲ့ရပါပြီတခွဲကန်းတကားကြီးကအလိုလျောက်ပိတ်ဆို့သွားခဲ့ရတယ်လို့ပေါ်မျက်နှာချက်ကနေလည်းမြင်မာလာတဲ့ပိုအားရှိပါတယ်ဆိုတဲ့လျှက်စစ်တပ်အားလိုင်း30ခုကျော်ကဝုန်းကနေပြုတ်ကျလာခဲ့ရပြီးကျွန်တော်ကိုအလဲတက်တက်မှာတိတိချာချာပိတ်ဆို့ထားလိုက်ပါတော့တယ်လျှက်စစ်ပိုက်ကွန်ကြီးထဲမှာလျှက်စစ်တပ်အားတွေစီးဆင်းသွားခဲ့ရတဲ့အခိုက်အတန့်မှာတင်ပြင်းထန်လာတဲ့လျှက်စစ်စီးကြောင်းတွေကကိုခန္ဓာတွင်းပိုင်းထဲစီထပ်မံပြီးတော့တရားဆက်စီးဝင်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်နာကျင်လွန်းလာတာကြောင့်တကူလုံးတုံတုံရင်ဖြစ်သွားခဲ့ရပေမဲ့
သွားတွေကိုတင်းတင်းကြပ်ကြပ်ခဲထားလိုက်မိရင်စွတ်အတင်းတောက်ခံထားလိုက်တာကြောင့်လဲပြိုမသွားခဲ့ပါဘူးဒါကိုမြင်တွေ့လိုက်ရတဲ့ဒေါက်တာစုရဲ့မျက်ဝန်းတွေထဲမှာတော့ယူသွမှုအရေးအယောင်တွေထပ်မံထွက်ပေါ်လာခဲ့ရပြန်ပါတယ်အဆုံးကုန်ကောင်းမွန်လွန်းလာတယ်သူ့ရဲ့လျှက်စစ်တန်တောက်ခံနိုင်စွမ်းနှုန်းကငါတို့ထင်မှတ်ထားတာထက်စာရင်အစားပေါင်းများစွာပို့ပြီးတော့တန်မာလုံးနေခဲ့တာဥစ္စာဒီနမူနာကတကယ်ကိုပဲတန်ဖိုးဖြတ်လို့မရနိုင်တဲ့အရာပဲသူကဗီဒီယိုတစ်ခုရဲ့အရှိစီရှောက်လန်းသွားလိုက်မိရင်အပြာရောင်အရည်တွေပြည့်နေနေခဲ့ပါတယ်ဆိုတဲ့ဆေးထိုးပြုံအချို့ကိုထုတ်ယူလိုက်ပါတယ်တာမန်မေ့ဆေးတွေကဘာမှအသုံးမဝင်ဘူးဆိုရင်တော့တကယ်မဟာပြင်းအားမြင့်မျိုးဗီဇမြင့်တင်ဆေးကိုပဲသုံးရတော့မှာပေါ့ဒါကဘလို့တက်ရှိမျိုးကိုမဆိုတေချာပေါက်နှစ်ချိုက်စွာအိပ်ပျော်သွားစေနိုင်တာမျိုးဥစ္စာသူကဆေးထိုးပြုံကိုမြှောက်လိုက်မိရင်ကျွန်တော်စီကိုခြေတလန်းချင်းစီချင်းကပ်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်အသက်လူပြီးအယူမှုရုန်းကန်နေခဲ့မိပေမဲ့လျှက်စစ်ပိုက်ကွန်ကြီးရဲ့ပိတ်ဆို့မှုကြောင့်ဘလို့မှလှုပ်ရှားလို့မရခဲ့ပါဘူးဆေးထိုးအက်ကကျွန်တော်ရဲ့အရေးပြားပေါ်စီကြာရောက်တော့မဲ့အခိုက်အတန့်မှာပဲကျွန်တော်ကိုယ်ပိုင်သွေးစာချင်းစွမ်းရည်ကိုဝုန်းကနေချက်ချင်းစတင်အသုံးပြုလိုက်ပါတော့တယ်စွမ်းရည်ပွင့်လစ်သွားခဲ့ရတဲ့အခိုက်အတန့်မှာတင်ကိုယ်ပိုင်သွေးဆက်တွေကအယူမှုစုပွက်လာခဲ့ရပြီးမျက်ဝန်းတွေကသွေးရောင်လွှမ်းလျက်နီးမြန်းသွားခဲ့ရတယ်လို့ကြွက်သားဆိုင်တွေကလည်းအယူမှုဖောင်းကားလာခဲ့ရကကိုပိုင်စွမ်းအားက300အမှတ်ထိအဆုံးကုန်ထိုးတက်သွားခဲ့ရပါပြီကျွန်တော်ကဘာပြတ်မတက်ကျေလောင်လာတဲ့ဟိန်းဟောက်တန်ကြီးတစ်ခုကိုထွက်ပေါ်စေလိုက်မိရင်ပိုအားမြင့်လျှက်စစ်ပိုက်ကွန်ကြီးရဲ့ကြားထဲကနေဝုန်းကနေပြတ်ထွက်အောင်ထိအတင်းယုံထွက်လိုက်ပါတော့တယ်လျှက်စစ်ပိုက်ကွန်ကြီးပြတ်တောက်သွားခဲ့ရတာကြောင့်လျှက်စစ်မီးပွားတွေနေရာအနှံ့ပန်းထွက်ကုန်ကြရတယ်လို့တက်ခွဲခန်းတွေကမီးလုံးတွေအားလုံးလည်းတစ်ဖက်ဖက်နဲ့မိတ်တုံဖြစ်ကုန်ကြရတာပေါ့ဒေါက်တာစုအဆုံးကုန်ကြောက်လန့်သွားခဲ့ရတာကြောင့်လက်တွေတုံရင်သွားခဲ့ရပြီးလက်ထဲကဆေးထိုးပြုံကြီးမြေပြင်ပေါ်စီပြုတ်ကျသွားခဲ့ရကအပြာရောင်ဆေးရည်တွေနေရာအနှံ့စီးကျကုန်ပါတော့တယ်ကျွန်တော်အနည်းဆုံးမှရှိနေခဲ့ပါတယ်ဆိုတဲ့စက်ပစ္စည်းကြီးတွေစီကိုအချိန်နဲ့ပြေးဝင်လိုက်မိရင်ကိုပိုင်နွားချိုကြီးတွေကိုအသုံးပြုကတန်ဖိုးဖြတ်လို့မရနိုင်ပါဘူးဆိုတဲ့ကရိယာမျိုးစုံကိုတရက်ဆက်ရိုက်ခွဲဖြတ်စီးပစ်လိုက်ပါတယ်အဲ့ဒီစက်ပစ္စည်းကြီးတွေကကျွန်တော်အရှိမတော့တကယ်စက်ကူအပိုင်းစတွေလိုဖြစ်နေခဲ့ရပြီးအချိန်တိုအတွင်းမှာတင်တန်တိုတန်စားတွေအဖြစ်ဝုန်းကနေပြောင်းလဲသွားခဲ့ရတာပါသူ့ကိုတားကြဆန်းစက်ပစ္စည်းတွေကိုဖျက်ဆီးခွင့်လုံးဝမပေးနဲ့ဒေါက်တာစုကဆူရှစွာအော်ဟစ်လိုက်ပေမဲ့ကြန့်ရှိနေသေးတဲ့အဖွဲ့ဝင်တွေကတော့ဘယ်သူမှအနားကိုမလာရဲကြတော့ပါဘူးကျွန်တော်တက်ခွဲခန်းထဲမှာရှိသမျှဗီဒီယိုတွေစက်ပစ္စည်းတွေနဲ့ခွဲစိတ်ခုံတွေအားလုံးကိုတရက်ဆက်အယူမူရိုက်ခွဲဖျက်ဆီးပစ်လိုက်တာကြောင့်နေရာမှာတင်ဆုပ်ဆုပ်ပြက်ပြက်ကွဲအပ်ကုန်ကြပါတော့တယ်အဲ့ဒီခိုက်တက်မှာပဲကျွန်တော်ထောက်တနေရာမှာရှိနေခဲ့ပါတယ်ဆိုတဲ့အယောင်ဆုံးဆေးရည်တွေပြည့်နေခဲ့တဲ့မဟာရေခဲတစ်တာကြီးတစ်ခုကိုလှမ်းပြီးတော့မြင်တွေ့လိုက်ရတာပေါ့ကျွန်တော်ချက်ချင်းအချိန်နဲ့ပြေးဝင်လိုက်မိရင်ရေခဲတစ်တာတစ်ကားကြီးကိုရိုက်ခွအဖြစ်စီးပြလိုက်တာကြောင့်ထဲမှာရှိနေခဲ့ပါတယ်ဆိုတဲ့အနီရောင်အပြာရောင်အစိမ်းရောင်နဲ့ခရမ်းရောင်ဆေးရည်ပြုံပေါင်းများစွာမြေပြင်ပေါ်စီဝုန်းကနေပြန့်ကျဲပြုတ်ကျလာခဲ့ပါတော့တယ်ဒါကိုမြင်တွေ့လိုက်ရတဲ့ဒေါက်တာစုရဲ့မျက်နှာပြင်တစ်ခုလုံးတေလူတယောက်လိုပြန့်နှံ့သွားခဲ့ရပါပြီမဖြစ်ဘူးဒါတွေကပြင်းအားမြင့်မျိုးဗီဇမြင့်တင်ဆေးရည်တွေဥစ္စာသူ့ကိုလုံးဝစားတော့ခွင့်ပေးလို့မဖြစ်ဘူးဒါပေမဲ့အားလုံးကနောက်ကျသွားခဲ့ရပါပြီဗျာကျွန်တော်ကောင်းကိုနှိမ့်ချလိုက်မိရင်ခရမ်းရောင်ဆေးရည်ပြုံတစ်ခုကိုပါဆက်နဲ့အမိရခဲလိုက်မိကဖန်ပြုံကိုကိုက်ခွဲပစ်လိုက်ပြီးထဲကဆေးရည်တွေကိုတိုက်ရိုက်မျိုးချပစ်လိုက်ပါတော့တယ်ဆေးရည်တွေပါဆက်ထဲစီးဝင်သွားခဲ့ရတဲ့အခိုက်အတန့်မှာပဲလေပင်ကနေတဆင့်အုံနောက်ထဲအထိပြင်းထန်လာတဲ့ပူလောင်မှုဝေဒနာတရက်ဝုန်းကနေထိုးတက်လာခဲ့တာဖြစ်ပါတယ်အင်ရှင်အနေဖြင့်ပြင်းအားမြင့်မျိုးဗီဇမြင့်တင်ဆေးရည်ကိုအောင်မြင်စွာဝါမျိုးနိုင်ခဲ့သည့်အတွက်အစင်းမြင့်မဟာစွမ်းအင်အမှတ်800ရရှိပါသည်ကိုပိုင်ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုက10မှတ်တိုးမြင့်သွားခဲ့ရတယ်လို့စွမ်းအား60မှတ်နဲ့လျင်မြန်ဖြတ်လက်မှု40မှတ်အသီးသီးတိုးမြင့်သွားခဲ့ပါပြီကျွန်တော်တကူလုံးပြန်ပက်ကင်းလာတဲ့အားအင်တွေပြည့်နှက်လာတဲ့လိုမျိုးခံစားလိုက်ရပြီးဒီဆေးရည်တွေရဲ့အာနိသင်ကအရင်ကဝန်ပလွေဘရင်ကိုစားတော့ခဲ့ရတာထက်စာရင်အစာပေါင်းများစွာပုံမပြင်းထန်လုံးနေခဲ့တာတိတာလုံးနေခဲ့တာဥစ္စာကျွန်တော်တွေးဝေနှောက်နေမနေတော့ပဲကြန့်ရှိနေသေးတဲ့အနီရောင်အပြာရောင်အစိမ်းရောင်ဆေးရည်ပြုံတွေအားလုံးကိုပါဆက်ထဲစီစွတ်အတင်းထိုးထည့်ပြီးတရားဆက်တောက်သုံးပစ်လိုက်ပါတော့တယ်ဒေါက်တာစုကတော့တကူလုံးအစွန်းကုန်စိတ်ပြအားငယ်သွားခဲ့ရပုံရပြီးမြေပြင်ပေါ်စီဒူးထောက်လဲကျသွားခဲ့ရရှာကမျက်ဝန်းတွေထဲမှာတော့အစွန်းကုန်မျောလင်းချက်မဲ့မှုတွေပြည့်နေခဲ့တာပေါ့အားလုံးပြီးဆုံးသွားခဲ့ရပါပြီဒီဆေးရည်တွေကတန်းပေါင်းရချီပြီးတန်ဖိုးရှိတာဥစ္စာသူတေသနာဖွဲ့တော့တေချာပေါက်ဒေဝါလီခံရတော့မှာပဲဒါပေမဲ့ကျွန်တော်ကတော့သူ့ကိုလုံးဝဂရုမစိုက်တော့ပဲရှေ့ဆက်ပြီးတော့တရားဆက်အယူမူဝါမျိုးနေခဲ့မိတာဖြစ်ပါတယ်ဒီဆေးရည်များအားလုံးကိုအောင်မြင်စွာဝါမျိုးပြီးစီးသွားခဲ့ပါပြီလက်ရှိကိုပိုင်ပိတာချင်းကတော့830ကျော်နဲ့900ရာချင်း250ကီလိုဂရမ်တိုးရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်စွမ်းအား280အဆင့်ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုနဲ့120အဆင့်လျင်မြန်ဖြတ်လက်မှု150အဆင့်စနစ်ဤစစ်ဆေးချက်အရအင်ရှင်ဤခန္ဓာကိုယ်တွင်း၌မဟာစွမ်းရည်များပမာဏအလွန်မင်းပိုရှန်နေခဲ့ပြီဖြစ်သဖြင့်ပုံမနှဆိုင်သောစင်ကဲပြောင်းလဲခြင်းနှင့်အိတ်ဆက်ခြင်းမုတ်ထဲသို့စတင်ဝင်ရောက်တော်မူဖြစ်ပါတယ်စနစ်ရဲ့စကားသံတွေထွက်ပေါ်ပြီးတဲ့နောက်မှာတင်ကျွန်တော်ရဲ့မျက်ခွန်တွေကတဖြည်းဖြည်းချင်းပိုပြီးတော့လေးလံလာခဲ့ရတယ်လို့ခန္ဓာကိုယ်ကြီးကလည်းကိုယ်ပိုင်ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်သွားခဲ့ရပါပြီဒီဆေးရည်တွေမှာတခုခုမှားယွင်းနေခဲ့တာတိတာလုံးနေခဲ့တာဗျာကျွန်တော်ခြေလမ်းတွေရိမ့်ရိုင်နေခဲ့မိရင်တက်ခွဲခန်းထဲကနေထွက်ပြေးဖို့အတင်းကြိုးစားခဲ့ပေမဲ့ခြေထောက်လေးဖက်လုံးကဘလို့မှမတောင့်ခံနိုင်တော့ပါဘူးဘုံဆိုတဲ့အတန်ကြီးနဲ့အတူမြေပြင်ပေါ်စီပြင်းထန်စွာလဲပြိုကျသွားခဲ့ရပြီးအသိစိတ်တွေအားလုံးတဖြည်းဖြည်းချင်းပက်ကွယ်သွားခဲ့ရပါတော့တဲ့ဒါကိုမြင်တွေ့လိုက်ရတဲ့ဒေါက်တာစုရဲ့မျက်ဝန်းတွေထဲမှာတော့မျောလင်းချက်အရေးအယောင်တွေထပ်မံထွက်ပေါ်လာခဲ့ရပြန်ပါတယ်သူကကျွန်တော်သတိလစ်နေခဲ့တဲ့အခွင့်အရေးကိုအမိရစုပ်ကင်လိုက်မိရင်လှုပ်ရှားလို့မရအောင်ထိမေ့ဆေးတွေကိုချက်ချင်းထပ်မံထိုးနှံလိုက်ပါတော့တယ်ကရုံးကပတိန်ကလည်းရင်ဘက်ကိုဖိထားလိုက်မိရင်မြေပြင်ပေါ်ကနေအတင်းယုံကန်ထွက်လိုက်မိတာအနာကိုရှောက်လာခဲ့တယ်လို့ကြန့်ရှိနေသေးတဲ့အဖွဲ့ဝင်တွေကလည်းမေ့ဆေးတနက်တွေနဲ့ကျွန်တော်စီကိုတဲဆက်ပစ်ခတ်လိုက်ကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီမေ့ဆေးများတွေကကျွန်တော်ရဲ့အရေးပြားကိုတောင်မှဘလို့မှဖောက်ဝင်နိုင်ခြင်းမရှိခဲ့ပါဘူးကိုပိုင်မဟာတန်ချက်ကဝစ်စုံကြီးကဆေးရည်တွေရဲ့အာနိသင်ကြောင့်အရင်ကထက်စာရင်ပုံမူမှာကြောလာခဲ့ရပြီဖြစ်တယ်လို့တထုချက်စင်လာတစ်ဖက်ဖက်တောက်ပနေခဲ့တာဥစ္စာကရုံးကပတိန်ကသွားတွေကိုတင်းတင်းကြပ်ကြပ်ခဲထားလိုက်မိရင်စကားပြောဆက်ကိုထုတ်ကတဲယူပို့ဆောင်ရေးရင်ကိုအမြန်ဆုံးမောင်းဝင်လာခဲ့ဆန်သူတတိလစ်နေတဲ့အချိန်ကိုအသုံးပြုပြီးချက်ချင်းပဲနေရာရွှေ့ပြောင်းရမယ်မိနစ်အနည်းငယ်ကြာမြင့်ပြီးတဲ့နောက်မှာတော့အရွယ်စားအစွန်းကုန်ကြီးမားထွားကြိုင်းလာပါတယ်ဆိုတဲ့မဟာတဲယူပို့ဆောင်ရေးရင်ကြီးတစ်စီးတက်ခွဲခန်းထဲစီကိုအချိန်နဲ့မောင်းဝင်လာခဲ့ပါတော့တဲ့အဲ့ဒီရင်ရဲ့အတွင်းပိုင်းထဲမှာတော့အထူးပြုလုပ်ထားပါတယ်ဆိုတဲ့တိုက်တေနီယန်တထုဆက်လောင်းအင်ကြီးရှိနေခဲ့ရတယ်လို့ဘေးပတ်ပတ်လည်မှာလည်းပိုအားမြင့်လျှက်စစ်တံပေးစနစ်တွေတက်ဆင်ထားခဲ့တာဖြစ်ပါတယ်အဖွဲ့ဝင်တွေအားလုံးပူးပေါင်းလိုက်ကြမိရင်ကျွန်တော်ကိုလှောင်အိမ်ထဲစီအတင်းမတင်လိုက်ကြပြီးရဲ့နောက်ခြေထောက်လေးဖက်လုံးကိုလည်းအထူးပြုလုပ်ထားပါတယ်ဆိုတဲ့တန်ချီချင်းတွေနဲ့မြဲမြံစွာခတ်နှိပ်လိုက်ကြတာပေါ့
ဒေါက်တာစုကအနားကိုရှောက်လန်းလာခဲ့မိရင်ကျွန်တော်ရဲ့မဟာတန်ချက်ကဝစ်စုံကြီးကိုလက်နဲ့အသာအရာတို့ထိကြည့်လိုက်မိကမျက်ဝန်းတွေထဲမှာတော့ယူသွမှုတွေပြည့်နေနေခဲ့တာဖြစ်ပါတယ်အစွန်းကုန်ပြီးပြည့်စုံလွန်းလာတဲ့ဒီချက်ဝတ်တစားရဲ့မာကျုံမှုလုံးကလူသားတွေသိရှိထားသမျှဘယ်တက်တုထက်မဆိုပို့ပြီးတော့တန်မာလုံးနေခဲ့တာဥစ္စာငါတို့သာသူ့ရဲ့မျိုးပြည်စကြဝဠာချက်ကိုဖော်ထုတ်နိုင်ခဲ့မယ်ဆိုရင်လူသားတွေရဲ့ဤပညာကမဟာခုံပြန်ကျော်လွှားမှုကြီးတစ်ခုကိုတေချာပေါက်ရရှိသွားမှာဖြစ်ပါတယ်သူကကတုံးကပတိန်စီလှည့်ကြည့်လိုက်မိရင်သူ့ကိုမြေအောက်သုံးထပ်မှာရှိနေခဲ့ပါတယ်ဆိုတဲ့အထူးတက်ခွဲခန်းစီကိုအမြန်ဆုံးပို့ဆောင်လိုက်ပါအဲ့ဒီနေရာမှာခင်မီဆုံးခွဲစိတ်ဆက်ပစ္စည်းတွေရှိနေတာမို့ငါကိုယ်တိုင်တိတိကျကျခွဲစိတ်လေ့လာရမယ်တည်ယူပို့ဆောင်ရေးရင်ကြီးစတင်ထွက်ခွာသွားခဲ့ရပြီးကျွန်တော်ကိုမြေအောက်ရဲ့အနက်ရှိုင်းဆုံးနေရာစီကိုဓာတ်ရိုက်တည်ဆောင်သွားခဲ့ကြပါပြီဘေးပတ်ပတ်လက်တစ်ခုလုံးတဖြည်းဖြည်းချင်းပုံမမောင်မိုက်လာခဲ့ရလို့လေထုထဲမှာလည်းဆူရှာလာတဲ့ပိုးသက်ဆင်းနှံတွေပြည့်နေနေခဲ့တာဖြစ်ပါတယ်ကျွန်တော်ကိုယ်ပိုင်ခန္ဓာကိုယ်အတွင်းပိုင်းထဲမှာပြင်းထန်လာတဲ့ပြောင်းလဲမှုကြီးတွေဖြစ်ပေါ်နေတာကိုတိတိကျကျခံစားလိုက်ရပြီးအယိုးတွေကပြန်လည်ဖွဲ့စည်းနေခဲ့ရတယ်လို့ကြွသားဆိုင်တွေကလည်းအယူမှုဖောင်းကားလာခဲ့ရကချက်ဝတ်တစားကလေစင်ကဲပြောင်းလဲနေခဲ့တာဖြစ်ပါတယ်အုံနောက်ထဲမှာစနစ်ရဲ့တတိပေးချက်တွေကလည်းတရက်ဆက်မြည်ဟိနေခဲ့တာပေါ့ဒီစင်ကဲပြောင်းလဲမှုလုပ်ငန်းစဉ်13 15 10 PC ရန်အတွက်3နာရီခန့်ကြာမြင့်ပြီဖြစ်ပါသည်မဟာအနက်ရှိုင်းဆုံးအရေးဆုံးသောတိုးကြီးအဖြစ်နောက်ဆုံးအဆင့်အပိသက်စင်ကဲပြောင်းလဲခြင်းကိုစတင်နေပြီဖြစ်ပါတယ်စင်ကဲပြောင်းလဲခြင်းပြီးဆုံးသွားပါကအင်ရှင်နေဖြစ်ကဘာပြတ်မတက်ပြိုင်ဘက်ကင်းလာသောမဟာဖြည့်ဆည်းခြင်းစွမ်းအားကိုရရှိမည်ဖြစ်ပါသည်လက်ရှိအခြေအနေအရစခန်းအတွင်းမှချက်ချင်းအမြန်ဆုံးဖောက်ထွက်ပြေးရန်အကြံပြုအပ်ပါသည်မဟာတည်ယူပို့ဆောင်ရေးရင်ကြီးဝုန်းခနဲ့ရက်တန့်သွားခဲ့ပြီးတဲ့နောက်ကျွန်တော်ကိုအရင်ကတက်ခွဲခန်းထက်စားရင်အနည်းဆုံး10ဆက်ထက်မနည်းပုံမူကျယ်ဝန်းလာပါတယ်ဆိုတဲ့မဟာတက်ခွဲခန်းအကြီးကြီးတစ်ခုတည်းစီအတင်းတွန်းပို့လိုက်ကြပါတော့တယ်အရက်မျက်နှာအနက်မှာတော့ကြောက်မက်ဖွယ်ကောင်းလာတဲ့စက်ပစ္စည်းမျိုးစုံနဲ့ကရိယာတစားပလာတွေကတိတိကျကျနေရာယူထားခဲ့ကြတာပါအလဲတဲ့မှာတော့ထက်မြက်လာတဲ့ခွဲစိတ်ဓာတ်မြောင်တွေနဲ့ဆက်လွှတ်တွေတရက်ဆက်အစီတက်ဆင်ထားခဲ့ပါတယ်ဆိုတဲ့မဟာတတုခွဲစိတ်ခုံကြီးတစ်ခုရှိနေခဲ့တာဥစ္စာဒေါက်တာစုကရှေ့ကနေဥဆောင်ပြီးဝင်ရောက်လာခဲ့တယ်လို့အနောက်ကနေလည်းသူ့တေတီ10ရောက်ကျော်ကကပ်ပြီးလိုက်ပါလာခဲ့ကြတာဖြစ်ပါတယ်သူကလှောင်အိမ်ထဲမှာငိမ့်သက်စွာလဲလျောင်းနေခဲ့ပါတယ်ဆိုတဲ့ကျွန်တော်ကိုကြည်ရင်မျက်နှာပြင်တစ်ခုလုံးမှာစိတ်လှုပ်ရှားလွန်းလာပါတယ်ဆိုတဲ့အပြုံးကြီးတစ်ခုထွက်ပေါ်နေခဲ့မိကကျွန်တော်ကိုတိတိကျကျခွဲစိတ်တော့ဖို့အတွက်ပြင်ဆင်ပါတော့တယ်ငါရဲ့ခန္ဓာကိုယ်အတွင်းပိုင်းတိဆောက်ပုံကဘလောက်အထိထူးခြားဆန်းပြနေမလဲဆိုတာကိုဒီနေ့တော့တိတိကျကျသိရှိရတော့မှာပဲသူတေတီတွေကလည်း operating table policy ကိုအသက်ရှူမျက်နှာဖုံးတွေခွဲစိတ်ဓာတ်တွေနဲ့နမူနာယူကိရိယာမျိုးစုံကိုတရားဆက်အစီအီထုတ်ယူပြီးပြင်ဆင်လိုက်ကြပါပြီကတုံးကပတိန်ကအနှဲငယ်စိုးရိမ်ပူပန်နေခဲ့မိတဲ့ပုံစံမျိုးနဲ့အနားစီချင်းကပ်လာခဲ့မိရင်ဒေါက်တာစုဒီရက်ဆက်လာတဲ့တားရဲကြီးကခုနတင်ကတဲ့အဆုံးကုန်တောင်းကျမ်းခဲ့တာဥစ္စာသူတာရုတ်တရက်ဝုန်းကနေပြန်နိုးလာခဲ့မယ်ဆိုရင်မလွယ်ဘူးနော်ဒေါက်တာစုကတော့ဂယုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့အေးဆက်စွာပြုံးလိုက်မိရင်စိတ်အေးထားဆန်းပါကပတိန်ရဲ့သူ့ရဲ့ခန္ဓာကိုယ်လေးကိုထိုးနှံထားခဲ့တဲ့စေအာနီတင်ကသူ့ကို3ရက်3ညတိုင်တိုင်တိတိကျကျအိပ်ပျော်သွားစေဖို့အတွက်အပြည့်အဝလုံလောက်လွန်းလာပါတယ်ဒါတင်ဘဲကဦးမလဲဒီမဟာလောင်အင်ကြီးကအတန်မာဆုံးတိုက်တင်နီရန်တက်ထုဆက်နဲ့ပြုတ်လုထားတာမို့တကယ်တင်ကားတစ်စီးနဲ့ဝင်တိုက်ရင်တော့မှဘလို့မှပွတ်ထွက်သွားမှာမဟုတ်ဘူးသူကလောင်အင်ရဲ့အနားစီရှောက်လန်းသွားလိုက်မိရင်တန်နိုင်တွေကိုလက်နဲ့တထောင်တောင်မြည်အောင်ခောက်လိုက်တာပေါ့ဒါအပြင်သူကဆက်ပြီးတော့ပြောလိုက်ပြန်ပါတယ်သူတာတကယ်ပဲရုတ်တရက်ဝုန်းကနေပြန်နိုးလာခဲ့မယ်ဆိုရင်တော့မှဒီနေရာကမြေအောက်သုံးထက်ကြီးဥစ္စာဘေးပတ်ပတ်လဲမှာလဲလက်နဲ့အပြည့်အစုံတက်ဆင်ထားပါတယ်ဆိုတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်30ကျော်ကအမြဲတမ်းစောင့်ကြပ်နေတာမို့သူဘယ်လိုနည်းနဲ့မှဖောက်ထွက်ပြေးနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့လည်းသူတို့တွေလုံးဝမသိရှိထားခဲ့ကြတဲ့အရာတစ်ခုကတော့ကျွန်တော်ရဲ့အသိစိတ်တွေကအစကတည်းကအဆုံးကုန်ကြည်လင်ပြတ်သားနေခဲ့တာဖြစ်တယ်လို့စနစ်ကလည်းခန္ဓာကိုယ်ရဲ့စင်ကဲပြောင်းလဲခြင်းလို့ငန်းစင်တွေကိုအဆုံးကုန်အရှိန်မြင့်တင်ပေးနေခဲ့တာဖြစ်ပါတယ်ကျွန်တော်ဒါနောက်ထပ်2နာရီလောက်ထိအသာအရဆက်ပြီးတောင်းခံထားနိုင်ခဲ့မယ်ဆိုရင်စင်ကဲပြောင်းလဲခြင်းလုပ်ငန်းစဉ်အားလုံးတေချာပေါက်အောင်မြင်စွာပြီးဆုံးသွားတော့မှာပဲဥစ္စာအဲ့ဒီအချိန်ကြာရင်တော့ဒီလိုမျိုးတာမန်တိုက်တင်နီရန်တက်တုဆက်လောက်ရင်လေးကကျွန်တော်ကိုဘယ်လိုနည်းနဲ့မှပိတ်ဆို့ထားနိုင်တော့မှာမဟုတ်ပါဘူးကျွန်တော်လောက်ရင်ထဲမှာမျက်လုံးတွေကိုမြဲမြံစွာပိတ်ထားလိုက်မိစေဖြစ်လျက်တတိလစ်ချင်အောင်ဆောင်နေခဲ့တာဖြစ်ပါတယ်အုံနောက်ထဲမှာတော့စနစ်ရဲ့တတိပေးချက်တွေကတရက်ဆက်ထွက်ပေါ်နေခဲ့တာပေါ့စင်ကဲပြောင်းလဲမှုလုပ်ငန်းစဉ်80 80ကျွန်တော်ကိုယ်ပိုင်ခန္ဓာကိုယ်အတွင်းပိုင်းတွေကအယိုးစစ်တစ်ခုချင်းစီတရက်ဆက်ပြန်လဲဖွဲ့စည်းနေတာကိုတိတိကျကျခန်းစားလိုက်ရတယ်လို့ကြွသားဆိုင်တွေရဲ့တိတ်သီးစာနှုံးကလည်းအယူမှုတိုးမြင့်လာခဲ့ရပြီဖြစ်ပါတယ်ဒေါက်တာစုကလှောင်အိမ်ရဲ့အရှိစီရှောက်လန်းလာခဲ့မိရင်လက်ထဲကထပ်ပေါ်ကရိယာကိုထုတ်ကကျွန်တော်ရဲ့ကိုယ်ခန္ဓာကိုစကင်ဖက်စစ်ဆေးလိုက်တာပေါ့ဒါပေမဲ့ထူးဆန်းလာတာကကျွန်တော်ရဲ့ကိုယ်ပူချိန်ကတရက်ဆက်မြင့်မားလာနေခဲ့တယ်လို့နှလုံးခုန်လုံးတွေကလည်းတိတိတတ်တာကိုပဲအရှိန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်ဒါကဘလို့နည်းနဲ့မှတာမန်တတိလစ်နေတဲ့တက်ရှိတကောင်ရဲ့အခြေအနေမျိုးလုံးဝမဟုတ်ခဲ့ပါဘူးသူမျက်မှောင်ကျုပ်လိုက်မိရင်ကတုံးကပတိန်စီလက်ကဘေးကင်းသွားအောင်လို့သူ့ကိုမေးစေးနောက်ထပ်တပြုံလောက်ထပ်ပြီးတော့ထိုးနှံပစ်လိုက်စမ်းကတုံးကပတိန်ကခေါင်းညိလိုက်မိရင်အရွယ်စားအဆုံးကုန်ကြီးမားလာပါတယ်ဆိုတဲ့စေးထိုးပြုံကြီးကိုကင်ကအနားစီခြေလန်းတလန်းချင်းစီချင်းကပ်လာခဲ့ပါတော့တယ်သူလောင်အိမ်တကားကိုဖွင့်ဖို့ပြင်ဆင်လိုက်တဲ့အခိုက်အတန့်မှာပဲအုံနောက်ထဲကစနစ်ရဲ့မဟာတတိပေးတန်ကြီးဝုန်းကနေအဆုံးသက်ထွက်ပေါ်လာခဲ့ပါတော့တယ်ဒီစင်ကဲပြောင်းလဲမှုလုပ်ငန်းစဉ်တရားအောင်မြင်စွာပြီးစီးသွားခဲ့ပါပြီအပိသက်စင်ကဲပြောင်းလဲခြင်းအောင်မြင်ပါသည်လက်ရှိပုံစံမဟာအနက်ရှိုင်းဆုံးအရေးဆုံးသောသူကြီးလက်ရှိကိုပိုင်ပိတာချင်းတူညရ3တူညချင်းတို့ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်စွမ်းအား400အဆင့်ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု350အဆင့်လျင်မြန်ဖြစ်လက်မှု200အဆင့်ဒီမဟာကိုပိုင်စွမ်းရည်အသစ်များကိုအောင်မြင်စွာဖွင့်လှစ်လိုက်ပါပြီးမဟာဖြည့်ဆည်းခြင်းပြည်ဝင်တိုက်ခိုက်မှုငရဲပုံနင်းချမှုစနစ်နဲ့ကြောက်မက်ဖွယ်ရာမဟာဟိဟောက်တန်ကျွန်တော်မျက်လုံးအစုံကိုဝုန်းကနေလျက်ခနဲ့ဖွင့်လိုက်မိတဲ့အခိုက်အတန့်မှာပဲမျက်ဝန်းတွေရဲ့ကြားကနေတကယ်တွေးရဲတောက်နေခဲ့ပါတယ်ဆိုတဲ့ဆူရှာလာတဲ့အနီရောင်လင်းတန်းတွေနေရာအနှံ့ပန်းထွက်သွားခဲ့ရပါတော့တယ်ကတုံးကပတိန်အဆုံးကုန်လန့်ဖြန့်သွားခဲ့ရတာကြောင့်လက်တွေတုံရင်သွားခဲ့ရပြီးလက်ထဲကစေးထိုးပြုံကြီးမြေပြင်ပေါ်စီပြုတ်ကျသွားခဲ့ရတာပေါ့ကျွန်တော်ကောင်းကင်ရန်စီမော့ပြီးတော့ပြင်းထန်စွာဟိဟောက်လိုက်မိတဲ့အခိုက်အတန့်မှာထွက်ပေါ်လာခဲ့ပါတယ်ဆိုတဲ့အတန်လိုင်းကြီးတွေကတကယ်ကြသားလာနေရအနှံ့ပြန့်ကျဲသွားခဲ့ရပြီးတက်ခွဲတန်းတစ်ခုလုံးကိုပါဝုန်းကနေတုံလုံးချောက်ချသွားစေခဲ့တာဖြစ်ပါတယ်ဒီကြောက်မက်ဖွယ်ရာမဟာဟိဟောက်တန်ပွင့်လစ်သွားခဲ့ပါပြီအတန်လိုင်းအတွင်းရှိနေခဲ့ကြတော့တက်ရှိအားလုံးအဆုံးကုန်ကြောက်ရွံ့တုံလုံးချင်းမုတ်ထဲသို့အလိုလျောက်ဝင်ရောက်သွားခဲ့ရပါပြီဒေါက်တာစုနဲ့သူတေတီတွေအားလုံးကိုပိုင်အသိစိတ်တွေလမ်းဖြန့်ကုန်ကြရလျက်မြေပြင်ပေါ်စီဝုန်းကနေပြိုလဲကျသွားခဲ့ကြရပြီးမျက်ဝန်းတွေထဲမှာတော့အဆုံးကုန်ထိတ်လန့်ချောက်ချမှုတွေပြည့်နေခဲ့ကြရှာတာပေါ့တကယ်ဝါရင်လုံခြုံရေးအရာရှိကြီးဖြစ်ပါတယ်ဆိုတဲ့ကတုံးကပတိန်တောင်မှတကူလုံးပြန့်နှံ့သွားခဲ့ရပြီးခြေထောက်လေးဖက်လုံးအားအင်တွေကုန်စင်ကကြောက်ရွံ့တုံရင်နေခဲ့ရတာဖြစ်ပါတယ်
ကျွန်တော်ချက်ချင်းခန္ဓာကိုယ်ကြီးကိုအာယူပြီးဝုန်းကနေမတက်ရက်လိုက်မိတဲ့အချိန်ရှိမှခဏိတ်ထားခဲ့ပါတယ်ဆိုတဲ့အထူးတန်ချေချင်းကြီးတွေအားလုံးကတကယ်စက်ကူအပိုင်းစားတွေလိုမျိုးနေရာမှာတင်ဝုန်းကနေပြတ်တောက်ပျက်စီးသွားခဲ့ရပါတော့တယ်ကျွန်တော်ကိုခန္ဓာကိုယ်အသုံးပြုပြီးတိုက်တင်နီရန်တတုဆက်လောင်အင်ကြီးကိုအရှိန်နဲ့ဝုန်းကနေပြင်းထန်စွာစောက်တိုက်ပစ်လိုက်မိတဲ့အချိန်ဆူရှာလာတဲ့တတုကွဲအတန်ကြီးတရက်ဆက်ထွက်ပေါ်လာခဲ့ရတာပေါ့ဂလွန်ကျွတ်လောင်အင်ရဲ့တန်တိုင်းကြီးတွေအားလုံးပုံပြက်ပန်းပြက်ကွဲအပ်ကုန်ကြရပြီးအကြောင်းကြီးကြီးတွေနေရာအနှံ့ထွက်ပေါ်လာခဲ့ရပါပြီဒေါက်တာစုကတော့ဒီမြင်ကွင်းကိုကြည့်ရင်တကယ်ကိုပဲစိတ်သက်တွေအစွန်းကုန်ပြိုလဲပျက်စီးသွားခဲ့ရရှာပါတယ်မဖြစ်နိုင်ဘူးဒါကတိုက်တင်နီရန်တတုဆက်လေဥစားဘလို့နီးနဲ့မှပျက်စီးသွားစရာအကြောင်းမရှိဘူးဒါပေမဲ့လည်းရက်ဆက်လာတဲ့လက်တွေ့တရားကသူ့ရဲ့ပပင်ပေါ်စီကိုတိုက်ရိုက်ဖျက်ရိုက်ပစ်လိုက်တာအမှန်ပါပဲဗျာကျွန်တော်ကိုခန္ဓာကိုယ်အသုံးပြုပြီးနောက်ထပ်တစ်ချိန်အားနဲ့ထပ်မံစောင့်တိုက်ပစ်လိုက်မိတဲ့အခိုက်အတန့်မှာပဲမဟာလောင်အင်ကြီးတစ်ခုလုံးအပိုင်းစားပေါင်းများစွာအဖြစ်ဝုန်းကနေကွဲအပ်ပျက်စီးသွားခဲ့ရပြီးတတုဆိုင်တွေနေရာအနှံ့လွင့်စင်ကုန်ကြပါတော့တယ်ကျွန်တော်တန်လိုတန်ဆနမူနာအကျွင်းကြံတွေရဲ့ကြားကနေတဆင့်ခြေလန်းတလန်းချင်းစီဂုံတိတ်ခါရှိရှိထွက်လန်းလာခဲ့မိတဲ့အချိန်ခန္ဓာကိုယ်အတွင်းပိုင်းတွေကနေကြောက်မက်ပွဲကောင်းလာတဲ့မဟာဖြက်စီးခြင်းအော်ရီယာအငွေ့သက်တွေတရက်ဆက်ပန်းထွက်နေကြတာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ကျွန်တော်ရဲ့ကိုယ်ရဲ့အရွယ်စားကအရင်ကထက်စားရင်အစာပေါင်းများစွာပုံမူကြီးမားထွားချိုင်းလုံးနေကြတာဥစားကိုပိုင်မဟာတန်ချက်ကဝစ်စုံကြီးကတကယ်ကိုပဲဆူရှာလာတဲ့နတ်မောင်သောအယောင်ဖြစ်ပြောင်းလဲသွားခဲ့ရပြီးအမောင်ထုရဲ့အလင်းတန်းတွေကိုပါတစ်ဖက်ဖက်ထွက်ပေါ်စေခဲ့တာဖြစ်ပါတယ်။ကြောပြင်ပေါ်ကမဟာစစ်သားချုပ်ကြီးတွေကလည်းအလျားအဖြစ်နှစ်ပေကျော်လောက်ထိတိုးမြင့်လာခဲ့ရပြီးအစွန်းကုန်ချွတ်မြက်လုံးနေခဲ့တာပေါ့ကိုပိုင်နွားချိုကြီးနှစ်စင်းကလည်းအရင်ကထက်စားရင်ပုံမူတုတ်ခိုင်ထွားချိုင်းလာခဲ့ရတယ်လို့ထိပ်ဖြားကနေလည်းအေးဆက်လာတဲ့အလင်းတန်းတွေထွက်ပေါ်နေခဲ့တာကြောင့်ကဘာပေါ်မှာရှိသမျှဘလို့အရာမျိုးကိုမဆိုသေးချအပေါက်ဖောက်ထွက်ဖြစ်စီးပြနိုင်မဲ့ပုံစံမျိုးဖြစ်နေခဲ့ရပါပြီးကတုံးကပတိန်ကမြေပြင်ပေါ်ကနေအသက်လူပြီးအတင်းယုံကန်ထရက်လိုက်မိရင်းလက်တွေတုံရင်နေခဲ့လျက်စကားပြောဆက်ကိုထုတ်ကအရေးပေါ်အခြေအနေလုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံးမြေအောက်သုံးထပ်တက်ခွဲကန်းစီကိုအမြန်ဆုံးလာရောက်ပိတ်ဆို့ကြစမ်းပြစ်မှတ်ကသွေးစာချင်းမုတ်ထဲကိုဝင်ရောက်သွားခဲ့ရပါပြီပြစ်မှတ်တောင်းကျမ်းနေပြီးဆိုတဲ့စကားတန်တွေထွက်ပေါ်ပြီးတဲ့နောက်မှာတင်တက်ခွဲကန်းရဲ့မဟာတမဏိတကာကြီးဝုန်းကနေရိုက်ခွဲခြင်းခံလိုက်ရပြီးပွင့်ထွက်သွားခဲ့ရပါတော့တယ်လက်နက်အပြည့်အစုံတက်ဆင်ထားခဲ့ကြပါတယ်ဆိုတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်30ကျော်ကလပ်ထဲမှာဆက်တနက်တွေနဲ့ဒုံးကြီးပြစ်လောင်ချတွေကိုတရားဆက်ချိတ်ဆွဲထားခဲ့မိရင်အထက်စီဝုန်းကနေပြစ်ဝင်လာခဲ့ကြတာဖြစ်ပါတယ်ရှေ့ဆုံးကဥဆောင်လာတာကတော့မျက်နှာပြင်ပေါ်မှာဒဏ်ရာနာတရအမာယူကြီးတွေရှိနေခဲ့ပါတယ်ဆိုတဲ့အသက်လက်ပိုင်းရွယ်လုံခြုံရေးတပ်ခွဲမှုကြီးတဦးပါပဲသူကျွန်တော်ကိုမြင်တွေ့လိုက်ရတဲ့အခိုက်အတန့်မှာမျက်ဝန်းတွေထဲမှာတုံလုံးမှုတွေထွက်ပေါ်သွားခဲ့ရပေမဲ့အချိန်တိုတွင်းမှာတင်ကိုပိုင်တိစိတ်ကိုပြန်လည်ထိန်းချုပ်လိုက်မိရင်အားလုံးအမိန့်ကိုနာခံကြစမ်းပြစ်ခတ်ကြပြစ်မှတ်ကိုနေရာမှာတင်ပွဲချင်းပြီးတက်ဖြတ်ပစ်ကြစမ်းဒိုင်းဆိုတဲ့တနက်တန်ကြီးတွေတရက်ဆက်မြည်ဟိလာခဲ့ရပြီးတိတ်သေးလာတဲ့ကြီးစံမိုးကြီးကကျွန်တော်ရဲ့မဟာတန်ချက်ကဝစ်စုံကြီးပေါ်စီကိုတရက်ဆက်လာရောက်ရိုက်ခတ်နေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းနေရာတိုင်းမှာလျှက်စစ်မီးပွားတွေသာတစ်ဖြတ်ဖက်ထွက်ပေါ်သွားခဲ့ရပြီးဘာတန်ရာမှမရရှိခဲ့ပါဘူးဗျာကိုပိုင်ကာကွယ်ရေးစွမ်းအားနှုန်းကစင်ကဲပြောင်းလဲပြီးတဲ့နောက်မှာအစာပေါင်းများစွာပုံမတန်မာသွားခဲ့ရပြီးဖြစ်တာကြောင့်တာမန်ကြီးစံတွေကချက်ဝစ်တစားကိုဘလို့နီးနဲ့မှဖောက်ဝင်နိုင်ခြင်းမရှိခဲ့ပါဘူးကျွန်တော်အနည်းဆုံးမှရှိနေခဲ့ပါတယ်ဆိုတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေစီကိုချက်ချင်းဆိုသလိုအစွန်းကုန်အရှိန်မြင့်တင်လိုက်ပြီးရင်မဟာဖြက်စီးခြင်းပြုတ်ဝင်တိုက်ခိုက်မှုစွမ်းရည်ကိုဝုန်းကနေစတင်အသုံးပြုလိုက်ပါတော့တယ်ဒီမဟာဖြက်စီးခြင်းပြုတ်ဝင်တိုက်ခိုက်မှုပွင့်လစ်သွားခဲ့ပါပြီအရှိန်ဟုန်ဖြစ်ပြုတ်ဝင်တိုက်ခိုက်ခြင်းလမ်းကြောင်းအတွင်းရှိနေခဲ့သောအတားအဆီးအားလုံးကိုအစွန်းကုန်ခြေဖြက်စီးပြမည်ဖြစ်ပါသည်ကျွန်တော်ကတော့အခုချိန်မှာတကယ်ကိုပဲထိန်းချုပ်မှုအောက်ကနေလွတ်မြောက်သွားခဲ့ရပါတယ်ဆိုတဲ့မဟာတင်ကားကြီးတစ်စီးလိုဖြစ်နေခဲ့ရပြီးကျွန်တော်ဝင်ရောက်သွားခဲ့တဲ့လမ်းကြောင်းတစ်လျှောက်လုံးမှာရှိနေခဲ့ပါတယ်ဆိုတဲ့လူတွေနဲ့စက်ပစ္စည်းတွေအားလုံးနေရာမှာတင်ဝုန်းကနေလွင့်စင်ပစ္စည်းကုန်ကြရတာအမှန်ပါပဲဗျာလုံခြုံရေးတပ်ဖွဲ့ဝင်အချို့ဆိုရင်လေထဲစီဝုန်းကနေပြန်တက်သွားခဲ့ရပြီးနေရန်ပေါ်စီပြင်းထန်စွာရိုက်မိသွားခဲ့ကြရကနေရာမှာတင်ပွဲချင်းပြီးတတိလစ်သွားခဲ့ရရှာပါတယ်တက်ခွဲမှုကြီးရဲ့မျက်နှာပြင်တစ်ခုလုံးပြာရခတ်သွားခဲ့ရပြီးချက်ချင်းဆိုသလိုအမိတ်ပေးလိုက်ပါတော့တဲ့ဒုံးကြီးတွေကိုတုံးကြစမ်းအမြန်ဆုံးဒုံးကြီးတွေနဲ့ပစ်ခတ်ကြစမ်းလုံခြုံရေးတပ်ဖွဲ့ဝင်2ယောက်ကဒုံးကြီးပစ်လောင်ချတွေကိုပခုံးပေါ်တင်လိုက်ကြမိရင်ကျွန်တော်ကိုတိတိကျကျချိန်ရွယ်လိုက်ကြကမိကိုတန်းကြီးတွေနဲ့အတူဒုံးကြီးနှစ်စင်းကိုတပြိုင်နက်တည်းဝုန်းကနေပစ်ခတ်လိုက်ကြပါတော့တယ်ကျွန်တော်လုံးဝတင်းရှောင်ခြင်းမလုပ်ခဲ့ပါဘူးဒုံဆိုတဲ့ကဘာပြတ်မတက်ပြင်းထန်လာတဲ့ပောက်ကွဲတန်ကြီး3ခု4ခုတရက်ဆက်ထွက်ပေါ်လာခဲ့ရပြီးပြင်းထန်လာတဲ့မီးတောက်ကြီးတွေကကျွန်တော်ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးကိုတိတိကျကျဝါမျိုးပစ်လိုက်ပါတော့တယ်ဒါကိုမြင်တွေ့လိုက်ရတဲ့ဒေါက်တာစုရဲ့မျက်ဝန်းတွေထဲမှာတော့မျောလင်းချက်အရေးအယောင်တွေထွက်ပေါ်လာခဲ့ရပြန်တာပေါ့တူတည်သွားပြီလားဒါပေမဲ့လည်းနောက်ထပ်စက္ကန့်ပိုင်းအတွင်းမှာတင်ကျွန်တော်မိတောက်ကြီးတွေရဲ့ကြားကနေတဆင့်ခြေတလန်းချင်းစီဘာတန်ရာနာတရားမှမရှိပဲဘေးကင်းစွာပြန်လည်ထွက်လန်းလာခဲ့တာအမှန်ပါပဲဗျာကိုပိုင်မဟာတန်ချက်ကဝစ်စုံကြီးရဲ့ကာကွယ်ရေးစွမ်းအားကဒုံးကြီးတွေရဲ့တိုက်ရိုက်ပောက်ကွဲမှုတံကိုတော့မှအပြည့်အဝတောက်ခံနိုင်စွမ်းရှိလုံးနေခဲ့တာဥစားတက်ခွဲမှုကြီးတယောက်အစွန်းကုန်လက်ဖြန့်သွားခဲ့ရရှာပါပြီကဘာပေါ်မှာဒီလောက်အထိကြောက်မက်ဖွယ်ကောင်းလာတဲ့တထုသားရဲမျိုးရှိနေလိမ့်မယ်လို့သူဘလို့မှထင်မှတ်မထားခဲ့တာဖြစ်ပါတယ်စုတ်ခွာကြစမ်းအားလုံးနောက်ဖက်စီချက်ချင်းစုတ်ခွာကြစမ်းဒါပေမဲ့အားလုံးကနောက်ကျသွားခဲ့ရပါပြီဗျာကျွန်တော်ကိုပိုင်ငရဲပုံနင်းချင်မှုစနစ်စွမ်းရည်ကိုဝုန်းကနေစတင်အသုံးပြုလိုက်ပါတော့တယ်ကျွန်တော်ရုတ်တရက်ဆိုသလိုကိုပိုင်အရှိခြေထောက်အစုံကိုအပေါ်စီအားနဲ့မြောက်တင်လိုက်ပြီးရင်မြေပြင်ပေါ်စီပြင်းထန်စွာစောင့်ချပစ်လိုက်တာပေါ့ကျေလောင်လာတဲ့မြည်ဟိတန်ကြီးတစ်ခုနဲ့အတူတက်ခွဲကန်းတစ်ခုလုံးဝုန်းကနေပြင်းထန်စွာလှုပ်ခါသွားခဲ့ရပြီးမြေပြင်ပေါ်မှာအကြောင်းအကြီးကြီးတွေထွက်ပေါ်လာခဲ့ရတယ်လို့ပြင်းထန်လာတဲ့အရှိန်ဟုန်အော်ရီယာတွေကလည်းအရက်မျက်နှာအနှံ့ပန်းထွက်သွားခဲ့ရပါတော့တယ်လုံခြုံရေးတပ်ဖွဲ့ဝင်30ယောက်ကျော်လုံးမြေပြင်ပေါ်မှာဆက်ပြီးမတက်မရက်နိုင်တော့ဘဲဝုန်းကနေမှောက်ခုံလဲပြူကြကုန်ကြရရှာတာပေါ့ကျွန်တော်အဲ့ဒီအခွင့်အရေးကိုအမိရစုပ်ကင်လိုက်မိရင်အရှိဘက်စီစို့အတင်းပြစ်ဝင်လိုက်ပါတော့တယ်ကိုပိုင်နွားချိုကြီးတွေကိုအသုံးပြုပြီးတယောက်ကိုလွှဲရိုက်ပစ်လိုက်တယ်လို့နောက်ထပ်တယောက်ကိုလည်းကိုပိုင်နောခွာအစုံနဲ့တင်ခြေဖြတ်ပစ်လိုက်မိတာကြန့်ရှိနေသေးတဲ့လူတွေကိုလည်းကြောပြင်ပေါ်ကမဟာစစ်သားချုပ်ကြီးတွေနဲ့တရက်ဆက်ထိုးဆိုင်ဖြတ်စီးပစ်လိုက်တာပေါ့အချိန်မိနစ်ပိုင်းတွင်းမှာတင်လုံခြုံရေးတပ်ဖွဲ့ဝင်30ကျော်ရဲ့ထက်ဝက်မကမြေပြင်ပေါ်မှာတွေးအိုင်ထဲနဲ့လျက်လဲပြိုတည်ဆုံသွားခဲ့ရပါတော့တယ်ကြန့်ရှိနေသေးတဲ့လူတွေအားလုံးလည်းကိုပိုင်အသိစိတ်တွေအစွန်းကုန်ပြိုလဲပျက်စီးကုန်ကြရလျက်လက်ထဲကလက်နက်တွေကိုမြေပြင်ပေါ်စီပစ်ချလိုက်ကြမိရင်လှည့်ပြီးတော့တကားဝစီကိုအသက်လူပြီးအယူမှုထွက်ပြေးကြပါတော့တယ်အမာရွတ်နဲ့တက်ခွဲမှုကြီးတောင်မှကြံတဲ့လူတွေကိုလုံးဝဘီယူမဆိုင်နိုင်တော့ပဲတကားဝစီကိုအစွန်းကုန်အမြန်ဆုံးပြေးထွက်ခဲ့တာဖြစ်ပါတယ်
ဒါပေမဲ့ကျွန်တော်ကသူ့ကိုဘလို့နီးနဲ့မှထွက်ပြေးခွင့်ပေးမှာမဟုတ်ပါဘူးကျွန်တော်အချိန်နဲ့ဝုန်းကနေပြေးဝင်လိုက်မိရင်တကားဝတိတ်ကိုအမိအရပိတ်ဆို့လိုက်တာပေါ့အမာရွတ်နဲ့တက်ခွဲမှုကြီးကျွန်တော်ကိုမျောလင့်ချက်မဲ့စွာကြည့်လိုက်မိရင်မျက်လုံးတွေကိုမြဲမြံစွာပိတ်ထားလိုက်ရရှာပါတယ်ကျွန်တော်ကိုယ်ပိုင်နွားချိုကြီးတွေကိုအသုံးပြုပြီးသူ့ကိုအပေါ်စီမြောက်တင်ပစ်လိုက်မိကနေရန်ပေါ်စီပြင်းထန်စွာရိုက်ချပစ်လိုက်တာကြောင့်သူလည်းနေရာမှာတင်တေချာပေါက်တတိလစ်သွားခဲ့ရပါပြီအခုချိန်မှာတော့တက်ခွဲကန်းတစ်ခုလုံးမှာဒေါက်တာစုတယောက်ထဲသာငြိမ်သက်စွာကြန့်ရှိနေခဲ့တော့တာဖြစ်ပါတယ်ကြန့်ရှိနေသေးတဲ့သူတေတီအချို့ကလည်းမြေပြင်ပေါ်မှာတုံရင်နဲ့လဲကျနေခဲ့ကြတာပေါ့ကျွန်တော်ဒေါက်တာစုရှိရာအရက်မျက်နှာစီကိုခြေလန်းတလန်းချင်းစီတက်ဖြတ်ခြင်းအငွေသက်တွေပြည့်နေနေခဲ့လျက်ရှောင်းလန်းသွားလိုက်မိပါတယ်ဒီမိမကငါ့ကိုတေတေချာချာခွဲစိတ်ဖို့ကြိုးစားခဲ့တာဥစ္စာငါ့ကိုတေလူနီးပါးထိဖြစ်အောင်လုပ်ခဲ့တာကွဒေါက်တာစုကျွန်တော်ကိုကြည်ရင်မျက်ဝန်းတွေထဲကနေမျက်ရည်စက်တွေတရားဆက်စီးကြလာခဲ့ရရှာကတောင်းပန်ပါတယ်ကျွန်မကိုအသက်ချမ်းသာပေးပါဦးနောက်တစ်ခါဘယ်တော့မှဒီလိုမျိုးမလုပ်တော့ပါဘူးဗျာကျွန်တော်သူ့ကိုစက္ကန့်ပိုင်းလောက်အေးဆက်စွာစိုက်ကြည့်နေခဲ့မိပြီးမှနောက်ဆုံးတော့ခန္ဓာကိုယ်ကိုလှည့်လိုက်မိကတက်ခွဲကန်းရဲ့အနက်ရှိုင်းဆုံးနေရာစီကိုသာခြေလန်းလိုက်ပါတော့တယ်သူ့ကိုဒီနေရာမှာတင်တက်ဖြတ်ပစ်လိုက်ဖို့ဆိုတာကျွန်တော်အတွက်တော့အဆုံးကုန်လွယ်ကူလုံးလာပါတယ်ဗျာဒါပေမဲ့သူ့ကိုဒီတိုင်းအသက်ရှင်တန်ခွင့်ပေးထားလိုက်မိရင်ကိုပိုင်သူတေသနာအဖွဲ့ကြီးတစစီပျက်စီးသွားတာကိုမျက်စိရှိမှောက်မှာတင်ထိုင်ကြည့်ခိုင်းစေခြင်းကသာသူ့အတွက်တော့အကြီးမားဆုံးသောအပြစ်ဒဏ်ခတ်ခြင်းဖြစ်ရမယ်ကျွန်တော်တက်ခွဲကန်းအတွင်းပိုင်းထဲမှာရှိသမျှစက်ပစ္စည်းတွေနဲ့ကရိယာတစားပလာအားလုံးကိုတရက်ဆက်အယူမူရိုက်ခွဲဖျက်ဆီးပစ်လိုက်ပါတော့တယ်သူတေသနာအဖွဲ့ကအဓမ္မဖန်ဆီးထားခဲ့ပါတယ်ဆိုတဲ့တံမိုးကြီးလာတဲ့စံတက်မှုနမူနာသားရဲတွေအားလုံးကိုလည်းကျွန်တော်ကိုပိုင်နွားခွာလေးဖက်လုံးကိုအသုံးပြုပြီးဆိုအတင်းနင်းချေချေဖျက်ပစ်လိုက်တာပေါ့ကျွန်တော်အနားစီအချိန်နဲ့ရှောက်လန်းသွားလိုက်မိရင်မဟာဖန်ဗီဒီယိုကြီးကိုပိုင်နွားခွာနဲ့ဝုန်းကနေစောင့်ကန်ပစ်လိုက်တဲ့အခိုက်အတန့်မှာပဲထန်သားပြင်ကြီးတစ်ခုလုံးအပိုင်းစာပေါင်းများစွာအဖြစ်တစစီကွဲအပ်ပျက်စီးသွားခဲ့ရပါတော့တယ်ဗီဇပြောင်းသားရဲတရိတ်ဆန်ကြီးတွေအားလုံးချက်ချင်းဆိုသလိုအပြင်စီဝုန်းကနေပြစ်ထွက်လာခဲ့ကြရပြီးနေရအနှက်မှာအယူမူတောင်းကျမ်းတော့တာပေါ့ကျွန်တော်လည်းတခွဲတန်းအတွင်းပိုင်းထဲကနေအမြန်ဆုံးဖောက်ထွက်ပြေးဖို့ပြင်ဆင်လိုက်မိပေမဲ့ထူးဆန်းလာတာကဗီဇပြောင်းဝင်ဘလွေဝက်ဝင်တဲ့ကြီးကတော့တခြားကောင်တွေလိုမျိုးထွက်မပြေးခဲ့ပါဘူးဥစ္စာအဲ့ဒီအစားသူကကျွန်တော်ရဲ့ရှေ့မောက်စီချင်းကပ်လာခဲ့မိရင်ကိုပိုင်ကောင်းကြီးကိုအောက်စီနှိမ့်ချကကျွန်တော်ရဲ့မဟာခွန်အားတွေအပေါ်အကျွမ်းမဲ့အညံ့ခံသစ္စာခံလိုက်ပါတော့တဲကျွန်တော်မျက်ဝန်းတွေထဲမှာအံ့ဩတုန်လှုပ်မှုအရေးအယောင်အချို့ထွက်ပေါ်သွားခဲ့လျက်သူ့ကိုစိုက်ကြည့်လိုက်မိတာပေါ့ဒီကောင်ကဘယ်အချိန်မှာအညံ့ခံရမလဲဆိုတာကိုတေးသေးချာချာသိရှိနားလည်ထားတာပဲဗီဇပြောင်းဝဝင်တဲ့ကြီးကမြေပြင်ပေါ်မှာဝစ်စင်းနေခဲ့မိလျက်မျက်ဝန်းအစုံထဲမှာတော့အဆုံးကုန်ရိုးသေးခန့်ညာခြင်းတွေနဲ့ကြောက်ရွံ့ထိတ်လန့်မှုတွေအပြည့်အဝနေရာယူထားခဲ့တာဖြစ်ပါတယ်ကျွန်တော်သူ့ရဲ့ကိုယ်လေးတစ်ခုလုံးကိုတေးသေးချာချာအကဲခတ်စစ်ဆေးလိုက်တာပေါ့ဒီမဟာသားရဲကြီးကတကယ်ကိုပဲအရွယ်စားအဆုံးကုန်ထွားကြိုင်လွန်းလာပါတယ်ဗျာအ ਨੇ ဆုံးပေါင်တက်သူမြပိတာ300ကျော်လောက်ထိအလေးချိန်ရှိနေခဲ့တယ်လို့တကူလုံးမှာရှိတဲ့ကြွတ်သားဆိုင်ကြီးတွေကလည်းအဖုဖုအထစ်ထစ်နဲ့ဖောင်းကျွနေခဲ့တာဖြစ်ပါတယ်ကြည်ရတာသူတေသနာအဖွဲ့ကလူတွေကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုတက်ခွဲစမ်းသက်စေဝါမျိုးစုံအမြောက်များထိုးနှက်ထားခဲ့ကြပုံပဲဥစ္စာကျွန်တော်အသားအရာလဲချောင်းတန်နဲ့ဟိဟောက်လိုက်မိတဲ့အခိုက်အတန့်မှာပဲဝက်ဝင်တဲ့ကြီးကချက်ချင်းဆိုသလိုဝုန်းကနေထွက်လိုက်မိရင်ကျွန်တော်ရဲ့အနောက်ကနေခြေလမ်းမှန်မှန်နဲ့အပြေအဝလိုက်ပါလာခဲ့ပါတော့တယ်သူကအခုလိုမျိုးကိုယ်တိုင်ကိုယ်ကျသစ္စာခံမှုဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်တာကြောင့်သူ့ကိုအနားမှာပဲဆက်ပြီးခေါ်ဆောင်သွားဖို့ကျွန်တော်သဘောတူလိုက်တာပေါ့အနာဂတ်ကာလမှာတစ်ခုမဟုတ်တစ်ခုတော့တေချာပေါက်အသုံးဝင်လာနိုင်တာပဲဥစ္စာကျွန်တော်ခန္ဓာကိုယ်ကိုလှည့်လိုက်မိရင်တက်ခွဲခန်းရဲ့အနက်ရှိုင်းဆုံးလှုပ်ဝက်ချက်တွေစီကိုထပ်မံစိုက်ကြည့်လိုက်မိပြန်ပါကျွန်တော်အဆုံးကုန်စိတ်ဝင်စားသွားခဲ့ရပြီဖြစ်ပါတယ်ကျွန်တော်ဝက်ဝင်တဲ့ကြီးကိုအရှိကနေဥဆောင်ခေါ်ယူသွားခဲ့မိရင်လမ်းကြောင်းတစ်လျှောက်မှာရှိနေခဲ့ပါတယ်ဆိုတဲ့မဟာတန်မဏိတကားကြီးတွေကိုတစ်ခုပြီးတစ်ခုအရှိန်နဲ့ဝုန်းကနေရိုက်ခွဲဖျက်ဆီးပစ်လိုက်တာပေါ့နောက်ဆုံးမှာတော့အနက်ရှိုင်းဆုံးအခန်းရှိစီကိုရောက်ရှိသွားခဲ့ရပါပြီတကားချက်ကြီးပေါ်မှာတော့မဟာပင်မစွမ်းအင်တိုးလောင်ရနေရာခွင့်ပြုချက်မရှိဘဲဝင်ရောက်ခြင်းလုံးဝမပြုရဆိုတဲ့စာသားကြီးကိုတိတိကျကျရေးသားထားခဲ့တာဥစ္စာကျွန်တော်ကိုပိုင်နွားခွာနဲ့တကားကြီးကိုဝုန်းကနေစောင့်ကန်ပြီးဖွင့်လှစ်ပစ်လိုက်မိတဲ့အချိန်ထဲမှာရှိနေခဲ့ပါတယ်ဆိုတဲ့မြင်ကွင်းကြီးကကျွန်တော်ကိုအစွန်းကုန်တုံလုံးချောက်ချသွားစေခဲ့တာအမှန်ပါပဲဗျအခန်းတစ်ခုလုံးမှာတော့အရွယ်စားအစွန်းကုန်ကြီးမားလာပါတယ်ဆိုတဲ့မဟာစွမ်းရင်မွေးမြူရေးကန်ကြီးတွေတရက်ဆက်နေရာယူထားခဲ့တာဖြစ်တယ်လို့တစ်ခုချင်းစီရဲ့အတွင်းပိုင်းထဲမှာလည်းအယောင်သွေးစုံလင်လာပါတယ်ဆိုတဲ့စွမ်းရင်တလင်းကြောက်တွေပြည့်နေခဲ့တာဖြစ်ပါတယ်ဒီမဟာတလင်းကြောက်ကြီးတွေရဲ့ကြားကနေပြင်းထန်လာတဲ့စွမ်းအင်လိုင်းခရက်တွေတရက်ဆက်စိမ့်ထွက်နေခဲ့တာဖြစ်ပြီးဒါကကျွန်းတော့အရင်ကတောက်သုံးခဲ့ပူပါတယ်ဆိုတဲ့ဆေးရည်တွေထက်ဆိုင်ရင်အစပေါင်းများစွာပုံမူတန်မာလွန်းနေခဲ့တာဥစ္စာအဲ့ဒီအခိုက်အတန့်မှာပဲအုံနောက်ထဲကနေစနစ်ရဲ့မဟာတတိပေးတန်ကြီးထွက်ပေါ်လာခဲ့ပါတော့တယ်။ဒီတိတ်သီးစအစွန်းကုန်မြင့်မားလာသောမဟာပင်မဆွမ်းအင်အရင်းမြစ်များကိုရှာဖွေတွေ့ရှိရပါသဖြင့်အင်ရှင်နေဖြင့်ယခုချက်ချင်းအမြန်ဆုံးဝါမျိုးစားသုံးပြည့်ရန်အပြင်းထန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ကျွန်တော်ဘာမှထပ်ပြီးတော့တွေးဝေမနေတော့ဘဲချက်ချင်းအရှိစီဝုန်းကနေပြစ်ဝင်လိုက်မိရင်ကိုပိုင်နွားချိုကြီးနှစ်စင်းကိုအသုံးပြုကပထမဆုံးစွမ်းအင်မွေးမြူရေးကန်ကြီးကိုဝုန်းကနေရိုက်ခွဲဖျက်ဆီးပစ်လိုက်တာပေါ့အပြာရောင်စွမ်းတလင်းကြောက်တုံးကြီးတစ်ခုမြေပြင်ပေါ်စီဝုန်းကနေလိမ့်ဆင်းလာခဲ့ရတဲ့အချိန်ကျွန်တော်ချက်ချင်းအခေါင်ကိုဖွင့်ကတလုတ်တွင်းနဲ့အမိအယဝါမျိုးစားသုံးပစ်လိုက်ပါတော့တဲ့တလင်းကြောက်တုံးကြီးကပါဆက်အတွင်းပိုင်းနဲ့ရောက်ရှိသွားခဲ့ရုံတင်ရှိသေးတဲ့ချက်ချင်းဝုန်းကနေအရေးပြောသွားခဲ့ရပြီးခန္ဓာကိုယ်အတွင်းပိုင်း၁၁ခုချင်းစီရဲ့ကြားထဲမှာကြောက်မက်ဖွယ်ကောင်းလာတဲ့မဟာစွမ်းအင်တွေတရက်ဆက်ပေါက်ကွဲထွက်ပေါ်လာခဲ့ရပါပြီဒီတိတ်သီးစမြမလာသောမဟာစွမ်းအင်တလင်းကြောက်ကိုအောင်မြင်စွာဝါမျိုးပြီးမြောက်ပါသဖြင့်ကိုပိုင်မဟာစွမ်းအင်ပွိုင်းနဲ့တူညာအမှတ်ကိုရရှိသွားခဲ့ပြီဖြစ်ပါသည်ကိုပိုင်စွမ်းအားစနစ်80အဆင့်တိုးမြင့်သွားခဲ့ရပြီဖြစ်တယ်လို့ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှု100အဆင့်လျင်မြန်ဖြစ်လက်မှု60အဆင့်တို့တရားဆက်တိုးမြင့်ရောက်ရှိသွားခဲ့ရပြီဖြစ်ပါသည်
ကျွန်တော်ကိုပိုင်ခန္ဓာကိုယ်တွင်းပိုင်းတွေကဆက်တစ်ခုချင်းစီအဆုံးကုန်အောင်ပွဲခံတောင်းကျမ်းနေခဲ့ကြတာကိုတိတိကျကျခန်းစားလိုက်ရတာဥစ္စာဒီလိုမျိုးမဟာစွမ်းရင်တွေပြည့်နှက်သွားခဲ့ရပါတယ်ဆိုတဲ့ခန်းစားချက်ကြီးကကဘာပေါ်မှာရှိသမျှဘလို့အရသာရှိတဲ့အစားအစာမျိုးကိုမစိုးစားသုံးရတာထက်စာရင်အစာပေါင်းများစွာပုံမကောင်းမွန်လွန်းနေကြတာအမှန်ပါပဲဗျာကျွန်တော်အသိစိတ်တွေအဆုံးကုန်အယူမှုဖြစ်သွားခဲ့ရလျက်ကြန့်ရှိနေသေးတဲ့မွေးမြူရေးကန်ကြီးတွေကိုပါတရားစက်ရိုက်ခွဲဖျက်ဆီးပစ်လိုက်မိပြီးအနီရောင်အစိမ်းရောင်ခရမ်းရောင်နဲ့ရွှေရောင်စွန့်ရင်တလင်းကြောက်တုံးကြီးတွေအားလုံးကိုတခုမှမကြန့်ရှိစေပဲဆိုအတင်းကောက်ယူကအာခေါင်ထဲစီပစ်ထည့်ပြီးအပိသက်ဝမ်းမျိုးစားသုံးပစ်လိုက်ပါတော့တဲ့အုံနောက်ထဲမှာတော့စနစ်ရဲ့မဟာအချက်ပေးတန်ကြီးတွေကတရားစက်ဆူညံ့စွာမြည်ဟီးနေခဲ့ရတာပေါ့ဒီလက်ရှိကိုပိုင်ပိတာချိန်တက်16.3500ကျင်းတိုးရောက်ရှိသွားခဲ့ပြီဖြစ်တယ်လို့စွမ်းအားစနစ်980အဆင့်တို့တိုးမြင့်သွားခဲ့ရပါပြီရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှု950အဆင့်လင်းမြန်ဖြက်လက်မှု320အဆင့်တိအိမ်ရှင်ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းထဲမှာမဟာစွမ်းရည်ပမာဏအဆုံးကုန်ရှန်ထွက်နေခဲ့တာကိုရှာဖွေတွေ့ရှိရပါသဖြင့်ကိုယ်ခန္ဓာတစ်ခုလုံးဒုတိယအဆင့်မဟာစင်ကဲပြောင်းလဲခြင်းလုပ်ငန်းစဉ်ကိုချက်ချင်းစတင်ပါတော့မည်ကျွန်တော်ရဲ့ကိုယ်ပိုင်မဟာတန်ချက်ကဝိဆုံကြီးကနေရာအနှံ့မှာကျွတ်နဲ့ကွဲအပ်ကုန်ကြရပြီးအကြောင်းကြီးတွေရဲ့ကြားကနေတဆင့်အယောင်တွေးအဖြစ်ပုံမိုနဲ့မောင်လွန်းလာသလိုကာကွယ်ရေးစွမ်းအားနှုံးအဖြစ်လဲပုံမိုတောင့်တင်းခိုင်မာလာပါတယ်ဆိုတဲ့မဟာချက်ဝက်အသစ်ကြီးတွေတရားစက်ပြန်လဲပေါက်ဖွာလာခဲ့ရတာဖြစ်ပါတယ်ကျောပြင်ပေါ်ကမဟာစစ်သားချုံကြီးတွေကလည်းအလျားအဖြစ်2ပေကျော်ကနေ3ပေအထိတိုးမြင့်ရှည်လျားလာခဲ့ရပြီးဖြစ်တယ်လို့ထိပ်ဖျားတစ်ခုချင်းစီကနေလဲကြောက်မက်ဖွယ်ကောင်းလာတဲ့မဟာတွေးအောင်လဲတန်းတွေတစ်ဖြက်ဖက်ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်ကိုပိုင်နွားချိုကြီးနှစ်စင်းကတော့ပိုလို့တောင်မှကြောက်မက်ဖွယ်ကောင်းလောက်အောင်အရွယ်စားကြီးမှထွားချိုင်းသွားခဲ့ရတာဥစ္စာအလျားအဖြစ်9ပေလောက်အထိဓာတ်ရိုက်တိုးမြင့်ရှည်လျားသွားခဲ့ရပြီးဖြစ်တယ်လို့ဝမ်းအဖြစ်လဲတကယ်လူကြီးတယောက်ရဲ့ပေါင်လုံးနီးပါးအထိတုတ်ခိုင်ထွားချိုင်းသွားခဲ့ရပြီးထိပ်ဖျားကတော့ကဘာပေါ်မှာရှိသမျှဘလို့အရာမျိုးကိုမစိုးတေချာပေါက်အမှုန့်ချိတ်ဖြက်စီးဖြစ်နိုင်မဲ့ပုံစံမျိုးဖြစ်နေခဲ့ရပါပြီးအတိအကျအဲ့ဒီခိုက်တက်မှာပဲသူတေသနာအဖွဲ့တက်ခွဲတန်းတစ်ခုလုံးရဲ့အရေးပေါ်အချက်ပေးအိုတန်ကြီးကဝူးနဲ့နေရအနှံ့ကျေလောင်စွာမြည်ဟိလာခဲ့ရပါတော့တဲ့အခန်းတွင်လော့စပီကာတွေရဲ့ကြားကနေတဆင့်ဒေါက်တာစုရဲ့တကယ်ကိုပဲအယူမှုဖြစ်နေခဲ့ရပါတယ်ဆိုတဲ့ဆူရှက်လာတဲ့အတန်နဲ့ကြီးထွက်ပေါ်လာခဲ့ရတာပေါ့ကိုပိုင်ချက်စီးခြင်းစနစ်ကိုယခုချက်ချင်းစတင်လိုက်ကြစမ်းငါတို့တွေသူ့ကိုဘလို့နီးနဲ့မှဖမ်းဆီးချုပ်နှောင်ထားနိုင်ခြင်းမရှိတော့တာမို့အားလုံးအတူတူနေရာမှာတင်တေပွဲဝင်ကြတာပေါ့ကွာသူ့ရဲ့စကားတန်ကြီးအဆုံးသက်သွားခဲ့ရုံတင်ရှိသေးတဲ့သူတေသနာအဖွဲ့စခန်းကြီးတစ်ခုလုံးဝုန်းကနေပြင်းထန်စွာလှုပ်ခါသွားခဲ့ရပါတော့တယ်နေရန်တွေပေါ်မှာရှိနေခဲ့ကြပါတယ်ဆိုတဲ့အနီရောင်ရေးပေါ်မီတီကြီးတွေအားလုံးတရားစက်လျက်ခနဲလင်းထမလာခဲ့ကြရပြီးအသေးခံကောက်နှောင်းစနစ်ကြီးစတင်သွားခဲ့ရပါပြီးနောက်ထပ်10မိနစ်အတွင်းမှာတင်ဒီသူတေသနာအဖွဲ့စခန်းကြီးတစ်ခုလုံးတကယ်ကိုပဲအမိုက်ပုံဖြစ်ဝုန်းကနေပောက်ကွဲပျက်စီးသွားတော့မှအမှန်ပါပဲဗျာကျွန်တော်ရဲ့စိတ်တိတွေဝုန်းကနေလေးလံသွားခဲ့ရတာကြောင့်ချက်ချင်းအပြင်းစီကိုအမြန်ဆုံးဖောက်ထွက်ပြေးဖို့အတွက်ခန္ဓာကိုယ်ကြီးကိုလှည့်ကဝုန်းကနေပြေးထွက်လိုက်ပါတော့တယ်ဝက်ဝက်နဲ့ကြီးကလည်းကျွန်တော်ရဲ့အနောက်ကနေခြေလန်းစိတ်နဲ့ကပ်ပြီးတော့လိုက်ပါလာခဲ့တာပေါ့ဒါပေမဲ့လည်းကျွန်တော်တက်ခွဲကန်းရဲ့အပြင်ထွက်ပေါက်တကားဝစီကိုရောက်ရှိသွားခဲ့ရုံတင်ရှိသေးတယ်အရှိမတော့တွေးအိုင်ထဲကနေအသက်လူပြီးပြန်လဲထွက်ထားခဲ့ကြပါတယ်ဆိုတဲ့လုံခြုံရေးတက်ခွဲမှုကြီးနဲ့ကြန့်ရှိနေသေးတဲ့လုံခြုံရေးတက်ခွဲဝင်ချတို့ကလမ်းကြောင်းတက်တဲ့ကိုအမိရပိတ်ဆို့ထားခဲ့ကြတာဖြစ်ပါတယ်သူတို့ရဲ့လက်ထဲမှာတော့တကယ်တနက်အကြီးကြီးတွေကိုကင်ဆောင်ထားခဲ့ကြသလိုအချို့လူတွေရဲ့လက်ထဲမှာလည်းပြင်းထန်လာတဲ့မိမုတ်ဆက်တွေကိုတေးသေးချာချာချိတ်ဆွဲထားခဲ့ကြတာတွေ့ရပါတယ်။တက်ခွဲမှုကြီးရဲ့မျက်နှာပြင်တစ်ခုလုံးပြာနှမ်းနေခဲ့ရပြီးမျက်ဝန်းတွေထဲမှာတော့အသက်ဆုံးမှုဆုံးဖြတ်ချက်ချထားခဲ့ပါတယ်ဆိုတဲ့တေးမထူးနေမထူးအရေးအယောင်တွေပြည့်နေနေခဲ့တာဖြစ်ပါတယ်။ဒေါက်တာစုကငါတို့တွေကိုယ်တိုင်တေးဆုံးသွားခဲ့ရရင်တော့မှမင်းကိုဒီနေရာမှာတင်တေချာပေါက်အတူတူတေးပွဲဝင်သွားအောင်လို့စွတ်အတင်းတားဆီးထားဖို့အမိတ်ပေးထားခဲ့တယ်ကွာသူ့ရဲ့စကားတန်အဆုံးသက်သွားခဲ့ရုံတင်ရှိသေးတဲ့လူအားလုံးချက်ချင်းဆိုသလိုလက်နက်မျိုးစုံနဲ့တပြိုင်နက်တည်းဝုန်းကနေပစ်ခတ်လိုက်ကြပါတော့တဲ့တိတ်သေးလာတဲ့ကြီးစံမိုးကြီးကတကယ်မုံတိုင်းတစ်ခုလိုမျိုးတရက်ဆက်ကြောက်လာခဲ့ရသလိုမိမုတ်ဆက်တွေရဲ့ကြားကနေလည်းအဆုံးကုန်ပူပြင်းလာပါတယ်ဆိုတဲ့မဟာမီတောက်ကြီးတွေကနေရအနှံ့ပန်းထွက်လာခဲ့ရတာဖြစ်ပါတယ်ကျွန်တော်ကောင်းကင်ရန်စီမော့ပြီးတော့ပြင်းထန်စွာဟိန်းဟောက်လိုက်မိရင်ကြောက်မက်ဖွယ်ရာမဟာဟိန်းဟောက်တန်စွမ်းရည်ကိုဝုန်းကနေထက်မှန်အုံပြလိုက်ပါတော့တယ်ဒါပေမဲ့လည်းဒီတစ်ချိန်မှာတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံးကကြိုတင်ပြီးတော့တိတိကျကျပြင်ဆင်လာခဲ့ကြတာအမှန်ပါပဲဗျာသူတို့တွေရဲ့နားအဆုံမှာတော့အတန်လိုင်းဖြတ်တောက်ပေးပါတယ်ဆိုတဲ့အထူးလက်ချက်တွေကိုတက်ဆင်ထားခဲ့ကြတာဖြစ်တာကြောင့်ကျွန်တော်ရဲ့မဟာဟိန်းဟောက်တန်ကြောင့်ဖြစ်ပေါ်လာရပါတယ်ဆိုတဲ့ကြောက်ရွံ့ခြင်းမုတ်တက်ရောက်မှုကိုအစာပေါင်းများစွာရှော့ချပစ်နိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ချက်ချင်းအရှိစီကိုသာစို့အတင်းပြစ်ဝင်လိုက်မိရင်ကိုပိုင်ခန္ဓာကိုယ်ပေါ်စီကြားရောက်လာခဲ့ပါတယ်ဆိုတဲ့ကြီးစံမိုးတွေနဲ့ပြင်းထန်လာတဲ့မိတောက်ကြီးတွေကိုဒိုင်းတစ်ခုလိုမျိုးအပြေအဝတောက်ခံထားလိုက်ရတာပေါ့ကြီးစံတွေကကျွန်တော်ရဲ့မဟာတန်ချက်ကဝတ်စုံကြီးပေါ်စီလာရောက်ထိမှန်နေခဲ့မိတဲ့အချိန်ခန္ဓာကိုယ်အတွင်းပိုင်းထိထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိခဲ့တာမှန်ပေမဲ့လည်းပြင်းထန်လာပါတယ်ဆိုတဲ့ရိုက်ခတ်မှုအဟုန်တန်တွေကြောင့်ကျွန်တော်ရဲ့ပြုတ်ဝင်တိုက်ခိုက်မှုအရှိန်တုံးကတော့အနှဲငယ်နှိကွေးသွားခဲ့ရတာဖြစ်ပါတယ်။မဟာမီတောက်ကြီးတွေကလည်းကျွန်တော်ရဲ့အရေးပြားကိုတရားစက်လောင်ကျွမ်းနေခဲ့တာကြောင့်အသက်အန္တရာယ်မရှိခဲ့တာမှန်ပေမဲ့လည်းတကယ်ကိုပဲအဆုံးကုန်ခံရခက်လွန်းလာပါတယ်ဆိုတဲ့နာကျင်မှုဝေဒနာကိုတော့ခံစားလိုက်ရတာဥစ္စာကျွန်တော်ချက်ချင်းဆိုသလိုမဟာဖြက်စီးခြင်းပြုတ်ဝင်တိုက်ခိုက်မှုစွမ်းရည်ကိုထပ်မံဖွင့်လှစ်လိုက်မိရင်တကယ်ကိုပဲအယူမှုဖြစ်နေခဲ့ရပါတယ်ဆိုတဲ့မဟာတင်ကားကြီးတစ်စီးလိုမျိုးလူအုပ်ကြီးရဲ့ကြားထဲစီဝုန်းကနေပြုတ်ဝင်တိုက်ခိုက်ပစ်လိုက်ပါတော့တယ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့လေးတဲ့စီဝုန်းကနေလွင့်စင်ပြန်တက်သွားခဲ့ရပြီးနေရန်ပေါ်စီပြင်းထန်စွာရိုက်မိသွားခဲ့ကြရကတေလာရှင်လာမတိရတော့တဲ့အခြေအနေမျိုးဖြစ်သွားခဲ့ရတာပေါ့ဒါပေမဲ့လည်းမျက်နှာပေါ်မှာအမာရွတ်နဲ့တက်ခွဲမှုကြီးကတော့လုံးဝအနောက်ဘက်စီဆုတ်ခွာခြင်းမရှိခဲ့ပါဘူးဗျာသူကလက်ထဲကစက်တနက်ကြီးကိုမြေပြင်ပေါ်စီဝုန်းကနေပစ်ချလိုက်မိရင်အိတ်ကက်ထဲကနေအထူးဝေးထိန်ခလုတ်တစ်ခုကိုထုတ်ကတေပွဲဝင်လိုက်ဆန်းမဟာသားရဲ့ကြီး
သူကခလုတ်ကိုဝုန်းကန်နဲ့နှိပ်ပစ်လိုက်တဲ့အခိုက်အတန့်မှာပဲတခွဲခန်းရဲ့အပေါ်မျက်နှာချက်စီကနေအစွန်းကုန်အရွယ်စားကြီးမားထွားချိုင်းလာပါတယ်ဆိုတဲ့မဟာတန်လောင်အင်ကြီးတစ်ဆက်ခုကျော်ဝုန်းကန်နဲ့ပြုတ်ကျလာခဲ့ရပြီးကျွန်တော်ကိုအလဲတက်တက်မှတင်တိတိချာချာပိတ်ဆို့ချုံနှောင်ပစ်လိုက်ပါတော့တယ်လောင်အင်ကြီးတွေမြေပြင်ပေါ်စီကြားရောက်သွားခဲ့ရုံတင်ရှိသေးတဲ့ချက်ချင်းဆိုသလိုမဟာလျှက်စစ်တပ်အားလိုင်းတွေပွင့်လစ်သွားခဲ့ရပြီးပြင်းထန်လာပါတယ်ဆိုတဲ့လျှက်စစ်စီးကြောင်းကြီးတွေကကျွန်တော်ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးစီကိုတရက်ဆက်စီးဆင်းလာခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီတစ်ချိန်မှာတော့ကျွန်တော်ရဲ့ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုနှုန်းက950အဆင့်ထိအယူမှုရောက်ရှိသွားခဲ့ရပြီးဖြစ်တာကြောင့်ဒီလိုမျိုးတာမန်လျှက်စစ်စီးကြောင်းလေးကကျွန်တော်ကိုဘယ်လိုနည်းနဲ့မှဒူးထောက်သွားအောင်လုပ်နိုင်စွမ်းမရှိခဲ့ပါဘူးဗျာကျွန်တော်ကောင်းကင်ရန်စီမော့ပြီးတော့ပြင်းထန်စွာဟိဟောက်လိုက်မိရင်တကူလုံးမှာရှိတဲ့မဟာခွန်အားလုံးကိုအစွန်းကုန်ထုတ်သုံးကမဟာတန်လောင်အင်ကြီးကိုကိုပိုင်လက်စွမ်းနဲ့တင်ဆိုအတင်းဆွဲဖြဲပြီးရိုက်ခွဲဖျက်ဆီးပစ်လိုက်ပါတော့တယ်တက်ခွဲမှုကြီးဒါကိုမြင်တွေ့လိုက်ရတဲ့အချိန်မျက်ဝန်းတွေထဲမှာတော့တကယ်ကိုပဲအစွန်းကုန်မျောလင်းချက်မဲ့ခြင်းတွေနဲ့ထိတ်လန့်ချောက်ချမှုတွေပြည့်နှက်သွားခဲ့ရရှာတာပေါ့မိစ္ဆာမင်းကတကယ်ကိုပဲတေမင်းတမကြောက်စရာကောင်းတဲ့မိစ္ဆာကောင်ကြီးပဲကျွန်တော်ချက်ချင်းအရှိန်နဲ့ပြေးဝင်လိုက်မိရင်သူ့ရဲ့အရှိတက်တဲ့စီရောက်ရှိသွားခဲ့ရကလက်ထဲကအဝေးထိန်ခလုတ်ကိုကိုပိုင်နွားခွာနဲ့ဝုန်းကနေကန်ထုတ်ပစ်လိုက်ပါတော့တယ်ဒါပေမဲ့လည်းကျွန်တော်သူ့ကိုနေရာမှာတင်တက်ဖြတ်ခြင်းမလုပ်ခဲ့ပါဘူးဗျအဲ့ဒီအစားအပြင်ထွက်ပေါက်စီကိုသာအစွန်းကုန်အမြန်ဆုံးဆက်ပြီးပြေးထွက်ခဲ့တာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့အသေးခံကောင်းနှောင်းစနစ်ကနောက်ထပ်9မိနစ်တာအချိန်ကျန်ရှိတော့တာဖြစ်တာကြောင့်ကျွန်တော်ဒီနေရာကနေအမြန်ဆုံးဖောက်ထွက်နိုင်မှာဖြစ်တော့မှာပဲဥစ္စာကျွန်းတော်ဝဝင်တဲ့ကြီးကိုအနားမှာခေါ်ယူထားခဲ့မိရင်တက်ခွဲကန်းရဲ့အပြင်ဘက်စီကိုဝုန်းကနေပြေးထွက်လာခဲ့ကြရပြီးစင်ကြံလန်းကြောင်းတစ်လျှောက်လုံးမှာအစွန်းကုန်အရှိန်မြင့်တင်ကအယူမှုပြေးထွက်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတေသနာအဖွဲ့စခန်းကြီးရဲ့အတွင်းပိုင်းတိဆောက်ပုံကတကယ်မဟာဝင်းကဘာကြီးတစ်ခုလိုမျိုးအစွန်းကုန်ရှုပ်ထွေးလွန်းလာတာအမှန်ပါပဲဗျာလမ်းခွဲတွေလမ်းစုံတွေနဲ့လမ်းပိတ်ကြီးတွေနေရာအနှံ့မှာရှိနေကြတာဥစ္စာကျွန်တော်ရှေ့မှာပိတ်ဆို့ထားခဲ့ပါတယ်ဆိုတဲ့မဟာတမဏိတကားကြီးတွေကိုတစ်ခုပြီးတစ်ခုအရှိန်နဲ့ဝုန်းကနေရိုက်ခွဲဖျက်ဆီးပစ်လိုက်မိရင်နောက်ဆုံးမှာတော့မြေပြင်ပေါ်စီဓာတ်ရိုက်တက်လန်းနိုင်မဲ့မဟာတက်လေကားကြီးကိုလှမ်းပြီးတော့မြင်တွေ့လိုက်ရတာဖြစ်ပါတယ်။ဒါပေမဲ့ကန်ဆိုးလာတာကတက်လေကားကအရေးပေါ်အခြေအနေကြောင့်ကိုယ်ပိုင်လုပ်ငန်းဆောင်ရွက်မှုစနစ်တွေလုံးဝရပ်တန့်သွားခဲ့ရပြီဖြစ်တာကြောင့်ကျွန်တော်အရေးပေါ်လေကားတစ်တွေကနေတဆင့်သာစွတ်အတင်းတက်လန်းဖို့ဆုံးဖြတ်လိုက်ရတာပေါ့ကျွန်တော်လေကားခွင်တွင်ပိုင်းထဲစီဝုန်းကနေပြစ်ဝင်လိုက်မိရင်ခြေလေးဖက်လုံးကိုအသုံးပြုကအပေါ်ဘက်စီကိုအစွန်းကုန်အရှိန်နဲ့တက်လန်းခဲ့တာဖြစ်ပါတယ်။တေခံကောက်တောင်းစနစ်ကနောက်ထပ်3မိနစ်တာအချိန်ကျန်ရှိတော့တာဖြစ်ပါတယ်။ကျွန်တော်ကိုပိုင်ရှိန်လုံးကိုအစွန်းကုန်မြင့်တင်လိုက်မိရင်နောက်ဆုံးမှာတော့ပထမတက်စီကိုအောင်မြင်စွာတက်လန်းနိုင်ခဲ့ရပါပြီးဒါပေမဲ့ထူးဆန်းလာတာကအပြင်ဘက်စီထွက်ခွာနိုင်မဲ့မဟာအဓိကထွက်ပေါက်ကြီးကိုတော့အရွယ်စားအစွန်းကုန်ကြီးမားထွားချိုင်းလာပါတယ်ဆိုတဲ့မဟာတိုက်တေနီယန်တက်တုဆက်တကားချက်ကြီးတစ်ခုနဲ့တိတိကျကျပိတ်ဆို့ထားခဲ့တာတွေ့ရပါတယ်ကျွန်တော်ဘာမှထပ်ပြီးဝေမနေတော့ပဲချက်ချင်းဆိုသလိုကိုပိုင်မဟာဖြစ်စီခြင်းစွမ်းရည်ကိုထုတ်သုံးကအရှိန်နဲ့ဝုန်းကနေပြင်းထန်စွာစောင့်တိုက်ပစ်လိုက်ပါတော့တယ်။ကျေလောင်လာတဲ့ကဘာပြတ်မတက်မြည်ဟိတန်ကြီးတစ်ခုနဲ့အတူကျွန်တော်အရှိန်နဲ့ဝင်တိုက်ပစ်လိုက်မိတဲ့အခိုက်အတန့်မှာတင်မဟာတိုက်တေနီယန်တက်တုဆက်တကားချက်ကြီးပေါ်မှာအရွယ်စားအစွန်းကုန်ကြီးမားလာပါတယ်ဆိုတဲ့အပေါက်ကြီးတစ်ခုဝုန်းကနေပွင့်ထွက်သွားခဲ့ရပါပြီဗျာကျွန်တော်အဲ့ဒီအပေါက်ကြီးရဲ့ကြားကနေတဆင့်အပြင်ဘက်စီအမြန်ဆုံးတိုးဝေးထွက်လန်းလိုက်မိတဲ့အချိန်မျက်စိရှိမောက်မှာမြင်တွေ့လိုက်ရတာကတော့ဘေးပတ်ပတ်လည်မှာမဟာတစ်တော်ကြီးတွေအစီအီဝန်းရံထားခဲ့ပါတယ်ဆိုတဲ့တကယ်ကိုပဲလူသူစိတ်ညံလာပါတယ်ဆိုတဲ့မဟာတော်ရိုင်းမြေပြင်ကြီးတစ်ခုပါပဲကျွန်တော်ကိုပိုင်ခြေထောက်လေးဖက်လုံးကိုအသုံးပြုပြီးအရှိဘက်စီကိုအစွန်းကုန်အရှိန်နဲ့တရက်ဆက်ပြေးထွက်လိုက်မိတယ်လို့ဝက်ဝင်တဲ့ကြီးကလည်းကျွန်တော်ရဲ့ဘေးနားကနေအသက်လူပြီးအယူမှုလိုက်ပါပြေးလွှားနေခဲ့တာပေါ့စက္ကန့်30စက္ကန့်2010စက္ကန့်အတိအကျအဲ့ဒီအချိန်မှာပဲကဘာပြတ်မတက်ပြင်းထန်လာပါတယ်ဆိုတဲ့မဟာပောက်ကွဲတန်ကြီးတစ်ခုဝုန်းခနဲ့ဟိဟောက်ထွက်ပေါ်လာခဲ့ရပါတော့တယ်သူတေသနာအဖွဲ့စခန်းကြီးတစ်ခုလုံးနေရာမှာတင်အပိုင်းအစပေါင်းများစွာအဖြစ်ကွဲအပ်ကုန်ကြရလျက်အစွန်းကုန်ပျက်စီးသွားခဲ့ရပြီးမဟာမိုက်ပုံကြီးအဖြစ်ပြောင်းလဲသွားခဲ့ရတာအမှန်ပါပဲဗျာပောက်ကွဲမှုကြောင့်ထွက်ပေါ်လာခဲ့ရပါတယ်ဆိုတဲ့မဟာအရှင်ဟုံလိုင်းကရက်ကြီးတွေကတကယ်မဟာဆူနာမီလိုင်းလုံးကြီးတွေလိုမျိုးအရက်မျက်နှာအနှံ့တရက်ဆက်ပန်းထွက်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်ကိုပိုင်ခန္ဓာကိုယ်ကြီးလေးတဲ့စီဝုန်းကနေလွင့်စင်သွားခဲ့ရပြီးမြေပြင်ပေါ်စီပြင်းထန်စွာပြန်လဲပြုတ်ကျသွားခဲ့ရတာပေါ့ဝက်ဝင်တဲ့ကြီးလဲပေါက်ကွအမှုရှိန်ကြောင့်လေးတဲ့စီလွင့်ထွက်သွားခဲ့ရပြီးအရွယ်စားကြီးမားလာတဲ့မဟာတစ်ပင်ကြီးတစ်ပင်ပေါ်စီပြင်းထန်စွာရိုက်မိသွားခဲ့ရကနေရာမှာတင်တေချာပေါက်3လစ်သွားခဲ့ရရှာပါတယ်ဘေးပတ်ပတ်လဲနေရာအနှံ့မှာတော့တကယ်ကိုပဲမဟာမီးပင်လယ်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ရပြီးဖြစ်တယ်လို့ပြင်းထန်လာတဲ့မီးကိုလုံးကြီးတွေကလည်းကောင်းကင်ရန်စီတရားဆက်ပြန်တက်နေခဲ့တာဖြစ်တာကြောင့်ရှေ့မောက်မှာရှိတဲ့ဘလိုရာမျိုးကိုမဆိုတိတိကျကျမြင်တွေ့နိုင်ခြင်းလုံးဝမရှိခဲ့ပါဘူးဗျာဒေါက်တာစုမျက်နှာပေါ်မှာအမာယွန်းနဲ့တက်ခွဲမှုကြီးနဲ့တက်ရှိနေသေးတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံးကတော့ဒီလောက်အထိပြင်းထန်လာပါတယ်ဆိုတဲ့မဟာပောက်ကွဲမှုကြီးရဲ့ကြားထဲမှာတေချာပေါက်နေရာမှာတင်ပွဲချင်းပြီးအသက်ပြောက်သွားခဲ့ကြရပြီဖြစ်ပါတယ်ကျွန်တော်အသက်ကိုပြင်းထန်စွာရှူသွင်းလိုက်မိရင်ခန္ဓာကိုယ်တစ်ခုလုံးမှာလည်းပောက်ကွဲမှုကြောင့်ဖြစ်ပေါ်လာရပါတယ်ဆိုတဲ့ဒဏ်ရာအနာတရားမျိုးစုံရှိနေကြတာဖြစ်ပေမဲ့ကိုပိုင်မျက်ဝန်းအစုံရဲ့ကြားကနေတော့အစွန်းကုန်စိတ်လှုပ်ရှားလွန်းလာပါတယ်ဆိုတဲ့အရေးအယောင်တွေတစ်ဖက်ဖက်ထွက်ပေါ်နေကြတာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးတော့ဘေးကင်းစွာနဲ့အသက်ရှင်တန်ခွင့်ရရှိသွားခဲ့ပြီဖြစ်တယ်လို့အရင်ကထက်စာရင်လည်းအစပေါင်းများစွာပုံမတမ်းမှထွားချိုင်းသွားခဲ့ရပြီဖြစ်တာကြောင့်ပဲဥစ္စာအုံနောက်ထဲမှာတော့စနစ်ရဲ့မဟာအောင်ပွဲခံတန်ကြီးထွက်ပေါ်လာခဲ့ပါတော့တယ်ဒီသူတေသနာအဖွဲ့တက်ခွဲခန်းအတွင်းမှာဘေးကင်းစွာအောင်မြင်စွာဖောက်ထွက်ပြေးနိုင်ခဲ့ပါသဖြင့်ကိုပိုင်မဟာအောင်မြင်မှုပွဲတစ်စိတ်တစ်ခုကိုရှင်းပြလိုက်ပါပြီးတေမင်းနှုတ်ခမ်းဝါမှာအသက်ရှင်တန်ခြင်း
လက်ရှိကိုပိုင်ပိတာချိန်တက်16.35ချင်းတိုးရောက်ရှိသွားခဲ့ပြီဖြစ်တယ်လို့စွမ်းအားစနစ်980အဆင့်ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု950အဆင့်လျင်မြန်ဖြတ်လက်မှု320အဆင့်တို့တရားဆက်ရောက်ရှိသွားခဲ့ရပြီဖြစ်ပါတယ်။အင်ရှင်နေဖြင့်လက်ရှိအခြေအနေအရမဟာနက်ရှိုင်းဆုံးအရေးဆိုးနောတူကြီးရဲ့အစွန်းကုန်အမြင့်မားဆုံးသောအထုပ်ထိပ်အခြေအနေစီတို့တိတိကျကျရောက်ရှိသွားခဲ့ရပြီဖြစ်ပါတယ်။စနစ်၏အကြံပြုချက်အင်ရှင်နေဖြင့်ကိုပိုင်စွမ်းရည်အကန့်အသတ်အတားအဆီးအလုံးကိုထပ်မံချိုးဖျက်ပစ်နိုင်ရန်အတွက်ပုံမတမထွားချိုင်းလာသောမဟာပြိုင်ဘက်အသစ်များကိုယခုထက်ပုံမရှာဖွေတိုက်ခိုက်သွားရန်အပြင်းထန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ကျွန်တော်အဝေးစီမှာတရားစက်တရှိနေခဲ့ပါတယ်ဆိုတဲ့အစုံမရှိလာတဲ့မဟာတောင်တန်းကြီးတွေစီကိုလှမ်းပြီးတော့ကြီးလိုက်မိတဲ့အချိန်မြဝန်းတွေထဲမှာတော့အစွန်းကုန်ပြင်းထန်လာပါတယ်ဆိုတဲ့မျှော်လင့်ချက်အရေးအယောင်တွေတစ်ဖြက်ဖက်ပန်းထွက်သွားခဲ့ရတာအမှန်ပါပဲဗျာကျွန်တော်ကိုပိုင်ခြေထောက်တွေကိုအသုံးပြုပြီးတတိလေးနေခဲ့ရှာပါတယ်ဆိုတဲ့ဝက်ဝက်နဲ့ကြီးကိုကိုပိုင်ရင်ခွင်ထဲမှာတိတိကျကျပွေ့ပိုက်ထားလိုက်မိရင်တိတ်သေးလာတဲ့မဟာတစ်တော်ကြီးရဲ့အတွင်းပိုင်းထဲစီကိုခြေတလန်းချင်းစီမှန်မှန်ကန်ကန်လှမ်းဝင်လိုက်ပါတော့တယ်မိနစ်30ခန့်ကြာအောင်တစ်တော်အတွင်းပိုင်းထဲမှာခြေလန်းမှန်မှန်နဲ့ရှောက်လန်းပြီးရဲ့နောက်မှာတင်ကိုပိုင်ရင်ခွင်ထဲကဝက်ဝက်နဲ့ကြီးကနောက်ဆုံးတော့မျက်လုံးအစုံကိုအတာအရာဖွင့်လှစ်လိုက်မိရင်တတိပြန်လဲရရှိလာခဲ့တာဖြစ်ပါတယ်သူကျွန်တော်ကိုကြည့်လိုက်မိတဲ့အခိုက်အတန့်မှာမျက်ဝန်းအစုံထဲမှာတော့အစွန်းကုန်လေးနဲ့လာပါတယ်ဆိုတဲ့ကျေးဇူးတင်ရှိခြင်းအရေးအယောင်တွေအပြည့်အဝနေရာယူထားခဲ့တာဖြစ်ပြီးကြည့်ရတာပါပဲဖြစ်ဖြစ်သူ့ရဲ့ကိုပိုင်အသက်ကိုကျွန်တော်ကိုယ်တိုင်တိတိကျကျကဲတင်ပေးခဲ့တာဖြစ်တယ်ဆိုတာကိုသူလဲစိတ်ထဲကနေအပြည့်အဝသိရှိနားလည်သွားခဲ့ရှာပုံပဲဥစ္စာကျွန်တော်ဝက်ဝက်နဲ့ကြီးကိုအနောက်ကနေလိုက်ပါလာဖို့အတွက်အတားအရာချက်ပေးဟိန်းဟောက်လိုက်မိရင်ရှေ့စီကိုဆက်လက်လျှောက်လန်းလာခဲ့ပါတယ်အဲ့ဒီခိုက်တက်မှာပဲအုံနောက်ထဲကနေစနစ်ရဲ့မဟာချက်ပေးတန်ကြီးထွက်ပေါ်လာခဲ့ပြန်လာပေါ့ဒီအရှိတ်3ကီလိုမီတာအကွာမှာစွမ်းအင်အဆုံးကုန်မြင့်မားလာတဲ့မဟာသားရဲ့တိရစ္ဆာန်အုပ်ကြီးတည်ရှိနေတာကိုရှာဖွေတွေ့ရှိရပါတဲ့ဖြင့်အင်ရှင်နေဖြင့်ယခုချက်ချင်းတွားရောက်မဲလိုက်ပြရန်အပြင်းထန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ဒါကိုကြားလိုက်ရတဲ့အချိန်ကျွန်တော်ရဲ့မျက်ဝန်းအစုံဝန်းကနေတောက်ပသွားခဲ့ရပြီးခြေလမ်းတွေကိုအရှိန်ဟုန်နဲ့မြင့်တင်လိုက်ပါတော့တဲ့အရှိစီကိုပုံမနှက်ဆိုင်စွာရှောက်လန်းသွားလေတူးထဲမှာညှိစော်နှံလာတဲ့သွေးညီနှံတွေကပုံမပြင်းထန်လာခဲ့လေပါပဲဗျာနောက်ဆုံးမှာတော့တော်တွင်ကွင်းပြင်ကျဲကြီးတစ်ခုစီကိုရောက်ရှိသွားခဲ့ရပြီးမျက်စိရှိမောက်ကမြင်ကွင်းကြီးကြောင့်ကျွန်တော်အဆုံးကုန်အံ့ဩတုန်လှုပ်သွားခဲ့ရပါတယ်နေရအနှံ့မြေပြင်ပေါ်မှာတော့သမင်းတွေတောဝက်တွေဝံပလွေတွေနဲ့ဝက်ဝံအမြောက်များရဲ့တာရဲအလောင်းကောင်ကြီးတွေတရားဆက်ပြန့်ကျဲနေခဲ့တာတွေ့ရပါတယ်ဥစ္စာအဲ့ဒီအလောင်းပုံကြီးရဲ့အလဲတက်မှာတော့အရွယ်စားအစွန်းကုန်ကြီးမားထွားချိုင်းလာတဲ့ဗီဇပြောင်းတာရဲကြီး9ကောင်10ကောင်လောက်ဝင်းရံရက်တက်နေခဲ့ကြတာဖြစ်ပါတယ်သူတို့ရဲ့ခေါင်းဆောင်ကတော့တာမန်ကြားတစ်ကောင်ထက်3ဆမကပုံမကြီးမားလာတဲ့ဗီဇပြောင်းမဟာကြားကြီးတစ်ကောင်ဖြစ်ပြီးဒီကိုယ်လုံးမှာရှိတဲ့ကြွတ်သားဆိုင်ကြီးတွေကဖောင်းကျွနေခဲ့တယ်လို့မျက်ဝန်းအစုံကလည်းစိမ့်ဖန့်ဖန့်အယောင်တွေတောက်ပနေခဲ့တာဖြစ်ပါတယ်သူ့ရဲ့ဘေးနားမှာတော့ဗီဇပြောင်းတစ်ကြား2ကောင်ဗီဇပြောင်းတော့ဝက်တစ်ကောင်နဲ့ဗီဇပြောင်းဝုံပလွေအမြောက်များရှိနေခဲ့ကြတာဖြစ်ပြီးကြည့်ရတာဒီကောင်တွေကအုပ်စုဖွဲ့ပြီးတော့ဒီနယ်မြေတစ်ခုလုံးမှာတရက်ဆက်အမဲလိုက်တောင်းကျမ်းနေခဲ့ကြပုံပဲဗျာဗီဇပြောင်းကြားကြီးကကျွန်တော်ကိုမြင်တွေ့လိုက်ရတဲ့အခိုက်အတန့်မှာပဲမျက်ဝန်းတွေထဲမှာအစွန်းကုန်တတိထားမှုတွေထွက်ပေါ်လာခဲ့လျက်ပြင်းထန်စွာဟိန်းဟောက်လိုက်ပါတော့တဲ့ကြန့်ရှိနေသေးတဲ့ဗီဇပြောင်းသားရဲတွေအားလုံးချက်ချင်းပဲဘေးပတ်လဲစီတရားဆက်ပြန်နှံ့သွားခဲ့ကြရပြီးကျွန်တော်ကိုအလဲတက်မှာတင်ဝိုင်းရံပိတ်ဆို့လိုက်ကြတာပေါ့ကျွန်တော်ကိုပိုင်မီကိုအတားအရာခါရန်လိုက်မိရင်လုံးဝကြောက်ရွံ့ထိတ်လန့်ခြင်းမရှိခဲ့ပါဘူး။ကြာဒီတာရဲကောင်တွေကဘုံစွမ်းအားနှုံတတ်မာတဲ့ဆိုရင်တောင်မှကျွန်တော်ရဲပြိုင်ဘက်ဖြစ်လာဖို့တကယ်ကိုပဲအဝေးကြီးလိုပါသေးတဲ့ဥစ္စာအဲ့ဒီအချိန်မှာပဲဗီဇပြောင်းကြားကြီးကပထမဆုံးအကြိမ်ဖြစ်အရှိစီကိုဝုန်းကနေစတင်ပြုတ်ဝင်တိုက်ခိုက်လာခဲ့ပါတော့တဲ့သူ့ရဲ့အရှိန်တုံးကတကယ်လျက်စီးလက်တလိုမျိုးအစွန်းကုန်လင်းမြန်လွန်းလာပြီးကျွန်တော်ရဲ့လေပင်စီကိုဓာတ်ရိုက်ခုံအုပ်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်ခန္ဓာကိုယ်ကိုဘေးဘက်စီအတာအရာရှောင်တိန်လိုက်မိရင်ကိုပိုင်မဟာနွားချိုကြီးနှစ်စင်းနဲ့သူ့ရဲ့ဝမ်ပိုက်သားစီကိုအရှိန်နဲ့ဝုန်းကနေပြန်လဲထိုးဆိုင်ပစ်လိုက်တာပေါ့ဗီဇပြောင်းကြားကြီးကလေထဲမှာတင်ခန္ဓာကိုယ်ကိုဝုန်းကနေလှည့်ပတ်လိုက်မိတာကြောင့်တေစီနိုင်လောက်မဲ့မဟာတန်ရကြီးကိုတော့တီတီလေးရှောင်တိန်သွားနိုင်ခဲ့ရှာပါတယ်ဒါပေမဲ့လည်းသူ့ရဲ့နဘေးတစ်လျှောက်မှာတော့သွေးဆက်တွေတရက်ဆက်စိမ့်ထွက်လာစေမဲ့မဟာအကြောင်းကြီးတစ်ခုဆိုးဆိုးရွားရွားထွက်ပေါ်သွားခဲ့ရပြီဖြစ်တာကြောင့်မြေပြင်ပေါ်စီပြန်လဲကြားရောက်သွားခဲ့ရတဲ့အခိုက်အတန့်မှာပဲမျက်ဝန်းတွေထဲမှာကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့အတူအနောက်ဘက်စီကိုချက်ချင်းဆုတ်ခွာသွားခဲ့ရတာပေါ့အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးတော့ဗီဇပြောင်းတစ်ကြားနှစ်ကောင်ကဘေးဘက်ကနေတဆင့်ဝုန်းကနေအထက်မှန်ခုံအုပ်လာခဲ့ကြပြန်ပါတယ်ဗျာသူတို့ရဲ့ချွန်ထက်လာပါတယ်ဆိုတဲ့ကိုပိုင်လက်သေးကြီးတွေကကျွန်တော်ရဲ့မျက်ဝန်းအစုံစီကိုတရက်ဆက်ဥတီလာခဲ့တာဖြစ်တာကြောင့်ကျွန်တော်ခန္ဓာကိုယ်ကိုချက်ချင်းဝုန်းကနေလှည့်ပတ်လိုက်မိရင်ကြောပြင်ပေါ်ကမဟာစစ်သားချွန်ကြီးတွေကိုအသုံးပြုပြီးတိုက်ရိုက်ရင်ဆိုင်လိုက်ပါတော့တဲ့တစ်ကြားတစ်ကောင်ကတော့အချိန်မီတုတ်ပြန်နိုင်ခြင်းမရှိခဲ့တာကြောင့်မဟာစစ်သားချွန်ကြီးတွေနဲ့တိုက်ရိုက်ထိုးဆိုင်ချင်းခံလိုက်ရပြီးနေရာမှာတင်တွေးအိုင်တဲ့ဝုန်းကနေလဲကြကပွဲချင်းပြီးအသက်ပြောက်သွားခဲ့ရရှာပါတယ်ကျန်ရှိနေသေးတဲ့တစ်ကြားတစ်ကောင်ကတော့အစွန်းကုန်ထိတ်လန့်သွားခဲ့ရလျက်အနောက်ဘက်စီကိုအမြန်ဆုံးဆုတ်ခွာသွားခဲ့ရပြီးကျွန်တော်အနားစီကိုထပ်မံချင်းကပ်ဖို့လုံးဝမဝင်ရဲတော့ပါဘူးဗျာအဲ့ဒီအချိန်မှာပဲအနောက်ဘက်ကနေတဆင့်ဗီဇပြောင်းတောဝက်ကြီးတစ်ကောင်ကအရှိန်နဲ့ဝုန်းကနေပြုတ်ဝင်လာခဲ့မိရင်သူ့ရဲ့ချွန်ထက်လာတဲ့ကိုပိုင်ဆွဲကြီးနှစ်စင်းနဲ့ကျွန်တော်ရဲ့အနောက်ခြေထောက်စီကိုစိုးအတင်းထိုးဆိုင်ဖို့ပြင်ဆင်လိုက်တာပေါ့ကျွန်တော်အနောက်ခြေဘွားကိုဝုန်းကနေမြောက်လိုက်မိရင်သူ့ရဲ့ဥကောင်းတက်တဲ့စီကိုအစွန်းကုန်ခွန်အားနဲ့ပိတ်ကန်ပစ်လိုက်ပါတော့တယ်
ဝုန်းဆိုတဲ့ပြင်းထန်လာတဲ့မြေကြီးတန်ကြီးတစ်ခုနဲ့အတူတောဝက်ကြီးရဲ့ဥကောင်းခွန်တစ်ခုလုံးတစားစီကွဲအပ်ပျက်စီးသွားခဲ့ရပြီးမြေပြင်ပေါ်စီဝုန်းကနေလဲကျကပြန်လဲထွက်နိုင်ခြင်းလုံးဝမရှိတော့ပါဘူးဗျစက္ကန့်ပိုင်းတွင်းမှာတင်ကျွန်တော်ဗီဇပြောင်းတားရဲကြီးနှစ်ကောင်ကိုတိတိကျကျအပိတက်တက်ဖြတ်ပစ်လိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်ကြန့်ရှိနေသေးတဲ့ဗီဇပြောင်းဝုန်းပလွေတွေအားလုံးဒါကိုမြင်တွေ့လိုက်ရတဲ့အချိန်တစ်ခုလုံးတုံတုံရင်နဲ့အဆုံးကုန်ထိတ်လန့်သွားခဲ့ကြရပြီးကျွန်တော်အနားစီကိုလုံးဝထပ်ပြီးမချင်းကဲရဲကြတော့ပါဘူးဥစ္စာသားကိုမြင်တွေ့လိုက်ရတဲ့ဗီဇပြောင်းကြားကြီးရဲ့မျက်ဝန်းတွေထဲမှာတော့အစွန်းကုန်ပြင်းထန်လာတဲ့ဒေါသရိပ်တွေတရက်ဆက်ပန်းထွက်လာခဲ့ရပါတော့တယ်သူကကောင်းကင်ရန်စီမော့ပြီးတော့ပြင်းထန်စွာဟိဟောက်လိုက်မိတဲ့အခိုက်အတန့်မှာပဲခန္ဓာကိုယ်ကြီးကဝုန်းကနေပပူမိုးကြီးမားထွားချိုင်းလာခဲ့တာဖြစ်ပါတယ်ဒီကောင်ကတကယ်ကိုပဲကိုပိုင်သွေးစာမုပ်ကိုဖွင့်လှစ်နိုင်စွမ်းရှိနေခဲ့တာပဲဗျာသွေးစာမုပ်ပွင့်လစ်သွားခဲ့ပြီးတဲ့နောက်ဗီဇပြောင်းကြားကြီးရဲ့ခန္ဓာကိုယ်အရွယ်စားကတိတိတတာကိုပုံမိုးကြီးမားသွားခဲ့ရတယ်လို့ကိုပိုင်စွမ်းအားစနစ်နဲ့အချိန်လုံးကလည်းအစပေါင်းများစွာတရက်ဆက်တိုးမြင့်သွားခဲ့ရပြီဖြစ်ပါတယ်သူကကျွန်တော်စီကိုထပ်မံပြီးတော့ဝုန်းကနေခုံအုပ်တိုက်ခိုက်လာခဲ့မိပြန်တာပေါ့ဒီတစ်ချိန်မှာတော့သူ့ရဲ့အချိန်လုံးကတကယ်ကိုပဲမျက်စိနဲ့တောင်မှတိတိကျကျမမြင်တွေ့နိုင်လောက်အောင်အစွန်းကုန်လျင်မြန်လွန်းလာတာဖြစ်ပါတယ်သူ့ရဲ့ချွန်ထက်လာပါတယ်ဆိုတဲ့လက်သေးကြီးတွေကကျွန်တော်ရဲ့မဟာတန်ချက်ကဝစ်စုံကြီးပေါ်စီဆိုအတင်းကုတ်ချစ်ပစ်လိုက်မိတာကြောင့်နှက်ဆိုင်လာတဲ့အကြောင်းကြီး၃ကြောင်းဝုန်းကနေထွက်ပေါ်သွားခဲ့ရပြီးကိုပိုင်ကာကွယ်ရေးစနစ်ကိုတော့မှချိုးဖျက်နိုင်လောက်မဲ့အခြေအနေမျိုးဖြစ်သွားခဲ့ရတာဥစ္စာကျွန်တော်ပြင်းထန်လာတဲ့နာကျင်မှုဝေနာကြောင့်အနောက်ဘက်စီကိုခြေလမ်းချို့ဝုန်းကနေဆုတ်ခွာသွားခဲ့ရမိရင်မျက်ဝန်းတွေထဲမှာတော့တကယ်ကိုပဲအစွန်းကုန်လေးနဲ့တီကြီးရဲ့အရေးအယောင်တွေနေရာယူသွားခဲ့ရပါပြီဒီကောင်ကတကယ်ကိုပဲခွန်အားအချို့ရှိနေခဲ့တာပဲဗျာဗီဇပြောင်းကြားကြီးကအသာစီးရသွားခဲ့ပြီဖြစ်တာကြောင့်ကျွန်တော်အပေါ်စီကိုတရက်ဆက်အဆက်မပြတ်တိုက်ခိုက်တော့တာပေါ့သူ့ရဲ့လက်သေးတွေနဲ့ချွန်ထက်လာတဲ့အဆွဲကြီးတွေကတကယ်မုံတိုင်းတစ်ခုလိုမျိုးတရက်ဆက်ကြားရောက်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့မဟာကျဝတ်တစားကြီးကဘုံစွမ်းအားလုံးတောင်းတင်းခိုင်ပါတယ်ဆိုရင်တော့မှဒီလောက်ထိပြင်းထန်လာပါတယ်ဆိုတဲ့တရက်ဆက်တိုက်ခိုက်မှုတံကိုလုံးဝတောက်ခံနိုင်ခြင်းမရှိတော့ပဲကလင်နဲ့နေရာအနှံ့မှာကွဲအပ်ကုန်ကြရပါပြီဗျာကျွန်တော်အချိန်ထပ်ပြီးတော့ဆွဲမနေတော့ပဲဒီတိုက်ပွဲကိုအမြန်ဆုံးအပြီးသက်ပြဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ကျွန်တော်ချက်ချင်းဆိုသလိုသွေးစာမုပ်မဟာမြတ်ဝန်းစွမ်းရည်ကိုဝုန်းကနေဖွင့်လှစ်ပစ်လိုက်ပါတော့တယ်ကိုပိုင်မြတ်ဝန်းအစုံတစ်ခုလုံးတကယ်တွေးအောင်လိုမျိုးနီးရဲသွားခဲ့ရပြီးကိုပိုင်စွမ်းအားစနစ်ကလည်းရှေ့ရအဆင့်ထိတရားဆက်ရှန်ထွက်တိုးမြင့်သွားခဲ့ရပါပြီကျွန်တော်ပြင်းထန်စွာဟိဟောက်လိုက်ပြီးရင်းမဟာဖြက်စီးခြင်းပြည့်ဝင်တိုက်ခိုက်မှုစွမ်းရည်ကိုဝုန်းကနေဖွင့်လှစ်ကအရှိတက်စီကိုပြည့်ဝင်လိုက်တာပေါ့ဗီဇပြောင်းကြားကြီးကဘေးဘက်စီကိုအမြန်ဆုံးရှောင်တိန်ဖို့ကြိုးစားလိုက်မိပေမဲ့လည်းကျွန်တော်ရဲ့အရှိန်လုံးကသူ့ထက်စာရင်အစပေါင်းများစွာပုံမှုမြန်ဆန်လုံးနေခဲ့တာဥစ္စာဝုန်းဆိုတဲ့ကဘာပြတ်မတက်ကျဲလောင်လာတဲ့မြေကြီးတန်ကြီးတစ်ခုနဲ့အတူကျွန်တော်သူ့ရဲ့ကိုယ်ရဲ့ကြီးကိုအမိအယဝင်ရောက်ဆောင်တိုက်ပစ်လိုက်မိတာကြောင့်ကြားကြီးလေးတဲ့စီဝုန်းကနေလွင့်စင်ပြန်တက်သွားခဲ့ရပြီးအဝေးမှာရှိတဲ့မဟာတစ်ပင်ကြီးတစ်ပင်ပေါ်စီပြင်းထန်စွာရိုက်မိသွားခဲ့ရကတစ်ပင်ပင်စီကြီးပါထပ်ပိုင်းဝုန်းကနေကျုပ်ပြတ်သွားခဲ့ရပါတော့တယ်ကျွန်တော်အဲ့ဒီအခွင့်အရေးကိုအမိရစုပ်ကိုင်လိုက်မိရင်ရှေ့စီကိုဝုန်းကနေထပ်မံပြုတ်ဝင်သွားခဲ့ရကကိုပိုင်မဟာနွားချူကြီးနဲ့ဆင်းနဲ့သူ့ရဲ့ရင်ဘတ်တစ်စီကိုအစွန်းကုန်ခွန်အားနဲ့ထိုးဆိုင်ပစ်လိုက်ပါတော့တယ်ဗီဇပြောင်းကြားကြီးကဆူရှာလာတဲ့နာကျင်မှုအော်ဟစ်တန်ကြီးတစ်ခုထွက်ပေါ်လာခဲ့လျက်အသက်လူပြီးတော့အယူမှုရုန်းကန်နေခဲ့ရှာပေမဲ့လည်းကျွန်တော်ရဲ့မဟာနွားချူကြီးနဲ့ဆင်းရဲ့ကြားကနေလုံးဝရုန်းထွက်နိုင်ခြင်းမရှိခဲ့ပါဘူးဗျာကျွန်တော်ခန္ဓာကိုယ်ကိုအရှိန်နဲ့ဝုန်းကနေလှည့်ပတ်လိုက်မိရင်သူ့ရဲ့ကိုယ်ရဲ့ကြီးကိုမြေပြင်ပေါ်စီပြင်းထန်စွာရိုက်ချပစ်လိုက်တာပေါ့ဗီဇပြောင်းကြားကြီးကမြေပြင်ပေါ်မှာချက်ချင်းဆိုသလိုအနှဲငယ်တုံရီသွားခဲ့ရပြီးတဲ့နောက်ဆုံးမှာတော့လုံးဝငြိမ့်သက်သွားခဲ့ရပြီးပွဲချင်းပြီးတေးဆုံးသွားခဲ့ရပါပြီချက်ရှိနေသေးတဲ့ဗီဇပြောင်းဝင်ပွလွေတွေအားလုံးသူတို့ရဲ့ခေါင်းဆောင်ကြားကြီးတေးဆုံးသွားခဲ့ရပြီးဖြစ်တာကိုမြင်တွေ့လိုက်ရတဲ့အချိန်အစွန်းကုန်ထိတ်လန့်ချောက်ချသွားခဲ့ကြရပြီးအနောက်ဘက်စီကိုလှည့်ကအယူမှုထွက်ပြေးကြတော့တာပေါ့ဒါပေမဲ့လည်းကျွန်တော်အနေနဲ့သူတို့ကိုဒီအတိုင်းဘေးကင်းစွာထွက်ပြေးခွင့်ပေးဖို့ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးဥစ္စာကျွန်တော်ကိုယ်ပိုင်ဓမ္မဟာအမြင့်မားဆုံးအရှိန်လုံးကိုဝုန်းကနေပွင့်လစ်လိုက်ပြီးရင်စက္ကန့်ပိုင်းတွင်းမှာတင်သူတို့ရဲ့အနောက်စီကိုချက်ချင်းအမိရလိုက်ပါမှဒီတွဲသွားခဲ့တာဖြစ်ပါတယ်မျက်စိတမိတ်တွင်းမှာတင်ကျွန်တော်ဗီဇပြောင်းဝင်ပွလွေတွေအားလုံးကို၎င်းမှမကြမ်းရှိစေပဲတိတိကျကျအပိသက်တက်ဖြတ်ပစ်လိုက်နိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တကူလုံးမှာသွေးဆက်တွေတရားဆက်ချိတ်ဆွဲနေခဲ့လျက်တားရဲအလောင်းပုံကြီးရဲ့အလဲတက်မှာရက်တက်နေခဲ့မိပြီးအမောတကောနဲ့အသက်ကိုပြင်းထန်စွာရှူသွင်းနေခဲ့ရတာပေါ့အဲ့ဒီအချိန်မှာပဲဝက်ဝနဲ့ကြီးကကျွန်တော်အနားစီကိုခြေလမ်းမှန်နဲ့ချင်းကပ်လာခဲ့မိရင်မျက်ဝန်းတွေထဲမှာတော့အစွန်းကုန်ရိုးသေးခံရခြင်းအရေးအယောင်တွေပြည့်နေနေခဲ့တာတွေ့ရပါတယ်ကျွန်တော်လည်းကြန့်ရှိနေသေးတဲ့ဗီဇပြောင်းတားရဲကြီးတွေရဲ့အလောင်းကောင်တွေကိုချက်ချင်းပဲတရားဆက်စတင်ဝါမျိုးစားသုံးပစ်လိုက်ပါတော့တယ်ပူနွေးလာပါတယ်ဆိုတဲ့သွေးသားတွေကကိုယ်ပိုင်ခန္ဓာကိုယ်အတွင်းပိုင်းနဲ့စီကိုထပ်မံပြီးတော့တရားဆက်စိတ်ဝင်လာခဲ့ရပြီးအရင်ကလိုမျိုးပဲအစွန်းကုန်ပူပြင်းလာပါတယ်ဆိုတဲ့မဟာလောင်ကျွမ်းခြင်းခံစားချက်ကြီးထွက်ပေါ်လာခဲ့ရပြန်တာပေါ့အမျိုးချင်းလုပ်ငန်းစဉ်အောင်မြင်စွာပြီးမြောက်သွားခဲ့ရပြီးတဲ့နောက်အုံနောက်ထဲကနေစနစ်ရဲ့အချက်ပေးတန်ကြီးထွက်ပေါ်လာခဲ့ရပါပြီဗျာဒီလက်ရှိကိုယ်ပိုင်ပိတာချင်းတက်319x 4နှစ်ရချင်းတိုးရောက်ရှိသွားခဲ့ပြီးဖြစ်တယ်လို့စွမ်းအားစနစ်650အဆင့်ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှု600အဆင့်လျင်မြန်ဖြတ်လက်မှု380အဆင့်တို့တရားဆက်ရောက်ရှိသွားခဲ့ရပါပြီစနစ်ဤမဟာစစ်ဆေးချက်အရအင်ရှင်အနေဖြင့်လက်ရှိမဟာနတ်ဆိုင်ဆုံးအရေးဆိုးနွားတိုးကြီးမျိုးနွယ်စုရဲ့အမြင့်မားဆုံးသောအကန့်အသတ်အတားစီစီတို့ရောက်ရှိသွားခဲ့ရပြီးဖြစ်ပါသဖြင့်ထပ်မံ၍စင်ကဲပြောင်းလဲခြင်းပြုလုပ်နိုင်တော့မည်မဟုတ်ပါထို့ကြောင့်အင်ရှင်အနေဖြင့်လက်ရှိမျိုးနွယ်စုရဲ့အကန့်အသတ်ကိုတိတိကျကျချုပ်ဖြတ်ဖြစ်နိုင်ရန်အတွက်တကယ်မဟာတနာရီလာတာရဲ့တိရစ္ဆာန်များကိုရှာဖွေကဝါမျိုးစားသုံးပြည့်ရန်အပြင်းထန်တိုက်တွန်းလို့ဆိုအပ်ပါသည်
မဟာတနာဤလာတာရဲ့တိရစ္ဆာန်ဆိုတာကတကယ်ကိုပဲဘလို့ရမျိုးကိုပြောတာလဲဗျာစနစ်ကတော့စကလုံးအဖြစ်လုံးဝပြန်လဲဖြေချခြင်းမလုပ်ခဲ့ပေမဲ့လည်းကိုပိုင်အုံနောက်အသိစိတ်ထဲမှာတော့မဟာပုံရိပ်တစ်ခုဝုန်းကနေထွက်ပေါ်လာခဲ့ရတာဖြစ်ပါတယ်ဒါကတော့ပုံမနဲ့ရှိုင်းလာပါတယ်ဆိုတဲ့မဟာတော်ရိုင်းမြေပြင်ကြီးရဲ့အနက်ရှိုင်းဆုံးနေရာတစ်ခုဖြစ်ပြီးအရွယ်စားအဆုံးကုန်ကြီးမားလာတဲ့ရှေးဟောင်းတစ်ပင်ကြီးတွေနဲ့မဟာမျိုးမျိုးမြက်မြက်မြူကိုလုံးကြီးတွေနေရာအနှံ့ဖုံးလွှမ်းနေခဲ့တာဖြစ်ပါတယ်အဲ့ဒီမြူခိုးလုံးကြီးတွေရဲ့အနက်ရှိုင်းဆုံးအလဲတက်မှာတော့အရွယ်စားအဆုံးကုန်ကြီးမားထွားကြိုင်လွန်းလာပါတယ်ဆိုတဲ့မဟာအီယာမတာရဲ့ကြီးအချို့ရဲ့ကိုယ်ရဲ့ပုံရိပ်တွေကိုဝေဝါလှမ်းပြီးတော့မြင်တွေ့လိုက်ရတာဖြစ်ပြီးသူတို့ရဲ့ကြားကနေကြောက်မက်ဖွယ်ကောင်းလာတဲ့မဟာပီအားလိုင်းကရက်တွေတရားဆက်ဆင်းထွက်နေကြတာဖြစ်တာပေါ့ဒီလိုမျိုးမဟာပုံရိပ်ကြီးကိုတိတိကျကျမြင်တွေ့လိုက်ရတဲ့အချိန်ကျွန်တော်ရဲ့မျက်ဝန်းတွေထဲမှာအဆုံးကုန်စိတ်လှုပ်ရှားလွန်းလာပါတယ်ဆိုတဲ့အရေးအယောင်တွေတစ်ဖြက်ဖက်ပန်းထွက်သွားခဲ့ရတာအမှန်ပါပဲပြကြည့်ရတာတကယ်မဟာစိန်ခေါ်မှုအစစ်အမှန်ကြီးကအခုချိန်မှတင်တိတိကျကျစတင်တော့မှာပဲဖြစ်ပါတယ်အတိအကျအဲ့ဒီခိုက်တက်မှာပဲအဝေးကနေတဆင့်ရဟတ်ရင်တွေရဲ့ဝုန်းဝုန်းဆိုတဲ့ပြင်းထန်လာတဲ့အင်ဂျင်တန်ကြီးတွေတရက်ဆက်ထွက်ပေါ်လာခဲ့ရပါတော့တယ်ကျွန်တော်ကောင်းကင်ရန်စီမော့ပြီးတော့ကြီးလိုက်မိတဲ့အချိန်လက်နဲ့မျိုးစုံတိတိကျကျတက်ဆင်ထားခဲ့ကြပါတယ်ဆိုတဲ့မဟာတိုက်ခိုက်ရေးရဟတ်ရင်၃စီးကျွန်တော်တို့တရှိနေတဲ့နေရာစီကိုတရက်ဆက်ပြန်တက်လာခဲ့ကြတာတွေ့ရပါတယ်ဥစ္စာရဟတ်ရင်တွေရဲ့ကိုယ်လေပေါ့မှာတော့သူတေသနာအဖွဲ့တက်ခွဲခန်းရဲ့ကိုပိုင်စိတ်စာသားကြီးကိုတိတိကျကျရေးသားထားခဲ့တာဖြစ်တာကြောင့်ကြည့်ရတာဒေါက်တာစုကအရင်ကပောက်ကွဲမှုကြီးရဲ့ကြားထဲမှာတေဆုံးသွားခဲ့ခြင်းမရှိခဲ့ပဲအခုလိုမျိုးကိုပိုင်မဟာစစ်ကူအဖွဲ့တွေကိုပါတရက်ဆက်ထပ်မံခေါ်ယူလိုက်ပုံပဲဗျာဒေါက်တာစုရဲ့တကယ်ကိုပဲအယူမှုဖြစ်နေကြရပါတယ်ဆိုတဲ့ဆူရှာလာတဲ့အတန်းနဲ့ကြီးကရဟတ်ရင်ပေါ်ကမဟာလော့စပီကာရဲ့ကြားကနေတဆင်နေရာအနှံ့မှာကျဲလောင်စွာထွက်ပေါ်လာခဲ့ရပါတော့တယ်မဟာသားရဲ့မိစ္ဆာကောင်းကြီးမင်းကငါတို့ရဲ့သူတေသနာအဖွဲ့စခန်းကြီးတစ်ခုလုံးကိုဝုန်းကနေရိုက်ခွဲဖျက်ဆီးပစ်ခဲ့တယ်လို့ငါရဲ့ကိုပိုင်လူတွေကိုပါတရားဆက်တက်ဖြတ်ပစ်ခဲ့တယ်ကွာဒီနေ့တော့မင်းကိုတေချာပေါက်တွေးကြွေးပြန်ဆက်ခိုင်းစေရမယ်သူ့ရဲ့စကားတန်ကြီးအဆုံးသက်သွားခဲ့ရုံတင်ရှိသေးတဲ့ရဟတ်ရင်တွေပေါ်ကမဟာစက်တနက်ကြီးတွေတပြိုင်နက်တည်းဝုန်းကနေပွင့်လှစ်သွားခဲ့ရပြီးတကယ်မုန်တိုင်းတစ်ခုလိုမျိုးတိတ်သေးလာတဲ့ကြည်စံမိုးကြီးမြေပြင်ပေါ်စီတရားဆက်ကြားရောက်လာခဲ့ရကဘေးပတ်ပတ်လည်းနေရာအနှံ့မှာဖုံမုံလုံးကြီးတွေတရားဆက်လွင့်ပြန်တက်သွားခဲ့ရပါတော့တယ်ကျွန်တော်ချက်ချင်းဆိုသလိုအနားမှာရှိတဲ့မဟာတစ်ပင်ကြီးတစ်ပင်ရဲ့အနောက်ဘက်စီကိုအမြန်ဆုံးဝင်ရောက်ကဘုံကိုအကာအကွယ်ယူလိုက်မိသလိုဝက်ဝနဲ့ကြီးကလည်းကျွန်တော်ရဲ့အနောက်ကနေခြေလန်းစိတ်စိတ်နဲ့ကပ်ပြီးတော့အကာအကွယ်ယူလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းရဟတ်ရင်တွေရဲ့ပြစ်ခတ်မှုအဟုန်တန်ကတကယ်ကိုပဲအဆုံးကုန်ပြင်းထန်လွန်းလာတာဖြစ်တာကြောင့်မဟာတစ်ပင်ကြီးရဲ့ပင်စီတစ်ခုလုံးစက္ကန့်ပိုင်းတွင်းမှာတင်ကြီးစံရအမြောက်များနဲ့အတူတဆစီပေါက်ပြက်ပျက်စီးသွားခဲ့ရတာဥစ္စာကျွန်တော်အနေနဲ့ဒီအတိုင်းဆက်ပြီးတော့အကာအကွယ်ယူနေလို့ဘလို့နီးနဲ့မှမဖြစ်နိုင်ပဲအနောက်ကနေပြန်လဲတိုက်ခိုက်နိုင်မဲ့မဟာနီးလန်းတစ်ခုကိုမဖြစ်ဖြစ်အောင်ရှာဖွေရတော့မှာပဲဖြစ်ပါတယ်မဟုတ်ရင်တော့ဒီအတိုင်းဆွမ်းအားတွေတရက်ဆက်ကုန်ခန်းပြီးတေပွဲဝင်သွားရနိုင်တာပဲဗျာအတိအကျအဲ့ဒီခိုက်တက်မှာပဲအဝေးကွင်းပြင်ထဲမှာအရွယ်စားအစွန်းကုန်ကြီးမားလာပါတယ်ဆိုတဲ့မဟာကြောက်တုံးကြီးတစ်ခုတည်ရှိနေတာကိုလှမ်းပြီးတော့မြင်တွေ့လိုက်ရတာဖြစ်ပါတယ်ကျွန်တော်ချက်ချင်းအကာအကွယ်နောက်ကနေဝုန်းကနေပြစ်ထွက်လိုက်မိရင်အဲ့ဒီကြောက်တုံးကြီးစီကိုအရှိန်နဲ့ဥတီပြေးလွှားလိုက်တာပေါ့ကြီးစံမိုးကြီးကကျွန်တော်ရဲ့မဟာတန်ချက်ကဝစ်စုံကြီးပေါ်စီကလင်နဲ့တရက်ဆက်လာရောက်ထိမှန်နေခဲ့မိပေမဲ့လည်းကိုပိုင်ကာကွယ်ရေးစနစ်ကိုထိုးဖောက်ဝင်ရောက်နိုင်ခြင်းတော့လုံးဝမရှိခဲ့ပါဘူးဗျာဒါပေမဲ့ပြင်ထန်လာပါတယ်ဆိုတဲ့ရိုက်ခတ်မှုအဟုန်တန်တွေကြောင့်ကျွန်တော်ရဲ့ပြေးလွှားမှုအရှိန်နှုန်းကတော့တိတိတတ်တာနှိကွေးသွားခဲ့ရတာဖြစ်ပါတယ်ကျွန်တော်ကိုပိုင်သွားတွေကိုအစွန်းကုန်အန်ကျိတ်လိုက်မိရင်အစွန်းကုန်ခန္ဓာရည်ရှိနဲ့ဆိုအတင်းရှိစီတိုးဝေးပြေးလွှားလိုက်မိတာကြောင့်နောက်ဆုံးမှာတော့မဟာကြောက်တုံးကြီးရဲ့အရှိတက်တဲ့စီကိုဘေးကင်းစွာရောက်ရှိသွားခဲ့ရပါပြီကျွန်တော်ကိုပိုင်မဟာနွားချိုကြီးနှစ်စင်းကိုအသုံးပြုပြီးကြောက်တုံးကြီးရဲ့အောက်ခြေကနေတဆင့်ဆိုအတင်းပင့်တင်လိုက်မိရင်ဒီကိုလုံးမှာရှိတဲ့မဟာခွန်အားအလုံးကိုအစွန်းကုန်ထုတ်သုံးကအပေါ်ဘက်စီကိုဝုန်းကနေပြင်းမြောက်လိုက်ပါတော့တယ်ဒီမဟာကြောက်တုံးကြီးကအနည်းဆုံးတန်းကျအမြောက်များလောက်ထိအလေးချိန်ရှိနေခဲ့တာဥစ္စာကျွန်တော်တို့နဲ့အနီးကပ်ဆုံးနေရာမှာတည်ရှိနေခဲ့ပါတယ်ဆိုတဲ့ရဟတ်ရင်တစည်းရဲ့ကိုယ်ရဲ့တက်တဲ့စီကိုတိတိကျကျပြစ်မှတ်ချိန်ရွယ်လိုက်မိရင်ကိုပိုင်မဟာခွန်အားနဲ့အတူတကယ်မဟာအမြောက်ကြီးစံကြီးတစ်ခုလိုမျိုးလေထဲစီအရှိန်နဲ့ဝုန်းကနေပြစ်ပေါက်လိုက်ပါတော့တယ်ကြောက်တုံးကြီးရဲ့ပြန်တမ်းမှုအရှိန်နှုန်းကတကယ်ကိုပဲအစွန်းကုန်လင်းမြန်လွန်းလာတာဖြစ်တာကြောင့်ရဟတ်ရင်မောင်းသမားအနေနဲ့အချိန်မီတုံ့ပြန်ရှောင်တိန်နိုင်ခြင်းလုံးဝမရှိခဲ့ပါဘူးဗျာဝုန်းဆိုတဲ့ပြင်းထန်လာတဲ့မဟာမီဟိတန်ကြီးတစ်ခုနဲ့အတူကြောက်တုံးကြီးကရဟတ်ရင်ရဲ့ကိုယ်ရဲ့တက်တဲ့စီကိုအမိအယဝင်ရောက်ဆောင်မိသွားခဲ့ရတာကြောင့်ရဟတ်ရင်ကြီးလေထဲမှာတင်ဝုန်းကနေပြင်းထန်စွာပောက်ကွဲပျက်စီးသွားခဲ့ရပြီးတကယ်မဟာမီလုံးကြီးတစ်ခုအဖြစ်ပြောင်းလဲကမြေပြင်ပေါ်စီဝုန်းကနေထိုးဆင်းပြတ်ကျသွားခဲ့ရပါတော့တဲ့ကျန်ရှိနေသေးတဲ့ရဟတ်ရင်နှစ်စီးကတော့ဒါကိုမြင်တွေ့လိုက်ရတဲ့အချိန်အစွန်းကုန်ထိတ်လန့်ချောက်ချသွားခဲ့ကြရပြီးကောင်းကင်ရန်အမြင့်ပိုင်းစီကိုချက်ချင်းအမြန်ဆုံးမော့ပြန်တက်သွားခဲ့ကြရကကျွန်တော်အနားစီကိုထပ်မံချင်းကပ်ဖို့လုံးဝမဝင်ရဲကြတော့ပါဘူးဗျာဒေါက်တာစုရဲ့တကယ်ကိုပဲကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ပြင်းထန်လာတဲ့ဒေါသရိပ်တွေပြည့်နေခဲ့ရပါတယ်ဆိုတဲ့အတန်းနဲ့ကြီးကလော့စပီကာရဲ့ကြားကနေတဆင့်ထပ်မံထွက်ပေါ်လာခဲ့ရပြန်တာပေါ့ဒုံးကြီးတွေနဲ့သူ့ကိုချက်ချင်းအပိသက်ပစ်ခတ်ချေမှုပစ်ကြဆန်းသူ့ရဲ့စကားတန်အဆုံးသက်သွားခဲ့ရုံတင်ရှိသေးတယ်ရဟတ်ရင်နှစ်စီးစလုံးကနေတဆင့်မဟာဒုံးကြီးတွေကိုတပြိုင်နက်တည်းဝုန်းကနေပစ်ခတ်လိုက်ကြပါတော့တယ်အနောက်ဘက်ကနေမဟာမီတောက်တန်းကြီးတွေတရားဆက်ချိတ်ဆွဲနေခဲ့ကြပါတယ်ဆိုတဲ့မဟာဒုံးကြီးလေးစင်းကကျွန်တော်တည်ရှိနေတဲ့နေရာတက်တဲ့စီကိုအရှိန်ဟုန်နဲ့တရားဆက်ပြေးဝင်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်ချက်ချင်းဆိုသလိုကိုပိုင်မဟာအရှိန်မြင့်တင်ခြင်းစွမ်းရည်ကိုဝုန်းကနေဖွင့်လှစ်လိုက်မိရင်ဘေးဘက်စီကိုအသက်လူပြီးအမြန်ဆုံးရှောင်တိန်လိုက်ပါတော့တယ်ဝုန်းဆိုတဲ့ကဘာပြတ်မတက်ပြင်းထန်လာပါတယ်ဆိုတဲ့မဟာပောက်ကွဲတန်ကြီးလေးခုတရက်ဆက်ထွက်ပေါ်လာခဲ့ရပြီးကျွန်တော်အခုနဲ့တင်ရက်တက်နေခဲ့ပါတယ်ဆိုတဲ့မြေပြင်ပတ်လေတစ်ခုလုံးကိုတကယ်မဟာမီးပင်လေကြီးအဖြစ်ပြောင်းလဲပစ်လိုက်တာပေါ့ဘေးပတ်လေမီတာအမြောက်များအတွင်းမှာရှိသမျှအရာအလုံးတဆစီပောက်ကွဲပျက်စီးသွားခဲ့ရပြီးအမှတိုက်ပုံကြီးအဖြစ်ပြောင်းလဲသွားခဲ့ရတာဥစ္စာ
ကျွန်တော်ကတော့အနားမှာရှိတဲ့မဟာကြောက်ဆောင်ကြီးတစ်ခုရဲ့အနောက်ဘက်စီမှာတေးသေးချာချာပုံးကွယ်နေခဲ့မိတာဖြစ်တာကြောင့်ဒီကိုယ်လုံးမှာဖုံးဖုံးတွေနဲ့ပြားလုံးတွေတရက်ဆက်ပြီးကျန်နေခဲ့တာကလွယ်လို့ခန္ဓာကိုယ်အတွင်းပိုင်းထိခိုက်ဒဏ်ရာရရှိခြင်းလုံးဝမရှိခဲ့ပါဘူးဗျာဒါပေမဲ့လည်းရဟတ်ရင်တွေကတိုက်ခိုက်မှုကိုလုံးဝရပ်တန့်ပစ်ခြင်းမရှိခဲ့ပဲနောက်ထပ်မဟာဒုံးကြီးလေးစင်းကိုပါကျွန်တော်တရှိနေတဲ့နေရာစီကိုထပ်မံပြီးတော့တရားဆက်ပစ်ခတ်လိုက်ကြပြန်ပါတယ်ဗျာကျွန်တော်ကိုယ်ပိုင်သွားတွေကိုအစွန်းကုန်အကျိတ်လိုက်မိရင်စိတ်ထဲကနေတွေးတောလိုက်တာပေါ့ဒီအတိုင်းဆက်ပြီးတော့တောင့်ခံနေလို့ဘလို့နီးနဲ့မှမဖြစ်နိုင်ဘူးသူတို့ကိုကောင်းကင်ရံပေါ်ကနေအောက်စီဝုန်းကနေပစ်ချနိုင်မဲ့မဟာနီးလက်တစ်ခုကိုရှာဖွေမှဖြစ်တော့မယ်ကျွန်တော်ဘေးနားမှာရှိတဲ့ဝက်ဝက်နဲ့ကြီးစီကိုလှမ်းပြီးတော့ကြည့်လိုက်မိတဲ့အချိန်မျက်ဝန်းတွေထဲမှာလျှို့ဝှက်ချက်အကြံစီတစ်ခုဝုန်းကနေထွက်ပေါ်သွားခဲ့ရပါပြီကျွန်တော်အသားရလဲချောင်းတန်နဲ့ဟိန်းဟောက်လိုက်မိရင်ဝက်ဝက်နဲ့ကြီးကိုကျွန်တော်ရဲ့ကြောပြင်ပေါ်စီချက်ချင်းတက်လန့်မှုအတွက်အချက်ပြလိုက်တာပေါ့ဝက်ဝက်နဲ့ကြီးကကျွန်တော်အနေနဲ့ဘာရီပြုလုပ်ဖို့ပြင်ဆင်နေလဲဆိုတာကိုတေးသေးချာချာသိရှိနားလည်ခြင်းမရှိခဲ့ရှာပေမဲ့လည်းကျွန်တော်ရဲ့အမိန့်ကိုတော့အပြည့်အဝနာခံလျက်ကြောပြင်ပေါ်စီဝုန်းကနေတက်လန့်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်ဝက်ဝက်နဲ့ကြီးကိုကြောပြင်ပေါ်မှာတေးသေးချာချာတင်ဆောင်ထားလိုက်မိရင်အကာအကွယ်နောက်ကနေဝုန်းကနေပစ်ထွက်လိုက်ပြီးအနီးကပ်ဆုံးနေရာမှာတရှိနေခဲ့ပါတယ်ဆိုတဲ့မဟာရှီဟောင်းတစ်ပင်ကြီးတစ်ပင်စီကိုအစွန်းကုန်အရှိန်နဲ့တက်မတ်ပြေးဝင်လိုက်ပါတော့တယ်ရဟတ်ရင်ပေါ်ကမဟာစက်တနက်ကြီးတွေချက်ချင်းဆိုသလိုတရားဆက်ပစ်ခတ်လိုက်ကြပြန်တာကြောင့်ကြည်စံမိုးကြီးကကျွန်တော်ရဲ့ကိုယ်တဲ့ပေါ်စီတရားဆက်လာရောက်ထိမှန်နေခဲ့မိလျက်မဟာမိပွင့်ကြီးတွေနေရာအနှံ့မှာတစ်ဖြက်ဖက်ပန်းထွက်နေခဲ့တာဖြစ်ပါတယ်ကျွန်တော်ကြည်စံမိုးတွေရဲ့ကြားကနေတဆင့်အစွန်းကုန်အရှိန်နဲ့ဆိုအတင်းတိုးဝေးပြေးလွှားလိုက်မိရင်တစ်ပင်ကြီးရဲ့အရှိတက်စီရောက်ရှိသွားခဲ့ရတဲ့အခိုက်အတန့်မှာပဲမဟာငရဲပုံပိတ်တန်ချင်းအစွမ်းရည်ကိုဝုန်းကနေထပ်မံပွင့်လိုက်ပါတော့တဲ့ကျေလောင်လာတဲ့မဟာမီဒီတန်ကြီးတစ်ခုနဲ့အတူတစ်ပင်ကြီးတစ်ခုလုံးဝုန်းကနေပြင်းထန်စွာလှုပ်ခါသွားခဲ့ရပြီးမြေပြင်အောက်ကကိုပိုင်မြစ်တွေစနစ်ကြီးတစ်ခုလုံးမှာတိတိတတ်တာကိုပဲကျွတ်ထွက်အကွက်ကုန်ကြရတာဥစ္စာကျွန်တော်ကိုပိုင်မဟာနွားချိုကြီးနှစ်စင်းကိုတစ်ပင်ပင်စီကြီးရဲ့အောက်ခြေမှာတိတိချာချာထောက်ကန်လိုက်မိရင်တကူလုံးမှာရှိတဲ့မဟာခွန်အားလုံးကိုအစွန်းကုန်စုစည်းကအရှိဘက်စီကိုဝုန်းကနေပင့်တင်တုံးထုတ်ပြလိုက်ပါတော့တယ်ကျုပ်ဆိုတဲ့ပြတ်တောက်တန်ကြီးတွေနဲ့အတူအမြင့်ကြီးတွေအားလုံးတဆစီကျိုးဖြတ်သွားခဲ့ရပြီးမဟာတစ်ပင်ကြီးတစ်ခုလုံးအရှိဘက်စီကိုဝုန်းကနေပြိုလဲကျဆင်းသွားခဲ့ရပြီးဖြစ်ပါတယ်။အဲ့ဒီလိုမျိုးပြိုလဲကျဆင်းသွားခဲ့ရပါတယ်ဆိုတဲ့အရက်မျက်နှာကတော့ကောင်းကင်ရံအပေါ်မှာတရှိနေခဲ့ပါတယ်ဆိုတဲ့ရဟတ်ရင်တစ်စီးရဲ့ကိုယ်တဲ့တက်စီကိုဖြစ်နေခဲ့တာပေါ့။ရဟတ်ရင်မောင်းသမားအနေနဲ့တခုခုမှားယွင်းနေခဲ့ပြီးဖြစ်တယ်ဆိုတာကိုချက်ချင်းတည်ချာချာသိရှိနားလည်သွားခဲ့ရတာကြောင့်ဘေးဘက်စီကိုအသက်လူပြီးအမြန်ဆုံးရှောင်တိန်မှုကြိုးစားလိုက်မိပေမဲ့လည်းအားလုံးကတကယ်ကိုပဲအစွန်းကုန်နောက်ကျသွားခဲ့ရပြီးဖြစ်ပါတယ်ဗျာမဟာတစ်ပင်ကြီးကရဟတ်ရင်ရဲ့ကိုယ်တဲ့ပေါ်စီဝုန်းကနေအရှိန်နဲ့ကြာရောက်ထိမှန်သွားခဲ့ရပြီးရဟတ်ရင်ရဲ့ကိုယ်ပိုင်မန်ကတလက်ကြီးတွေကတကိုင်းတစ်ခက်ကြီးတွေရဲ့ကြားထဲမှာစိုးအတင်းညက်မိသွားခဲ့ရတာဥစ္စာရဟတ်ရင်ကြီးချက်ချင်းဆိုသလိုထိန်ချုံမှုစနစ်တွေလုံးဝပျက်စီးသွားခဲ့ရပြီးမြေပြင်ပေါ်စီဝုန်းခနဲ့အရှိန်ဟုန်နဲ့ထိုးစင်းပြတ်ကျသွားခဲ့ရကပြင်းထန်လာပါတယ်ဆိုတဲ့မဟာပောက်ကွဲတန်ကြီးနဲ့အတူတကယ်မဟာမီးတောက်ကြီးတွေကောင်းကင်ရံစီတရားဆက်ပန်းထွက်သွားခဲ့ရပါတော့တယ်ဒေါက်တာစုကတော့ဒါကိုမြင်တွေ့လိုက်ရတဲ့အချိန်တကယ်ကိုပဲအစွန်းကုန်ထိတ်လန့်ချောက်ချသွားခဲ့ရရှာပုံပဲဗျာသူ့ရဲ့တကယ်ကိုပဲငိုရှိုက်တန်ပြင်းနေနေခဲ့ရပါတယ်ဆိုတဲ့စကားတန်ကြီးကလော့စပီကာရဲ့ကြားကနေတဆင့်ပြန်လည်ထွက်ပေါ်လာခဲ့ရတာပေါ့စုတ်ခွာကြဆန်းချက်ချင်းအမြန်ဆုံးစုတ်ခွာကြဆန်းဒီမဟာသားရဲ့မိစ္ဆာကောင်ကြီးကိုငါတို့တွေဘလို့နီးနဲ့မှတက်ဖြတ်ပြစ်နိုင်ခြင်းမရှိတော့ဘူးကြန့်ရှိနေသေးတဲ့နောက်ဆုံးရဟတ်ရင်ကြီးကအနောက်ဘက်စီကိုလှည့်ကအစွန်းကုန်အရှိန်နဲ့ထွက်ပြေးဖို့ပြင်ဆင်လိုက်ပါတော့တယ်ဒါပေမဲ့လည်းကျွန်တော်အနေနဲ့သူတို့ကိုဒီအတိုင်းဘေးကင်းစွာထွက်ပြေးခွင့်ပေးဖို့ဘလို့နီးနဲ့မှမဖြစ်နိုင်ဘူးဥစ္စာကျွန်တော်ဝက်ဝက်နဲ့ကြီးကိုကြောပေါ်မှာတင်ဆောင်ထားလျက်အနားမှာရှိတဲ့နောက်ထပ်မဟာတစ်ပင်ကြီးတစ်ပင်စီကိုဝုန်းကနေထပ်မံပြေးဝင်လိုက်မိပြီးအခုနကအတိုင်းပဲမဟာခွန်အားနဲ့တစ်ပင်ကြီးကိုရဟတ်ရင်ရှိရာအရက်မျက်နှာစီကိုဝုန်းကနေထပ်မံလဲပြိုကျစေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းကန်ဆိုလာကတိတစ်ချိန်မှာတော့ရဟတ်ရင်မောင်းသမားကအစာပေါင်းများစွာပုံမှုမြန်ဆန်စွာတုတ်ပြန်နိုင်ခဲ့တာဖြစ်တာကြောင့်တစ်ပင်ကြီးရဲ့ကြာစင်မှုတန်းကနေအောင်မြင်စွာရှောင်တိန်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အချိန်ကျွန်တော်ရဲ့စိတ်အသီးတွေဝုန်းကနေလေးလံသွားခဲ့ရတာပေါ့။သွားပြီးငါသူ့ကိုဒီတိုင်းပဲဘေးကင်းစွာထွက်ပြေးခွင့်ပေးလိုက်ရတော့မှလား။အတိအကျအဲ့ဒီခိုက်တက်မှာပဲကြောပြင်ဘောကဝက်ဝက်နဲ့ကြီးကဝုန်းကနေလေးလေးစီခုံထွက်လိုက်မိရင်လဲပြိုကျနေခဲ့ပါတယ်ဆိုတဲ့တစ်တိုင်းကြီးတစ်ခုကိုအမိရစုပ်ကင်ကကိုပိုင်မဟာခွန်အားအဟုန်တန်နဲ့အတူလေးလေးစီဝုန်းကနေထပ်မံလွှဲပြန်လိုက်တာပေါ့သူကကောင်းကင်ရံအပေါ်မှာတရှိနေခဲ့ပါတယ်ဆိုတဲ့ရဟတ်ရင်ရဲ့အောက်ခြေခြေလောက်ပေါ်စီကိုတိုက်ရိုက်တက်လန်းနိုင်ခဲ့တာဖြစ်ပါတယ်ဗျာဝက်ဝက်နဲ့ကြီးရဲ့ကိုပိုင်လေးချိန်ကအနည်းဆုံးပေါင်တက်တူညပိတာ300ကျော်လောက်ထိတကယ်ကိုပဲထွားချိုင်းလွန်းလာတာဖြစ်တာကြောင့်ရဟတ်ရင်ကြီးချက်ချင်းဆိုသလိုကိုပိုင်ဗဟိုချက်စနစ်တွေပျက်စီးသွားခဲ့ရပြီးလေထဲမှာဝုန်းနဲ့တရက်ဆက်ရိမ့်ထုတ်ခါရမ်းတော့တာပေါ့ရဟတ်ရင်မောင်းသမားကစနစ်ကိုပြန်လဲထိန်းချုပ်ဖို့အတွက်အသက်လူပြီးတော့စူးစမ်းနေခဲ့ရှာပေမဲ့လည်းဝက်ဝက်နဲ့ကြီးကတော့ရဟတ်ရင်ရဲ့ကိုတဲ့အပြင်ဘက်ကနေတဆင့်မောင်းနေငန်းအရှိစီကိုချက်ချင်းအမိရတက်လန်းသွားခဲ့ရပြီးဖြစ်ပါတယ်သူကကိုပိုင်မဟာဝက်ဝွန်လက်ဝါးကြီးတွေနဲ့မောင်းနှင်ကန်းရဲ့မဟာမှန်ပြင်ကြီးကိုဝုန်းဝုန်းနဲ့တရက်ဆက်ရိုက်ခွဲဖျက်ဆီးပစ်လိုက်တာကြောင့်မှန်ချက်ကြီးတစ်စစီကွဲအပ်သွားခဲ့ရသလိုဝက်ဝွန်နဲ့ကြီးကမှန်အကြောင်းကြားကနေတဆင့်ရဟတ်ရင်မောင်းသမားရဲ့မျက်နှာတက်တက်စီကိုမဟာလက်ဝါးနဲ့ဝုန်းခန့်နဲ့အမိရပိတ်ရိုက်ပစ်လိုက်ပါတော့တယ်ရဟတ်ရင်မောင်းသမားကဆူရှာလာတဲ့အော်ဟစ်တန်ကြီးတစ်ခုထွက်ပေါ်လာခဲ့ရလျက်လက်ထဲကထိန်းချုပ်မောင်းတံကိုချက်ချင်းလွှတ်ချလိုက်ရတာပေါ့ရဟတ်ရင်ကြီးချက်ချင်းပဲထိန်းချုပ်မှုစနစ်တွေလုံးဝပျက်စီးသွားခဲ့ရပြီးမြေပြင်ပေါ်စီဝုန်းကနေအရှိန်နဲ့ထိုးစင်းပြတ်ကျသွားခဲ့ရကပြင်းထန်လာပါတယ်ဆိုတဲ့မဟာပေါက်ကွဲတန်ကြီးနဲ့အတူတကယ်မဟာမီးတောက်ကြီးတွေကောင်းကင်ရံစီတရက်ဆက်ပန်းထွက်သွားခဲ့ရပြန်ပါတယ်ဝက်ဝက်နဲ့ကြီးကတော့ရဟတ်ရင်ကြီးမြေပြင်ပေါ်စီမပြတ်ကျခင်အခိုက်အတန့်လေးမှတင်လေထဲစီကနေအောက်ဘက်စီကိုအမြန်ဆုံးခုန်ချနိုင်ခဲ့တာဖြစ်ပါတယ်
သူခန္ဓာကိုယ်တွင်းပိုင်းမှာထိခိုက်ဒဏ်ရာအချို့ရရှိသွားခဲ့ရတာမှန်ပေမဲ့လည်းအသက်အန္တရာယ်စိုးရိမ်ရလောက်မဲ့မဟာဒဏ်ရာကြီးတော့မဟုတ်ခဲ့ပါဘူးဗျာကျွန်တော်သူ့အနားစီကိုချက်ချင်းချင်းကပ်သွားလိုက်မိရင်ကိုယ်ပိုင်နွားနှာခေါင်းလေးနဲ့သူ့ရဲ့ကိုယ်တွေကိုအသားအရပုတ်တက်ကအဆုံးကုန်ချီမွန်စကားဆိုလိုက်မိတာပေါ့ဒီကောင်ကဘုံဆွမ်းအားစနစ်အရအဆုံးကုန်တမလွန်းလာတာမျိုးမဟုတ်ခဲ့ရင်တော့မှတကယ်ကိုပဲအဆုံးကုန်ညံကောင်းလွန်းလာတာအမှန်ပါပဲဗျာအဲ့ဒီခိုက်တက်မှာပဲအုံနောက်ထဲကနေစနစ်ရဲ့အချက်ပေးတန်ကြီးထွက်ပေါ်လာခဲ့ပြန်ပါတယ်ဒီမဟာတိုက်ခိုက်ရေးရဟတ်ရင်ကိုအောင်မြင်စွာဖျက်ဆီးပစ်နိုင်ခဲ့ပါသဖြင့်ကိုပိုင်မဟာစွမ်းအင်ပွိုင်း900အမှတ်ကိုရရှိသွားခဲ့ပြီဖြစ်ပါသည်လူသားမျိုးနွယ်စုရဲ့မဟာစစ်ကူဖွဲ့ကိုအောင်မြင်စွာပြန်လည်မောင်းထုတ်နိုင်ခဲ့ပါပြီယခုကဲ့သို့လက်နက်ကင်အင်အားစုများကိုတရက်ဆက်ဖျက်ဆီးပစ်ခဲ့ခြင်းကြောင့်အင်ရှင်နေဖြင့်လူသားမျိုးနွယ်စုတစ်ခုလုံးရဲ့တကယ်မဟာရန်သူတော်ကြီးအဖြစ်တည်တည်ချာချာသတ်မှတ်ခြင်းခံလိုက်ရပြီဖြစ်ပါသည်ပျက်စီးသွားခဲ့ရပါတယ်ဆိုတဲ့ရဟတ်ရင်3စီးရဲ့အပိုင်းအစပုံကြီးကိုစိုက်ကြည့်လိုက်မိရင်ကျွန်တော်ရဲ့မျက်ဝန်းတွေထဲမှာအေးဆက်လာတဲ့မဟာလင်းတဲ့တစ်ခုတစ်ဖြက်ဖက်ပန်းထွက်သွားခဲ့ရတာအမှန်ပါပဲဗျာလူသားတွေပြုလုပ်ထားခဲ့ကြပါတယ်ဆိုတဲ့တာမန်လက်နက်မျိုးစုံကတကယ်အကျွမ်းမဲ့မဟာခွန်အားတွေရဲ့ရှေ့မောက်မှာတော့ဘာမှမဟုတ်တဲ့အမိုက်ပုံလေးတစ်ခုလိုပဲဥစ္စာအတိအကျအဲ့ဒီခိုက်တက်မှာပဲအဝေးကနေတစ်ဆင့်နောက်ထပ်ပြင်းထန်လာပါတယ်ဆိုတဲ့အင်ဂျင်တန်ကြီးတစ်ခုဝန်းကနေထွက်ပေါ်လာခဲ့ပြန်มาတော့တယ်ကျွန်တော်မျက်လုံးအစုံကိုမြှောက်ပြီးတော့ကြည့်လိုက်မိတဲ့အချိန်အရွယ်စားအဆုံးကုန်ကြီးမားထွားချိုင်းလာပါတယ်ဆိုတဲ့မဟာတန်ချက်ကကားကြီးတစ်စီးကျွန်တော်တို့တည်ရှိနေတဲ့နေရာစီကိုအရှိန်ဟုန်နဲ့တရက်ဆက်မောင်းနှင်ဝင်ရောက်လာခဲ့တာတွေ့ရပါတယ်ဗျာကားရဲ့အပေါ်မျက်နှာပြင်ပေါ်မှာတော့အရွယ်စားအဆုံးကုန်ကြီးမားလာတဲ့မဟာစက်တနက်ကြီးတစ်စင်းကိုတည်တည်ချာချာတက်ဆင်ထားခဲ့တာဖြစ်ပြီးအမဲရောင်ပြောင်းဝကြီးကကျွန်တော်တည်ရှိနေတဲ့နေရာတက်စီကိုတည်တည်ချာချာဥတီချင်းရွေးထားခဲ့တာဖြစ်ပါတယ်တန်ချက်ကာရဲ့ကိုပိုင်တကားချက်ကြီးဝုန်းကနေပွင့်ဟသွားခဲ့ရပြီးတဲ့နောက်အတွင်းပိုင်းထဲကနေတစ်ဆင့်မျက်နှာပေါ်မှာအမာရွတ်နဲ့လုံခြုံရေးတက်ခွဲမှုကြီးအပြင်ဘက်စီကိုခြေလမ်းမမှန်နဲ့ထွက်လန်းလာခဲ့တာတွေ့ရပါတယ်သူ့ရဲ့တကူလုံးမှာတော့စိပတ်တီးတွေတရက်ဆက်ပတ်သက်ထားခဲ့ရတာဖြစ်တာကြောင့်ကြည့်ရတာအရင်ကတက်ခွဲကန်းပေါက်ကွဲမှုကြီးရဲ့ကြားထဲမှာဆူဆူရွရွထိခိုက်ဒဏ်ရာရရှိခဲ့တာမှန်ပေမဲ့လည်းကံကောင်းထောက်မစွာနဲ့အသက်ဘေးကနေအောင်မြင်စွာလွတ်မြောက်လာခဲ့ပုံပဲဗျာသူကကျွန်တော်ကိုစိုက်ကြည့်လိုက်မိရင်းမျက်ဝန်းတွေထဲမှာတော့အဆုံးကုန်ပြင်းထန်လာတဲ့မဟာနာကြီးမုံတီချင်းအရေးအယောင်တွေပြည့်နေနေခဲ့တာဖြစ်ပါတယ်။မဟာသားရဲ့မိစ္ဆာကောင်ကြီးမင်းကငါရဲ့ကိုပိုင်ကြီးကိုရဲဘော်ရဲဘက်အမြောက်များကိုတည်တည်ချာချာတက်ဖြတ်ပစ်ခဲ့တယ်ကွာ။ဒီနေ့တော့ငါသူတို့အတွက်မဖြစ်ဖြစ်အောင်ကလဲစားချပြရမယ်။သူကစကားဆိုလိုက်မိရင်လက်ထဲကအဝေးထိန်ခလုတ်ကိုဝုန်းကနေနှိပ်ပစ်လိုက်ပါတော့တဲ့တန်ချက်ကားပေါ်ကမဟာစက်တနက်ကြီးချက်ချင်းဆိုသလိုတရားဆက်ပွင့်လစ်သွားခဲ့ရပြီးဝုန်းဆိုတဲ့ပြင်းထန်လာတဲ့မြေကြီးတန်ကြီးတွေနဲ့အတူအဆုံးကုန်ပြင်းထန်လာပါတယ်ဆိုတဲ့မဟာအမြောက်ကြီးစံကြီးတွေမြေပြင်ပေါ်စီတရားဆက်ကြားရောက်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်ဘေးဘက်စီကိုအမြန်ဆုံးရှောင်တိန်ဖို့အတွက်စူးစမ်းလိုက်မိပေမဲ့လည်းကြီးစံတွေရဲ့ဖုံးလွှမ်းမှုအရက်မျက်နှာကအဆုံးကုန်ကျေပြန့်လွန်းလာတာဖြစ်တာကြောင့်ဘလို့နီးနဲ့မှရှောင်ကွင်းနိုင်ခြင်းမရှိခဲ့ပါဘူးဗျာအမြောက်ကြီးစံတစ်ခုကကျွန်တော်ရဲ့ဘေးနားတက်တဲ့မှာတင်ဝုန်းကနေပြင်းထန်စွာပောက်ကွဲသွားခဲ့ရတာကြောင့်ပြင်းထန်လာပါတယ်ဆိုတဲ့မဟာရှင်ဟုံလှိုင်းကရက်ကြီးကကျွန်တော်ရဲ့ကိုယ်ရဲကြီးကိုလေထဲစီဝုန်းကနေလွင့်စင်သွားစေခဲ့တာဥစ္စာကျွန်တော်မြေပြင်ပေါ်စီပြင်းထန်စွာပြန်လဲပြုတ်ကျသွားခဲ့ရမိပြီးကိုပိုင်မဟာတန်ချက်ကဝစ်စုံကြီးပေါ်မှာလည်းအကြောင်းကြီးအမြောက်များဝုန်းကနေထွက်ပေါ်သွားခဲ့ရပြီးဖြစ်ပါတယ်ဒီတန်ချက်ကကားရဲ့တိုက်ခိုက်မှုစွမ်းအားနှုန်းကအရင်ကရဟတ်ရင်တွေထက်ဆိုင်ရင်အစာပေါင်းများစွာပုံမူပြင်းထန်လွန်းနေခဲ့တာအမှန်ပါပဲဗျာကျွန်တော်အောက်ခြေမြေပြင်ပေါ်ကနေတဆင့်ဆိုအတင်းပြန်လဲထွက်လိုက်မိရင်းမြဝန်းတွေထဲမှာတော့တကယ်ကိုပဲအဆုံးကုန်ပြင်းထန်လာပါတယ်ဆိုတဲ့တွေးစာရက်ဆက်ခြင်းအရေးအယောင်တွေထွက်ပေါ်လာခဲ့ပါတော့တယ်ငါဘလို့နီးနဲ့မှရှောင်ကွင်းနိုင်ခြင်းမရှိဘူးဆိုမှတော့အရှိတဲတဲကနေတဆင့်တိုက်ရိုက်ထိတ်တိုက်ရင်ဆိုင်ပြည်ုံပဲပေါ့ကွာကျွန်တော်ချက်ချင်းဆိုသလိုတွေးစာမှုမဟာမြတ်ဝန်းစွမ်းရည်ကိုထပ်မံပွင့်လင်းလိုက်မိတာကြောင့်မြတ်ဝန်းအစုံတစ်ခုလုံးတွေးအောင်လိုမျိုးနေရဲတွားခဲ့ရပြီးကိုပိုင်စွမ်းအားစနစ်ကလည်း900အဆင့်ထိတရားဆက်ရှင်ထွက်တိုးမြင့်သွားခဲ့ရပါပြီကျွန်တော်ပြင်းထန်စွာဟိန်းဟောက်လိုက်မိရင်မဟာဖြက်စီးခြင်းပြုတ်ဝင်တိုက်ခိုက်မှုစွမ်းရည်ကိုတုံးကတန်ချက်ကကားရှိရာအရက်မျက်နှာစီကိုတက်တက်မမတ်အရှိန်နဲ့ဝုန်းကနေပြုတ်ဝင်လိုက်ပါတော့တယ်မျက်နှာပေါ်မှာအမာရွတ်နဲ့တက်ခွဲမှုကြီးကကျွန်တော်အခုလိုမျိုးအရှိန်နဲ့ပြုတ်ဝင်တိုက်ခိုက်လာခဲ့တာကိုမြင်တွေ့လိုက်ရတဲ့အချိန်မျက်နှာပြင်တစ်ခုလုံးဝုန်းကနေပြည့်ရင်းသွားခဲ့ရရှာတာပေါ့သူကကိုပိုင်လူတွေကိုတိုက်ခိုက်မှုစွမ်းအားနှုန်းတရားစက်မြင့်တင်ပစ်ဖို့အတွက်ချက်ချင်းစွအတင်းအမိန်ပေးလိုက်တာကြောင့်မဟာစက်တနက်ကြီးကတကယ်ဒီရေလိုင်းကြီးတစ်ခုလိုမျိုးကြီးစံတွေကိုတရားစက်ဖြစ်ခတ်တော်တာဖြစ်တယ်လို့အမြောက်ကြီးစံတွေကလည်းတကယ်မိုးသေးထန်စွာရွာသွန်းတယ်လို့မျိုးကျွန်တော်အပေါ်စီတရားစက်ကြရောက်လာခဲ့ဒါဖြစ်ပါတယ်ကျွန်တော်ကြည်စံမိုးတွေနဲ့မဟာမီတောက်ကြီးတွေရဲ့ကြားကနေတဆင့်အစွန်းကုန်ခွန်အားနဲ့ဆိုအတင်းအရှိစီကိုသာဆက်လက်ပြုဝင်ခဲ့တာဖြစ်ပါတယ်။ကိုပိုင်မဟာချက်ဝတ်တစားပေါ်မှာအကြောင်းကြီးတွေကပုံမူများပြလာခဲ့ရလို့အကြောင်းတွေရဲ့ကြားကနေလည်းပူနွေးလာတဲ့သွေးဆက်တွေတရက်ဆက်ပန်းထွက်လာခဲ့ရတာဖြစ်တာပေါ့။ဒါပေမဲ့လည်းကျွန်တော်လုံးဝရက်တက်ပစ်ခြင်းမလုပ်ခဲ့ပဲပို့လို့တောင်မှအချိန်လုံးကိုအစွန်းကုန်တရက်ဆက်မြင့်တင်ပစ်လိုက်မိတာဖြစ်ပါတယ်။မီတာ100မီတာ50မီတာ30တက်ခွဲမှုကြီးနောက်ဆုံးမှာတော့အစွန်းကုန်ထိတ်လန့်ချောက်ချသွားခဲ့ရလျက်တန်ချက်ကာအတွင်းပိုင်းနဲ့စီကိုဝင်ရောက်ပုံးကွယ်ဖို့အတွက်ခန္ဓာကိုယ်ကိုလှည့်ကာထွက်ပြေးဖို့ပြင်ဆင်လိုက်မိပေမဲ့လည်းအားလုံးကတကယ်ကိုပဲနောက်ကျသွားခဲ့ရပြီဖြစ်ပါတယ်ဗျာကျွန်တော်တန်ချက်ကာရဲ့ကိုယ်ရဲ့တက်တဲ့စီကိုအစွန်းကုန်မဟာခွန်အားနဲ့ဝုန်းကနေပြင်းထန်စွာစောက်လိုက်ပစ်လိုက်ပါတော့တယ်ကြောက်မက်ွယ်ကောင်းလာပါတယ်ဆိုတဲ့ရိုက်ခတ်မှုအဟုန်တန်ကြောင့်မဟာတန်ချက်ကာကြီးလေထဲစီဝုန်းကနေပက်လက်လန်လွင့်စင်ပြန်တက်သွားခဲ့ရပြီးလေထဲမှာအကြိမ်ကြိမ်လှည့်ပတ်သွားခဲ့ရပြီးတဲ့နောက်မြေပြင်ပေါ်စီပြင်းထန်စွာပြန်လဲပြုတ်ကျသွားခဲ့ရကကားကိုယ်ရဲ့တစ်ခုလုံးနဲ့အစွန်းကုန်ရှုံးတော့ပျက်စီးသွားခဲ့ရတာဥစ္စာမျက်နှာပေါ်မှာအမာရွတ်နဲ့တက်ခွဲမှုကြီးလဲကားပြင်ဘက်စီဝုန်းကနေလွင့်စင်ထွက်သွားခဲ့ရပြီးမြေပြင်ပေါ်စီပြုတ်ကျသွားခဲ့ရကတကူလုံးမှာသွေးအိုင်တွေနဲ့ပြင်းနေနေခဲ့ရရှာပါတယ်
ကျွန်တော်သူ့ရဲ့အနားစီကိုခြေလမ်းမှန်မှန်နဲ့ချင်းကပ်သွားလိုက်မိရင်အပေါ်စီးကနေတဆင်တိတိကျကျစိုက်ကြည့်လိုက်တာပေါ့သူကျွန်တော်ကိုပြန်လဲစိုက်ကြည့်လိုက်မိတဲ့အချိန်မျက်ဝန်းအစုံထဲမှာတော့အစွန်းကုန်ကြောက်ရွံ့ထိတ်လန့်ခြင်းတွေနဲ့မျောလင်းချက်မဲ့မှုတွေအပြည့်အဝနေရာယူထားခဲ့တာဖြစ်ပါတယ်မိစ္ဆာမင်းကတကယ်ကိုပဲတင်မင်းတမျှကြောက်စရာကောင်းတဲ့မိစ္ဆာကောင်းကြီးပဲကျွန်တော်ကိုပိုင်ရှိချေကွာကိုအပေါ်စီဝုန်းကနေမြောက်လိုက်မိရင်တန်ချက်ကကားရဲ့ကိုယ်တဲ့ပေါ်စီကိုအစွန်းကုန်ခွန်အားနဲ့ပြင်းထန်စွာပိတ်ကန်နှင်းချပစ်လိုက်ပါတော့တယ်ကျွတ်ကျွတ်ဆိုတဲ့ကွဲအတန်ကြီးတွေနဲ့အတူတန်ချက်ကကားကြီးတစစီကြေမွားပျက်စီးသွားခဲ့ရပြီးအတွင်းပိုင်းထဲမှာရှိတဲ့မဟာခဲရမ်းမီကြောက်တွေအားလုံးတရက်ဆက်ပေါက်ကွဲကုန်ကြရပါပြီဗျာကျေလောင်လာတဲ့မဟာမြီဟီတန်ကြီးတစ်ခုနဲ့အတူတန်ချက်ကကားကြီးတစ်ခုလုံးတကယ်ကိုပဲအတုံးမဝင်တော့တဲ့အမိုက်ပုံဖြစ်ဝုန်းကနေအပိသက်ပောက်ကွဲပျက်စီးသွားခဲ့ရတာဥစ္စာမျက်နှာပေါ်မှာအမာရွတ်နဲ့တက်ခွဲမှုကြီးကတော့ပောက်ကွဲမှုကြောင့်ဖြစ်ပေါ်လာရပါတယ်ဆိုတဲ့မဟာအရှင်ဟုံလိုင်းကြီးရဲ့ကြောင့်အဝေးတနေရာစီဝုန်းကနေလွင့်စင်သွားခဲ့ရပြီးတေးလာရှင်လာဆိုတာကိုတော့ဘယ်လို့မှမသိရတော့ပါဘူးဗျာကျွန်တော်ပျက်စီးသွားခဲ့ရပါတယ်ဆိုတဲ့အပျက်စီးပုံကြီးရဲ့အလဲတက်တက်မှာရက်တက်နေခဲ့မိရင်အမော်တကောနဲ့အသက်ကိုပြင်းထန်စွာရှူသွင်းနေခဲ့ရတာဖြစ်ပါတယ်ဒီကိုယ်လုံးမှာဒဏ်ရာနာတရားမျိုးစုံရှိနေခဲ့တာမှန်ပေမဲ့လည်းကိုယ်ပိုင်မျက်ဝန်းအစုံထဲမှာတော့အဆုံးကုန်စိတ်လှုပ်ရှားလွန်းလာပါတယ်ဆိုတဲ့အရေးအယောင်တွေတစ်ဖြက်ဖက်ပန်းထွက်နေခဲ့တာဖြစ်တာပေါ့လူသားတွေရဲ့ကိုယ်ပိုင်လက်နက်ကိုင်အင်အားစုတွေကကျွန်တော်ကိုဘယ်လိုနည်းနဲ့မှထပ်မံပြီးတော့ထိခိုက်ဒဏ်ရာရအောင်လုံနိုင်စွမ်းလုံးဝမရှိတော့ဘူးဥစ္စာအဲ့ဒီခိုက်တန့်မှာပဲအုံနောက်ထဲကနေစနစ်ရဲ့အချက်ပေးတန်ကြီးထွက်ပေါ်လာခဲ့ပြန်ပါတယ်ဒီမဟာတန်ချက်ကကားကြီးကိုအောင်မြင်စွာဖျက်ဆီးပစ်နိုင်ခဲ့ပါသဖြင့်ကိုပိုင်မဟာစွမ်းအင်ပွား800အမှတ်ကိုရရှိသွားခဲ့ပြီဖြစ်ပါသည်လက်ရှိကိုပိုင်ပိတာချင်း900ချင်းတိုးရောက်ရှိသွားခဲ့ပြီဖြစ်တယ်လို့စွမ်းအားစနစ်900အဆင့်ရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှု650အဆင့်လျင်မြန်ဖြစ်လက်မှု400အဆင့်တို့တရက်ဆက်ရောက်ရှိသွားခဲ့ရပါပြီအေရှီအနေဖြင့်လက်ရှိ area နယ်မြေတစ်ခုလုံးမှာတကယ်ကိုပဲစွမ်းအားရှိဆုံးသောအထုပ်ထိပ်အခြေအနေစီတိုရောက်ရှိသွားခဲ့ရပြီဖြစ်ပါသဖြင့်ပုံမနဲ့ဆိုင်လာသောမဟာတော်ရိုင်းမြေပြင်ကြီးအတွင်းပိုင်းထဲစီတိုဆက်လက်ချင်းကပ်ကမဟာဒဏ္ဍာရီလာတာရဲတရိษံများကိုရှာဖွေသွားရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်မွေးမြူရေးခြံဟောင်းကြီးတို့တကြော့ပြန်ရောက်ရှိခြင်းကျွန်တော်အဝေးစီမှာတရားဆက်တည်ရှိနေခဲ့ပါတယ်ဆိုတဲ့မြို့ကိုလုံးကြီးတွေဖုံးလွှမ်းနေခဲ့တဲ့မဟာတောင်တန်းကြီးတွေစီကိုလှမ်းပြီးတော့ကြည့်လိုက်မိတာပေါ့အဲ့ဒီနေရာစီကနေကြောက်မက်ဖွယ်ကောင်းလာတဲ့မဟာဖီအားလိုင်းကရက်တွေတရားဆက်စိတ်ထွက်နေကြတာကိုကျွန်တော်ကိုယ်တိုင်တည်တည်ချာချာခန်းစားလိုက်ရတာဖြစ်တာကြောင့်ကြည့်ရတာအဲ့ဒီနေရာစီကိုတွားရောက်ပြီးတော့စူးစမ်းလေ့လာရမယ့်အချိန်ကာလရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်ကျွန်တော်ဝက်ဝင်တဲ့ကြီးကိုအနားမှာခေါ်ယူထားခဲ့မိရင်တိုက်ပွဲမြေပြင်ကနေထွက်ခွာခဲ့ရကပုံမနဲ့ဆိုင်လာတဲ့မဟာတော်ရမြေပြင်ကြီးရဲ့အတွင်းပိုင်းထဲစီကိုခြေလန်းစတင်လိုက်ပါတော့တယ်ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ဒဏ်ရာအနာတရားတွေအလုံးကစနစ်ရဲ့မဟာကူညီပံ့ပိုးမှုစနစ်တွေကြောင့်တိတိတတ်တာကိုပဲအရှင်ဟုံနဲ့ပြန်လည်တက်တာပြောက်ကင်းလာခဲ့တယ်လို့မဟာချက်ဝတ်ပေါ်ကအကြောင်းကြီးတွေကလည်းတရားဆက်ပြန်လည်ကောင်းမွန်လာခဲ့တာဖြစ်ပါတယ်3နာရီခန့်ကြာအောင်တတော်တွင်ပိုင်းထဲမှာခြေလမ်းမှန်မှန်နဲ့ရှောက်လန်းပြီးရဲ့နောက်မှာတင်ဘေးပတ်ပတ်လဲပတ်ဝန်းကျင်တစ်ခုလုံးကတိတိတတ်တာကိုပဲပုံမိုလူတူစိတ်ညံလာခဲ့ရပြီးတစ်ပင်ကြီးတွေကလည်းတဆဆနဲ့ကျက်ပလာခဲ့ရတာတွေ့ရပါတယ်ဥစ္စာအဲ့ဒီအချိန်မှာပဲကျွန်တော်ချက်ချင်းဆိုသလိုခြေလမ်းတွေကိုဝုန်းခနဲ့ရက်တန့်ပစ်လိုက်မိတာပေါ့ဘာဖြစ်လို့လဲဆိုတော့အရှိတက်နေရာမှာတကယ်ကိုပဲရင်းနှီးလွန်းလာပါတယ်ဆိုတဲ့မဟာနေရာဟောင်းကြီးတစ်ခုထွက်ပေါ်လာခဲ့ရတာဖြစ်တာကြောင့်ပဲဗျာဒါကတော့အရင်ကကိုပိုင်ခွန်အားကြီးမှလာပါတယ်ဆိုတဲ့လူတန်ကြီးရဲ့မဟာနောင်မွေးမြူရေးချန်ကြီးပဲဖြစ်ပါတယ်ကျွန်တော်စိတ်ထဲကနေအနှဲငယ်တွေဝေသွားခဲ့ရမိပေမဲ့လည်းအဲ့ဒီနေရာစီကိုတွားရောက်ပြီးတော့မြင်တွေ့နိုင်ဖို့အတွက်ခြေလမ်းစတင်လိုက်ပါတော့တယ်မွေးမြူရေးခြံကြီးတစ်ခုလုံးကတော့တကယ်ကိုပဲပျက်စီးယိုယွင်းနေခဲ့ရပြီဖြစ်တယ်လို့နေရာအနှံ့မှာပေါင်းမြက်ကြီးတွေတရက်ဆက်ပေါက်ရောက်နေခဲ့ရကနွားတင်းကုတ်ကြီးတွေကလည်းလုံးဝဟာလာဟင်းလင်းဖြစ်နေခဲ့တာတွေ့ရပါတယ်ဗျာကျွန်တော်အရင်တုန်းကကိုယ်တိုင်ကိုကြချုံနှောင်ချင်းခံထားခဲ့ရပူပါတယ်ဆိုတော့နွားတင်းကုတ်အဟောင်းလေးရဲ့အရှိစီကိုခြေလမ်းမှန်မှန်နဲ့ရှောက်လန်းသွားလိုက်မိတာပေါ့အဲမှာတော့အရင်ကကောက်ရိုး6တွေကလက်ရှိအချိန်ထိရှိနေခဲ့တာမှန်ပေမဲ့လည်းအားလုံးကတော့တကယ်ကိုပဲမှုတွေတရက်ဆက်တဲ့နေခဲ့ရပြီဖြစ်ပါတယ်အတိအကျအဲ့ဒီအခိုက်အတန့်မှာပဲအဝေးကနေတဆင်တကယ်ကိုပဲတင်းငယ်လာပါတယ်ဆိုတဲ့မိန်းကလေးငယ်တယောက်ရဲ့စကားတန်လေးတစ်ခုဝုန်းခနဲ့ထွက်ပေါ်လာခဲ့ရပါတော့တယ်ဖေဟိုမှာကြည့်လိုက်ပါဦးဟိုနေရာမှာတကယ်နွားကြီးတစ်ကောင်ရှိနေတယ်ကျွန်တော်ချက်ချင်းခန္ဓာကိုယ်ကိုဝုန်းခနဲ့လက်လက်ပဲကြည့်လိုက်မိတဲ့အချိန်လူတန်ကြီးကသမီးငယ်လေးဒိုဒိုရဲ့လက်ကလေးကိုတိတိကျကျစုပ်ကင်ထားခဲ့မိလျက်မွေးမြူရေးချမ်းရဲ့အဝင်ဝတကားအရှိမရက်တက်နေခဲ့ကြတာကိုလှမ်းပြီးတော့မြင်တွေ့လိုက်ရတာဖြစ်ပါတယ်လူတန်ကြီးကကျွန်တော်ကိုမြင်တွေ့လိုက်ရတဲ့အခိုက်အတန့်မှာတင်တကူလုံးဝုန်းခနဲ့တုံးလောက်သွားခဲ့ရပြီးမျက်နှာပြင်တစ်ခုလုံးသွေးဆုပ်ဖြူနှမ်းသွားခဲ့ရရှာတာပေါ့သူကကျွန်တော်ကိုတိတိကျကျအမိအယမှတ်မိသွားခဲ့တာဥစ္စာဒါပေမဲ့လည်းသမီးငယ်လေးဒိုဒိုကတော့ကျွန်တော်ကိုမြင်တွေ့ရတာကိုလုံးဝကြောက်ရွံ့ထိတ်လန့်ခြင်းမရှိခဲ့ပဲအစွန်းကုန်စိတ်လှုပ်ရှားလွန်းလာပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တည်ရှိနေတဲ့နေရာစီကိုအပြေးလေးချင်းကပ်လာခဲ့တာဖြစ်ပါတယ်ဟာတကယ်နွားကြီးပဲဗျာအရင်ကရှောင်းဟိထက်စာရင်တော့မှအစာပေါင်းများစွာပို့ပြီးတော့ကြီးမားထွားကြိုင်လွန်းလာတယ်လူတန်ကြီးကတော့အစွန်းကုန်ထိတ်လန့်ချောက်ချားသွားခဲ့ရလျက်အရှိစီကိုချက်ချင်းဝုန်းကနေပြေးဝင်လာခဲ့ရကသမီးငယ်လေးဒိုဒိုကိုအနောက်ဘက်စီဆိုအတင်းဆွဲခေါ်လိုက်တာပေါ့အရှိစီကိုလုံးဝမသွားနဲ့ဦးဒိုဒိုအဲ့ဒါကတာမန်နွားတစ်ကောင်လုံးဝမဟုတ်ဘူးကွအဲ့ဒါကသူကကိုပိုင်စကလုံးတွေကိုတော့မှအဆုံးသက်အောင်ပြောနိုင်စွမ်းမရှိခဲ့ပါဘူးဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကသူတို့သားအမိနှစ်ယောက်ကိုမျက်လုံးအစုံနဲ့တေးသေးချာချာစိုက်ကြည့်လိုက်မိရင်သူတို့တရှိနေတဲ့နေရာစီကိုခြေလမ်းမှန်မှန်နဲ့ဖြည်းဖြည်းချင်းချင်းကပ်လျှောက်လန်းသွားလိုက်မိတာကြောင့်ဖြစ်ပါတယ်လူတန်ကြီးချက်ချင်းဆိုသလိုမြေပြင်ပေါ်စီဝုန်းခနဲ့ဒူးထောက်လဲကျသွားခဲ့ရပြီးသမီးငယ်လေးဒိုဒိုကိုသူ့ရဲ့အနောက်ဘက်မှာတေးသေးချာချာကာကွယ်ပုံးကွယ်ထားလိုက်မိတာဖြစ်တာပေါ့တောင်းပန်ပါတယ်ဗျာကျွန်တော်ရဲ့သမီးငယ်လေးကိုတော့အသက်ချမ်းသာပေးပါဗျာအကယ်၍မင်းအနေနဲ့လူသက်ချင်နေဆိုရင်လည်းကျွန်တော်ကသာနေရာမှာတင်တက်ပစ်လိုက်ပါတော့သူ့ရဲ့စကားတန်ကြီးကတရက်ဆက်တုံရင်နေခဲ့ရတယ်လို့မျက်ဝန်းတွေထဲမှာလည်းအစွန်းကုန်ကြောက်ရွံ့ထိတ်လန့်မှုတွေပြည့်နေနေကြတာဖြစ်ပါတယ်
ကျွန်တော်သူတို့ရဲ့အရှိတက်တဲ့စီကိုရှေလန်းမှန်မှန်နဲ့ရှောက်လန်းသွားလိုက်မိရင်အပေါ်စီးကနေတဆင့်သမီးငယ်လေးဒိုဒိုကိုတေးသေးချာချာစိုက်ကြည့်လိုက်တာပေါ့သမီးငယ်လေးကကျွန်တော်ကိုမျက်လုံးဝိုင်းသားလေးနဲ့ပြန်လဲစိုက်ကြည့်လိုက်မိတဲ့အချိန်မျက်ဝန်းတွေထဲမှာကြောက်ရွံ့ခြင်းအရေးအယောင်လုံးဝမရှိခဲ့ပဲအဆုံးကုန်စူးစမ်းလို့စိတ်တွေနဲ့သာပြည့်နေနေခဲ့တာဖြစ်ပါတယ်နွားလေးမင်းကရှောင်ဟေးလားဟင်မင်းကဘလိုမျိုးပြုတ်လုပ်လိုက်လို့ဒီလောက်အထိအရွယ်စားကြီးမားထွားချိုင်းသွားရတာလဲသူကကိုပိုင်လက်ကလေးကိုအရှိစီအတာအရာဆန့်ထုတ်လိုက်မိရင်ကျွန်တော်ရဲ့နွားနှာခေါင်းလေးကိုလာရောက်ထိတွေ့ဖို့အတွက်ကြိုးစားလိုက်တာပေါ့လူတန်ကြီးကတော့အဆုံးကုန်ကြောက်လန့်သွားခဲ့ရလေကျွန်တော်အနေနဲ့သမီးငယ်လေးကိုတခုခုဒဏ်ရာရအောင်လုပ်ပစ်လိုက်မှာကိုစိုးရိမ်စိတ်ပြင်းထန်လာတာဖြစ်တာကြောင့်ဒိုဒိုရဲ့လက်ကလေးကိုအနောက်ဘက်စီချက်ချင်းဆိုအတင်းပြန်လဲဆွဲယူလိုက်မိတာဖြစ်ပါတယ်ကျွန်တော်သမီးငယ်လေးဒိုဒိုကိုစိုက်ကြည့်လိုက်မိတဲ့အခိုက်အတန့်မှာပဲအရင်တိတ်ကာလာတုန်းကသူကဦးထုံးမောင်ရဲ့အရှိမငိုယိုတောင်းပန်နေလေရဲ့ကျွန်တော်အသက်ကိုမတက်ဖို့အတွက်ဆိုအတင်းတားဆီးပေးခဲ့ပူပါတယ်ဆိုတဲ့ပုံရိပ်ရောင်ကြီးကကျွန်တော်အတွေ့အထဲမှာပြန်လဲထွက်ပေါ်လို့လာတာပေါ့ဦးထုံးမောင်ကနောက်ဆုံးမှာတော့ကျွန်တော်ကိုဈေးကွက်ထဲစီဆိုအတင်းရောင်းချပစ်ခဲ့တာမှန်ပေမဲ့လည်းအ ਨੇ ဆုံးသမီးငယ်လေးဒိုဒိုကတော့ကျွန်တော်အပေါ်မှာတကယ်ကိုပဲစိတ်ရင်းအမှန်နဲ့ကောင်းမွန်ပေးခဲ့ရှာတာပဲဥစ္စာကျွန်တော်ဒိုဒိုလက်ကိုနှာခေါင်းနဲ့ခပ်ဖွက်ဖွက်လေးတို့ထိလိုက်ပြီးလှည့်ထွက်ခဲ့ပါတယ်။ဦးထုံးမောင်ကတော့မှင်တက်သွားခဲ့တာပေါ့ကျွန်တော်သူတို့ကိုလှုပ်ပေးလိုက်မယ်လို့သူလုံးဝမထင်ထားခဲ့ပါဘူး။ရှောင်းဟေးတကယ်ပဲမင်းလားလို့သူကတုံရီနေတဲ့အတန်နဲ့မေးရှာပါတယ်။ကျွန်တော်နောက်ပြန်မကြည့်ပဲဝက်ဝက်နဲ့ကြီးနဲ့တူရှေ့ကိုပဲဆက်လျှောက်ခဲ့ပါတယ်။ပြီးခဲ့တာတွေလည်းပြီးပါပြီကျွန်တော်ဟာစိတ်ကြိုက်အသက်ခံခဲ့ရတဲ့အိမ်မွေးနွားတစ်ကောင်မဟုတ်တော့ပါဘူး။နောက်မွေးမြူရေးချန်ကနေထွက်လာပြီးနောက်ကျွန်တော်ခြေလမ်းတွေကိုတွက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲစနစ်ရဲ့အကြောင်းကြားစာမြည်လာတဲ့တင်အရှိဘက်10ကီလိုမီတာกว่าမှာပြင်းထန်တဲ့စွမ်းအင်လှုပ်ခတ်မှုကိုထောက်လှမ်းမိပါတယ်။ဒဏ္ဍာရီလာတတဝါတစ်ကောင်ဖြစ်နိုင်ပါတယ်တဲ့ကျွန်တော်မျက်လုံးတွေတောက်ပသွားပြီးအဲ့ဒီလမ်းကြောင်းစီချက်ချင်းပြေးသွားခဲ့ပါတယ်ရှေ့ကိုတိုးသွားလေတူတွေကဖိအားတွေကပိုပြင်းထန်လာလေပါပဲဝက်ဝင်နဲ့ကြီးကတော့အန်ရီကိုတိတိတတ်အာယုံရနေလို့တုံရင်ဖြစ်လာပါတယ်ကျွန်တော်ကသူ့ကိုဒီနေရာမှာပဲစောင့်နေဖို့ပြောပြီးတယောက်တည်းရှေ့ဆက်ခဲ့ပါတယ်နောက်ဆုံးတော့မျက်တပင်မှမပေါက်တဲ့ကွင်းပြင်ကျဲကြီးတစ်ခုစီရောက်လာတဲ့မြေပြင်ပေါ်မှာမီးလောင်ကျွမ်းထားတဲ့အမတ်သားတွေပြည့်နေပြီးလေတူထဲမှာလည်းပြင်းထန်တဲ့အနံတွေနန်းဟောင်းနေပါတယ်ကွင်းပြင်ရဲ့အလဲဗဟိုမှာတော့အေယာမတတဝါကြီးတစ်ကောင်လှဲလျောင်းနေတာပါအလျားအနည်းဆုံးမီတာ30ရှိပြီးရေပုံးတစ်ပုံးလောက်တုတ်တဲ့တကူလုံးမင်းနဲ့နေတဲ့အကြေးခွန်တွေနဲ့ဖုံးလွှမ်းထားတဲ့ကြောက်မက်ဖွယ်ရာငွေဟောက်ကြီးတစ်ကောင်ဖြစ်ပါတယ်သူ့ကောင်ဟာကားသေးစားတစ်စီးလောက်ရှိပြီးမျက်လုံးတွေကိုမှိတ်လို့အိမ်မောကျနေပါတယ်စနစ်ရဲ့အကြောင်းကြားစာလည်းထပ်မြည်လာပါတယ်တင်ဒဏ္ဍာရီလာတတဝါ6နဲ့ငွေဟောက်ကြီးကိုထောက်လန်းမိပါတယ်တိုက်ခိုက်ရေးစွမ်းရည်အလွန်မင်းအန္တရာယ်ရှိအဆင့်လို့သတ်မှတ်ပါတယ်အင်ရှင်အနေနဲ့တတိထားဖို့အကြံပြုပါတယ်ဒီတတဝါမှာဖြည့်ဆည်းနိုင်စွမ်းရှိပါတယ်တဲ့ကျွန်တော်မွေးဟောက်ကြီးကိုစိုက်ကြည့်ရင်ရင်တွေတုံလာပါတယ်ဒီတတဝါစီကထွက်လာတဲ့ဖိအားဟာကျွန်တော်ကြုံဘူးသမျှတတဝါအားလုံးထက်ပိုပြင်းထန်ပါတယ်ဒါပေမဲ့ကျွန်တော်နောက်မဆုတ်ခဲ့ပါဘူးအဲ့ဒီအစားကျွန်တော်မျက်လုံးထဲမှာစိတ်လှုပ်ရှားမှုတွေဖြစ်ပြေးသွားပါတယ်သူ့ကိုဝါးမြူနိုင်မှသာကျွန်တော်ရဲ့အကန့်အသတ်တွေကိုကြော်ဖြတ်ပြီးပုံမြင့်တဲ့အဆင့်ကိုဆင်ကဲပြောင်းလဲနိုင်မှာပါကျွန်တော်အသက်ပြင်းပြင်းရှူပြီးမွေးဟောက်ကြီးစီဖြည်းဖြည်းချင်းချင်းကပ်သွားပါတယ်ဒါပေမဲ့ခြေလမ်းနဲ့ငယ်ပဲလှမ်းရသေးခင်မှာပဲမွေးဟောက်ကြီးဟာမျက်လုံးတွေကိုရုတ်တရက်ဖွင့်လာပါတယ်အေးဆက်ပြီးတက်ဖြတ်လိုတဲ့စိတ်တွေပြည့်နေတဲ့ညီရဲတဲ့မျက်လုံးတစ်စုံကကျွန်တော်ကိုစိုက်ကြည့်လာပြီးပါးစပ်ကနေရှူးရှူးရှက်ရှက်အတန်နှိမ့်နှိမ့်ထွက်လာပါတယ်နောက်တစ်စက္ကန့်မှာပဲသူကခေါင်းကိုရုတ်တရက်မော့တွေးနေရဲနေတဲ့ပါးစပ်ကြီးကိုဟာပြီးကျွန်တော်စီတိုက်ခိုက်လိုက်ပါတယ်ကျွန်တော်ချက်ချင်းရှောင်လိုက်လို့သူ့ရဲ့ထက်မြက်တဲ့အဆွဲတွေဟာမြေပြင်ပေါ်မှာတွင်းနဲ့ကြီးနှစ်ခုဖြစ်သွားစေပါတယ်ကျွန်တော်အခွင့်အရေးကိုအရယူပြီးရှေ့ကိုပြေးဝင်ကသူ့ခန္ဓာကိုယ်ကိုနွားချိုနဲ့ထိုးဆိုင်လိုက်ပါတယ်ဒါပေမဲ့နွားချိုဟာသူ့အကြေးခုံပေါ်မှာအစင်းရအနှဲငယ်ပဲထင်ကျန်စေခဲ့ပါတယ်ဒီကောင်ရဲ့ကာကွယ်ရေးစွမ်းအားကကျွန်တော်ရဲ့ချက်ဝတ်တစားထက်ပိုတောင့်တင်းနေတာပါသူ့ရဲ့လင်မြန်တဲ့အမီးဟာအေယာမတန်ကြာပူကြီးလိုဝေးရမ်းလာပြီးကျွန်တော်ကိုအပြင်းထန်ရိုက်ခတ်လိုက်ပါတယ်ကျွန်တော်လွန့်ထွက်သွားပြီးမြေပြင်ပေါ်ခက်ပြင်းပြင်းကျသွားခဲ့ပါတယ်ကျွန်တော်ချက်ဝတ်တစားပေါ်မှာအကြောင်းတချို့တောင်ထင်သွားပါတယ်တကယ်စွမ်းအားပါပဲကျွန်တော်မနေ့လူလဲထားပြီးသွေးစာယူသွချင်းစွမ်းရည်ကိုအသက်သွင်းလိုက်ပါတယ်ကျွန်တော်မျက်လုံးတွေညီရဲလာပြီးစွမ်းအားတွေကအမတ်1000ထိတက်လာပါတယ်ကျွန်တော်ဟိတ်ဟောက်ပြီးအေယာမမွေဟောက်ကြီးစီတကြောပြန်ပြေးဝင်သွားပါတယ်ဒီတစ်ချိန်မှာတော့ကျွန်တော်ပုံမြန်ပြီးပိုတန်မာလာပါတယ်ကျွန်တော်ဖြည့်ဆည်းမှုတိုးဝေခြင်းကိုထုတ်သုံးပြီးငွေဟောက်ကြီးရဲ့ခန္ဓာကိုယ်ကိုဝင်တိုက်လိုက်ပါတယ်ငွေဟောက်ကြီးရဲ့ခန္ဓာကိုယ်ဟာတုန်ခါသွားပြီးအကြေးခွန်တွေပေါ်မှာအကြောင်းတချို့ထင်သွားပါတယ်ဒါပေမဲ့သူကလည်းချက်ချင်းပြန်လဲတိုက်ခိုက်တဲ့အနေနဲ့အနက်ရောင်အစိတ်ရည်တွေကိုမှုတ်ထုတ်လိုက်ပါတယ်အစိတ်ရည်တွေမြေပြင်ပေါ်ကျသွားတာနဲ့ချက်ချင်းပဲကျွန်တော်ချက်ဝတ်တစားမှာကျင်းကြီးတွေဖြစ်သွားစေလောက်အောင်တိုက်စားသွားပါတယ်ကျွန်တော်အသေးအတန်ရှောင်လိုက်ပေမဲ့အစိတ်ရည်တချို့ကချက်ဝတ်တစားပေါ်ဆင်သွားပြီးတရှဲရှဲအတန်တွေထွက်လာပါတယ်ချက်ဝတ်တစားကစတင်တိုက်စားခံရပြီးအရေးပြားပေါ်မှာဆက်ဖြင်းဖြင်းနဲ့နာကျင်မှုကိုခံစားလိုက်ရတယ်အစိတ်ရဲ့စွမ်းအားကကြောက်စရာကောင်းလာပါတယ်အေယာမမွေဟောက်ကြီးကအခွင့်ကောင်းယူပြီးကျွန်တော်ခန္ဓာကိုယ်ကိုရစ်ပတ်လိုက်ကသူ့ရဲ့ကြီးမားတဲ့ခွန်အားနဲ့ပုံမတင်းကျပ်လာပါတယ်ကျွန်တော်ရိုးတွေတချွတ်ချွတ်မြည်လာပြီးအသက်ရှူဖို့ပိုပြီးခက်ခဲလာပါတယ်မဖြစ်ဘူးဒီအတိုင်းဆက်သွားရင်ကျွန်တော်အသက်ရှူချက်ပြီးသေးလိမ့်မယ်ကျွန်တော်အသေးအတန်ရုန်းကန်ရင်ကြောပေါ်ကအယိုးစုတွေနဲ့ငွေဟောက်ကြီးရဲ့ခန္ဓာကိုယ်ကိုထိုးဆိုင်လိုက်တော့စူးတွေကအကြေးခွန်တွေကိုဖောက်ထွက်ပြီးငွေဟောက်ကြီးရဲ့အသားထဲစိုက်ဝင်သွားပါတယ်ငွေဟောက်ကြီးကနာကျင်မှုကြောင့်အရှိန်နဲ့ငယ်လျှော့လိုက်တဲ့အချိန်မှာကျွန်တော်ရုန်းထွက်နိုင်ခဲ့ပါတယ်ကျွန်တော်အပြင်းထန်အသက်ရှူနေရပြီးတကူလုံးမှာဒဏ်ရာတွေနဲ့ချက်ဝတ်တစားကလည်းနေရာနဲ့အကွဲတိုက်စားခံထားရပါတယ်ဒါပေမဲ့ကျွန်တော်နောက်မဆုတ်ခဲ့ပါဘူးအဲ့ဒီအစားကျွန်တော်မျက်လုံးထဲကတိုက်ခိုက်လို့စိတ်တွေကပိုပြီးပြင်းထန်လာပါတယ်ကျွန်တော်ငရဲနှင်းချေချင်းစွမ်းရည်ကိုထုတ်သုံးပြီးနားကွဲလူမတက်ဟိဟောက်တန်နဲ့အတူမြေပြင်ကိုအပြင်းထန်နှင်းချလိုက်ပါတယ်မြေပြင်တစ်ခုလုံးပြင်းထန်စွာတုန်ခါသွားပြီးငွေဟောက်ကြီးရဲ့ခန္ဓာကိုယ်လည်းရိမ့်ထိုးသွားပါတယ်
ကျွန်တော်အခွင့်အရေးကိုအရယူပြီးရှေ့ကိုပြေးဝင်ကသူ့ရဲ့အသက်ချက်နေရာကိုနွားချိုနဲ့အပြင်းထန်ထိုးဆိုင်လိုက်ပါတယ်ဒီတစ်ချိန်မှာတော့နွားချိုဟာအကြေးခွန်တွေကိုဖောက်ထွက်ပြီးမွေဟောက်ကြီးရဲ့ကိုယ်ရဲ့အနက်ကြီးစိုက်ဝင်သွားပါတယ်ကျွန်တော်အောက်ကအေယာမမွေဟောက်ကြီးဟာဆူဆူဝါဝါအော်ဟေးရင်အသေးအတန်ရုန်းကန်ပါတော့တယ်သူ့အမိကကျွန်တော်ကိုဝေးရမ်းရိုက်ခတ်လိုက်လို့ကျွန်တော်လွန့်ထွက်သွားပြီးကြောက်ဆောင်ကြီးတစ်ခုနဲ့ဝင်ဆောင်မိသွားတယ်ကြောက်ဆောင်ကြီးကြေမွားသွားပြီးကျွန်တော်လည်းမြေပြင်ပေါ်လဲကျသွားခဲ့ကတကိုယ်လုံးကအယိုးတွေကျိုးတော့မတက်ခံစားလိုက်ရပေမဲ့ကျွန်တော်အန်ကျိတ်ပြီးပြန်ထကမွေဟောက်ကြီးစီထပ်မံပြေးဝင်သွားပါတယ်ဒီတိုက်ပွဲကတော့သူ့တေကိုတေပါပဲမွေဟောက်ကြီးနဲ့ကျွန်တော်ဟာကွင်းပြင်ကျဲကြီးထဲမှာအပြင်းထန်တိုက်ခိုက်ကြပြီးထိတ်တိုက်တွေတိုင်းမြေပြင်ကြီးတုန်ခါသွားပါတယ်ကျွန်တော်မွေဟောက်ကြီးရဲ့အားနည်းချက်ကိုထိုးစိုက်ထားလို့သူ့ရဲ့လှုပ်ရှားမှုတွေတိတိတတ်တာနှိကွေးသွားပေမဲ့သူ့ရဲ့တံပြန်တိုက်ခိုက်မှုတွေကတော့ပြင်းထန်နေတော့မှာပဲသူအစိတ်ရည်တွေထပ်မှုတ်ထုတ်လိုက်ပြန်လို့ကျွန်တော်အသေးအတန်ရှောင်ပေးမဲ့လဲစင်လာတာကိုခံလိုက်ရပါတယ်နောက်ခြေတော့ချက်ဝတ်တစားမှာအပေါက်ကြီးတစ်ခုဖြစ်သွားပြီးဆူရှားတဲ့နာကျင်မှုကြောင့်ကျွန်တော်ခြေလမ်းတောင်ပြက်လူနေပါဖြစ်သွားပါတယ်ဒါပေမဲ့ကျွန်တော်အန်ကျိတ်ခံနိုင်ရရှိရှိနဲ့မွေဟောက်ကြီးစီပြေးဝင်ပြီးသူ့မျက်လုံးတဲတဲ့ကိုနွားချိုနဲ့ပြင်းပြင်းထန်ထန်ထိုးဆိုင်လိုက်တော့မွေဟောက်ကြီးကအော်ဟစ်ပြီးခေါင်းကိုပြင်းပြင်းထန်ထန်ဝေ့ရမ်းလိုက်လို့နွားချိုချက်ကလွဲချော်သွားပြီးသူ့မျက်ခွန်ကိုပဲထိသွားပါတယ်သူကဒေါသတကြီးနဲ့တွေးနေရဲနေတဲ့ပစက်ကြီးကိုဟာပြီးကျွန်တော်ကိုကိုက်ဖို့လုပ်ပါတယ်ကျွန်တော်မှရှောင်ဖို့အချိန်မရှိတော့တာကြောင့်ကြောပေါ်ကအယိုးစုတွေနဲ့ပဲထိတ်တိုက်ရင်ဆိုင်လိုက်ပါတယ်စုတွေကမွေဟောက်ကြီးစီစိုက်ဝင်သွားပြီးသူကလည်းနာကျင်မှုကြောင့်ပြန်လွတ်ပေးလိုက်ပါတယ်အဲ့ဒီအခွင့်အရေးကိုယူပြီးကျွန်တော်ကဖျက်ဆီးမှုတိုးဝေးခြင်းကိုထုတ်သုံးကသူ့ကောင်းကိုအပြင်းထန်ဆောင်ပစ်လိုက်တယ်ကွဲအပ်တန်နဲ့အတူအေယာမမွေဟောက်ကြီးရဲ့ဦးကောင်းခုံပျက်စီးသွားပြီးသူ့ခန္ဓာကိုယ်ကြီးပြင်းထန်စွာတုန်ခါသွားပါတယ်ကျွန်တော်သူ့ကိုအသက်ရှူချောင်ခွင့်မပေးဘဲအရှိကိုထပ်တိုးကသူ့လက်ချောင်းစီနွားချိုနဲ့ထိုးဆိုင်လိုက်ပါတယ်ဒီတစ်ချိန်မှာတော့နွားချိုကအနက်ကြီးစိုက်ဝင်သွားပြီးသွေးတွေဟာရေပန်းလိုပန်းထွက်လာပါတော့တယ်အေယာမမွေဟောက်ကြီးဟာနောက်ဆုံးအကြိမ်ဖြစ်ညီးတွားလိုက်ပြီးသူ့ခန္ဓာကိုယ်ကြီးအကြိမ်ငယ်တုန်ခါသွားပြီးနောက်ငြိမ်သက်သွားပါတော့တယ်ဒီဒဏ္ဍာရီလာတတဝါ6နဲ့မွေဟောက်ကြီးကိုတက်ဖြတ်နိုင်ခဲ့ပါတယ်။စွမ်းရည်မြင့်အမှတ်9000ရရှိပါတယ်။ကို4ချိန်ပိတာ9000ကျော်လွန်သွားပါပြီ။စွမ်းအားအမှတ်8ရကျော်လွန်သွားပါပြီ။ခန္ဓာကိုယ်ကြန့်ခိုင်မှုအမှတ်9ရကျော်လွန်သွားပါပြီ။ဖြစ်လက်မှုအမှတ်450ကျော်လွန်သွားပါပြီ။မျိုးနွယ်စုရဲ့အကန့်အသတ်ကိုကျော်ဖြတ်ပြီးအမြင့်ဆုံးအဆင့်ဆင့်ကဲပြောင်းလဲခြင်းအသက်ဝင်ပါပြီ။ကျွန်တော်တရားရီဗရာပွားနဲ့မြေပြင်ပေါ်မှာမောဟိုက်ပြီးလှဲလျောင်းနေရကမတ်တရက်ဖို့တောင်မနှဲလုံနေရပါတယ်။ဒါပေမဲ့စနစ်ရဲ့အကြောင်းကြားစာကြောင့်ကျွန်တော်ကိုအတင်းအကျပ်ထိုင်ပြီးအေယာမမွေဟောက်ကြီးရဲ့အလောင်းကိုစတင်ဝါမျိုးပါတော့တယ်။အေယာမမွေဟောက်ကြီးရဲ့အသားတွေကျွန်တော်ပါဇက်ထဲရောက်သွားတာနဲ့အမျှမကြုံစဖူးပြင်းထန်တဲ့စွမ်းရည်တွေကျွန်တော်စီစီးဆင်းလာပါတယ်ကျွန်တော်ခန္ဓာကိုယ်ထဲကဆက်လိုင်းကဝမ်းမြောက်ဝမ်းသာဖြစ်နေပြီးဒီစွမ်းရည်တွေကိုအသေးအတန်ဆုပ်ယူနေတာကိုခံစားလိုက်ရပါတယ်ဒီဝမ်းမြောက်ခြင်းလှုပ်ဆောင်နေပါတယ်10% 30% 50% ကျွန်တော်ရဲ့ချက်ဝတ်တစားတွေကွာကျလာပြီးအရေပြားအောက်ကနေပိုပြီးအယောင်ရင်ကပုံမမာကျော်ပြီးတက်တူရောင်တောက်ပြောင်နေတဲ့ချက်ဝတ်တစားတစ်တွေထွက်လာပါတယ်ကျောပေါ်ကအယိုးစုတွေကလည်း3ပေကနေ9ပေအထိရှည်ထွက်လာပြီးတစ်ခုချင်းစီမှာရွှေဝါရောင်အလင်းတန်းတွေတောက်ပနေပါတယ်။နွားချိုတွေကတော့ပိုပြီးကြီးမားလာပြီး9ပေအထိတိုက်ရိုက်ရှည်ထွက်လာကရေပုံးတွေလိုတုပ်ပြီးကောင်းကင်နဲ့မြေကြီးကိုတောင်ဖောက်ထွက်နိုင်မတဲ့ကြောက်စရာကောင်းတော့အောင်ထက်မြက်နေပါတယ်။ကျွန်တော်ခန္ဓာကိုယ်ကလည်းပိတာ9000ကနေ6000အထိကြီးထွားလာပြီးကြွက်သားတွေကလည်းပောက်ကွဲထွက်လို့မတက်တောင်တင်းလာပါတယ်။ဒီဝမ်းမြောက်ခြင်းပြီးဆုံးပါပြီလက်ရှိကို4ချိန်ပိတာ6000စွမ်းအား1000ခန္ဓာကိုယ်ကြန့်ခိုင်မှုကိုရဖြက်လက်မှု900ဆင့်ကဲပြောင်းလဲခြင်းပြီးဆုံးပါပြီလက်ရှိပုံစံကန္နာယဘရင်အမြင့်ဆုံးစွမ်းရည်ပွင့်သွားပါပြီဖြစ်စီမှုနင်းချေခြင်းကန္နာယဘရင်ရဲ့စွမ်းမကားမသိမျိုးခန္ဓာကိုယ်ကျွန်တော်မတ်တက်ရက်လိုက်တဲ့အခါတကူလုံးမှာအရာအလုံးကိုစုပ်ဖြတ်ပြစ်နိုင်လောက်တဲ့စွမ်းအားတွေပြည့်နေနေတာကိုခံစားလိုက်ရပါတယ်ကျွန်တော်ကောင်းကင်ရန်စီဟိဟောက်လိုက်ရအတန်ဟာမိုးချင်းတန်လိုကန္နာယတစ်ခုလုံးကိုပဲ့တင်ထက်သွားစေတဲ့ကီလိုမီတာအပတ်လည်တွင်းမှာရှိတဲ့တိရစ္ဆာန်တွေအလုံးဟာကျွန်တော်ရဲ့ဟိဟောက်တန်ကိုကြားပြီးကြောက်လန့်တကြားနဲ့မြေပြင်ပေါ်ဝစ်ဆင်းသွားကြပါတယ်ဝက်ဝင်လက်ကြီးကတော့အဝေးကနေတုံတုံရင်ရင်နဲ့ပြေးလာပါတယ်ကျွန်တော်ကိုမြင်တဲ့အခါသူ့မျက်လုံးတွေထဲမှာယူသေးကြောက်ရွံ့မှုတွေပြည့်နေပြီးခေါင်းတောင်မမော့ရဲပဲမြေပြင်ပေါ်မှောက်ရက်ဝစ်ဆင်းနေရှာပါတယ်ကျွန်တော်ကသူ့ကိုထားဖို့အချက်ပြတဲ့အနေနဲ့အတန်ခတ်တူတူပြုတ်လုပ်လိုက်ပါတယ်အဲ့ဒီအခါကျမှဝက်ဝင်လက်ကြီးကတုံတုံရင်ရင်နဲ့ထားပြီးကျွန်တော်နောက်ကနေလိုက်လာပါတယ်ကျွန်တော်လက်ကြည့်လိုက်ပြီးအဝေးကတောင်တန်းတွေကန္နာရရဲ့အနက်ဆိုင်ဆုံးနေရာဒဏ္ဍာရီတဲကအနည်းရှိဆုံးနေရာကိုလှမ်းကြည့်လိုက်ပါတယ်ဒါပေမဲ့အခုတော့ကျွန်တော်ဘယ်စိန်ခေါ်မှုကိုမှမကြောက်တော့ပါဘူးကျွန်တော်ဝက်ဝင်လက်ကြီးကိုဥဆောင်ပြီးကန္နာရရဲ့အနက်ဆိုင်ဆုံးနေရာစီတလန်းချင်းရှောက်လန်းခဲ့ပါတယ်ကျွန်တော်ဖြတ်တန်းသွားတဲ့နေရာတိုင်းမှာတရဝတွေဟာနောက်ဆုတ်ပေးကြပြီးဘယ်တရဝမှကျွန်တော်နာကိုမကက်ရဲကြပါဘူးကျွန်တော်ကန္နာရရဲ့အမြင့်ဆုံးတောင်ထိပ်ပေါ်တက်ပြီး6ကမ်းပါအဆုံးကနေအောက်ကမြေပြင်ကိုငုံကြည့်လိုက်ပါတယ်အဝေးကနွားမွေးမြူရေးချံကိုတော့မမြင်ရတော့ပါဘူးတစ်ချိန်ကအဲ့ဒါဟာကျွန်တော်ရဲ့အကျဉ်းထောင်ဖြစ်ခဲ့တာပါအခုတော့ဒီကန္နာရတစ်ခုလုံးဟာကျွန်တော်ရဲ့နေမြေဖြစ်သွားပါပြီကျွန်တော်ကောင်းကင်ရန်စီနောက်တစ်ချိန်ဟိဟောက်လိုက်ရအတန်ဟာတောင်တန်းနဲ့တစ်တော်ရီစီပဲ့တင်ထက်သွားပါတယ်တောနက်ထဲကနေရေတွက်လို့မရတဲ့တောတိုင်းတိရစ္ဆာန်တွေရဲ့အော်ဟစ်တန်တွေဟာကျွန်တော်ရဲ့ခေါ်တန်ကိုတုံ့ပြန်တဲ့အနေနဲ့ထွက်ပေါ်လာပါတယ်။ဝန်ပလွေတွေဝက်ဝင်တွေကြားတွေဗီဇပြောင်းတရဝါတွေတောင်ထိပ်စီမျက်နှာမူပြီးဒူးထောက်အညံ့ခံနေကြပါတယ်။ဒီကန္နာရရဲ့အပြောင်းလဲမှာအညံ့ခံတဲ့အနေနဲ့ကျွန်တော်ခြေရင်းကတရဝါအပေါင်းကိုကြည့်ပြီးကျွန်တော်မျက်လုံးထဲမှာကျေနပ်မှုတချို့ဖြစ်ပြေးသွားပါတယ်။သူတစ်ပါးရဲ့တနာညာတာမှုကိုစောင့်ခဲ့ရတဲ့အိမ်မွေးနွားတစ်ကောင်ကနေကန္နာရရဲ့ဘရင်ဖြစ်လာဖို့ကျွန်တော်မှနိုင်ဝက်တောင်မကြခဲ့ပါဘူး။ကျွန်တော်လူသားတွေရဲ့ချီနှောင်မှုတွေကနေလုံးဝလွတ်မြောက်သွားခဲ့ပါပြီလူသားတွေရဲ့လက်နက်တွေဟာကျွန်တော်ရှိမှအယုတ်တွေမြတာဖြစ်ပါတယ်ဒီနေ့ကစပြီးဒီကန္နာရဟာကျွန်တော်ရဲ့နေပဲဖြစ်ပါတယ်စနစ်ရဲ့အကြောင်းကြားစာနောက်ဆုံးအကြိမ်မိလာပါတယ်တင်
ဂုံယူပါတယ်အင်ရှင်တင်ဟာအမြင့်ဆုံးအဆင့်စင်ကဲပြောင်းလဲခြင်းကိုပြီးမြောက်ပြီးကန္နာရရဲ့ဘရင်ဖြစ်လာပါပြီခရီးစဉ်အသစ်စတင်တော့မှာဖြစ်ပြီးပုံမိုကျေပြန့်တဲ့ကဘာကြီးကတင်းရဲ့ရှာဖွေစူးစမ်းမှုကိုစောင့်ကြိုနေပါတယ်ကျွန်တော်အဝေးစီလှမ်းကြည့်လိုက်ရအဲ့ဒီမှာပုံမြင့်တဲ့တောင်တန်းတွေပုံနဲ့တဲ့တစ်တော်တွေနဲ့ပုံတန်မာတဲ့ပြိုင်ဘက်တွေရှိနေပါတယ်ဒါဟာအစပဲရှိသေးတယ်ဆိုတာကျွန်တော်သိပါတယ်ကျွန်တော်နောက်ဆုံးအကြိမ်ဖြစ်ဟိန်းဟောက်လိုက်ရအတန်ဟာမြေပြင်တစ်ခုလုံးကိုပဲ့တင်ထက်သွားပါတယ်တတဝါအားလုံးဟိန်းဟောက်ကြပြီးတောင်တန်းနဲ့တစ်တော်တွေတုန်ခါသွားပါတယ်ဒီနေ့ကစပြီးကျွန်တော်ဟာဒီမြေပြင်ရဲ့အမြင့်မြတ်ဆုံးတတဝါအရှင်သခင်ဖြစ်ပါတယ်လူသားတွေမရှိတော့ဘူးအနောက်အဖွဲ့တွေမရှိတော့ဘူးကန့်သက်ချက်တွေမရှိတော့ဘူးအဆုံးမဲ့တဲ့ကန္နာရနဲ့ဘယ်တော့မှမဆုံးနိုင်တဲ့စင်ကဲပြောင်းလဲခြင်းလမ်းစဉ်ပဲရှိပါတော့တယ်ကျွန်တော်အဝေးစီလှည့်ကြည့်လိုက်ရမြူနင်းတွေဝေမိုင်းနေပြီးပုံမိုကျေပြန့်တဲ့ကဘာကြီးကိုမထင်မရှားမြင်နေရပါတယ်အဲ့ဒီမှာကျွန်တော်ထပ်ပိုတန်မာတဲ့တရှိမှုတွေစောင့်ကြိုနေနိုင်ပေမဲ့ကျွန်တော်မကြောက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟာအရာအလုံးကိုဝါမျိုးမဲ့မိစ္ဆာနွားကြီးကန္နာရရဲ့ဘရင်ဖြစ်လို့ပါပဲဝက်ဝင်နဲ့ကြီးကကျွန်တော်နောက်ကနေလိုက်လာပြီးကျွန်တော်တို့အတူကန္နာရရဲ့အနက်ဆိုင်ဆုံးနေရာအဝေးကမတိနားမလည်နိုင်တဲ့နေရာစီကိုရှောက်လန်းခဲ့ကြပါတယ်ကျွန်တော်တို့အနောက်ကတတဝါအပေါင်းရဲ့ဟိန်းဟောက်တန်တွေကတော့သူတို့ရဲ့ဘရင်ကိုနှုတ်ဆက်တဲ့အနေနဲ့ကြံရစ်နေခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်နောက်ပြန်မကြည့်ပဲပုံမိုတန်မာမဲ့အနာဂတ်စီကိုတလန်းချင်းရှောက်လန်းသွားပါတော့တယ်ဒီဇလန်လေးကိုကြိုက်နှစ်သက်ရင် like and share လုပ်ပြီး comment မှာတစ်ခုခုရေးခဲ့ပေးကြပါဦးဗျာနောက်ထပ်လည်းဇလန်ကောင်းလေးတွေကိုအစအဆုံးတင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ Shine Movie Recap Channel လေးကို subscribe လုပ်ခဲ့ကြဖို့မမေ့နဲ့ဦးနော်